ချစ်တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဇင်အော်ရီယိုဘုံ channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။နားချင်သူပရိသတ်တွေအတွက်စိတ်ဝင်စားစရာအချက်ဝတ္ထုစလင်ကောင်းလေးများစွာကိုတင်ဆက်ပေးတဲ့ကျမတို့ရဲ့ channel ကနေဒီကနေ့တင်ဆက်ပေးမယ့်အချက်စလင်လေးကတော့ဆရာရဲ့ချွေးစိမ်လေးအချက်စလင်လေးရဲ့ဒုတိယပိုင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။စလင်လေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးတော့ဘေးက notification လေးကိုနှိပ်ပေးတော့ဖို့တောင်းဆိုချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ချင်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇလန်လေးကိုအခုပဲစတင်လိုက်ပါပြီ။ Baby ထားတော့လေ။ရှင်ဆရာမထချင်သေးဘူး။အိမ်ပြန်အောင်မလေး Baby ရဲ့အားဆိုလဲထားမယ်။ထလာမျက်နှာတက်ပေးမယ်။ရတယ်။ဆရာအပြင်မှာပဲစောင့်နေ။ကဲသဘောပါဗျာ။ဝနာရေချိုးခန်းထဲဝင်လာပြီးထွက်လာတော့ဝနာအတွက်အင်ကြီးထုတ်ထားပြီးဝနာလည်းအင်ကြီးတွေဝင်လာပြီးအရှိကိုထွက်လာလိုက်တယ်။ကဲလာဘေဘီဒီမှာထိုင်ဒီဘက်ထိုင်ကုန်ဒီမှာထိုင်လို့မရဘူးလား။ကိုပေါ်ထိုင်ပါဆိုဟုတ်ဝနာဆရာပေါ်မှာထိုင်လိုက်ပြီးလက်တစ်ဖက်ကဆရာကိုတိုင်းဖက်ထားလိုက်တယ်။ဒီမှာကောင်းလိုက်တယ်ရှမ်းခောက်ဆွဲပါလားဆရာဘယ်ကဝယ်ခဲ့တာလဲဆရာကိုယ်တိုင်လှုပ်ထားတာပေါ့ကွာတကယ်ပေါ့ဟာဆရာချာမျိုးတွေလည်းတိတ်တော်တာပဲတော်ရင်စုချပွားချစ်ဆရာလေးကွာစတော်ဘယ်ရီကျွေးဆရာကလည်းနှကန်းနဲ့ကျွေးနေတယ်ဘာလို့လဲမစားအောင်လားစားမယ်ဘေဘီရှမ်းအိမ်မှာလိမ့်မမနေရမယ်နော်အိမ်မှာဆရာရဲ့ကဲလာပြန်ကြမယ်ဖွားတို့စောင့်နေလာပြီဆရာနဲ့တူဝနာအိမ်ကိုပြန်လာတယ်ကျေးဇူးပါမောင်ရဲ့ဟုတ်ကဲ့ဗျရပါတယ်ဖွာကျွန်တော်ပြန်လိုက်ပါအောင်မယ်ဆရာတတ်တာသမီးဆရာကားလေးကခြံထဲကနေတဖြည်းဖြည်းပြောက်ကွယ်သွားတယ်ဟဲ့နင်းမျက်နှာကြီးကဘာဖြစ်နေရလဲပြားရီလောင်းထားရလားပြောရရင်ရတည်ရဲ့ငါဆရာနဲ့အရင်လိုမဟုတ်တော့ဘာလို့ဆိုလို့ကျင်တာလဲငါဆရာနဲ့တွဲလိုက်ပြီတကယ်ပေါ့ဟဲနေတော့ချက်ချင်းကြီးမသိပါဘူးဟာဆရာတချင်းဆိုပြရညငါသူ့ကိုလုံးဝသဘောကျသွားတာအေးပါဝနာကဘာကြီးဟာဆရာဖြစ်တယ်သမီးရေရှမ်းကြည့်မေချန်ရှိပါသမီးဧည့်သည်ရောက်နေရဲ့ဟုတ်လားဟုတ်သမီးဆင်းလာမယ်နော်ဟဲ့ယတိဘာတူလဲငါလည်းမသိဘူးလေအခုမှသွားကြည့်ပါငါပါလိုက်ခဲ့မယ်ဆက်စုသူပြီးပြီးဝနာကတော့လိုက်သွားပါတယ်။ဘာသူလဲရှင့်။ညီမချက်တီလား။ဟုတ်ပါတယ်မ။ဟိုနာကောင်လေးကညီမအတွက်ပါတဲ့။ဟဲအဲ့ဒါအကူသူတွေမျိုးမလား။ဟုတ်တယ်။ဝနာတို့မလဲမကဲမှာအသေးပုံစာရွက်ကိုကင်ထားပြီးယတိကိုပြုံးပြနေရဲ့သူ။ဒီနေ့ငါတို့တပတ်ပြည့်ဟုတ်ပါတယ်ဒီမှာညီမအတွက်လှလိုက်တာမုတ်လေးတွေရောပန်းတွေရောကျေးဇူးပါလို့ပြောပြပါနော်အမမိုက်လိုက်တာဝနာတော့ဘေးကနေပီတိတွေဝေနေရတယ်အိမ်မပိုင်တဲ့ကောင်မလေးကိုချစ်ပေးသားပဲနော်ဟုတ်ပါသူတကယ်ရိုမန်တစ်ဆန်တာပဲဝမ်းသာပါတယ်ဟာနေ့တစ်ခုခုဖြစ်ရင်ငါ့ကိုပြောရမယ်နော်ငါရှိဘွားတငယ်ချင်းလူမားနေရဲ့ကောင်မဒီနေ့ကတော့ဝနာတို့ရဲ့တက္ကသိုလ်ဝင်ဆောင်ပွဲအောင်စင်းထွက်မဲ့နေ့ပါဒီကြားရင်ဝနာနဲ့ဆရာတို့တိတ်ဆက်တယ်မလုပ်ဖြစ်ကြဆရာမယားကျမ်းမာရေးမကောင်းတာကြောင့်ဆရာရုတ်တရက်ရန်ကုန်ပြန်သွားတယ်ရှင်ခုန်လိုက်တာငါရောဝဲဝနာနှစ်ယောက်သားလက်တွေကင်ထားပြီးစိတ်လှုပ်ရှားနေကြတယ်ဟယ်လိုသမီးတကယ်အေးအမေမြေလူတွေကိုပြောလိုက်အောင်မယ်ဖွာပါရဲလေသမီးတို့နှစ်ယောက်လုံးတူးတီနဲ့အောင်နေတဲ့တကယ်ပျော်လိုက်တာယတိရေအောင်ပြီဝနာပျော်လွန်းလို့သိနိုင်တယ်ချက်ချင်းပဲဆရာကြီးဖုံးဆက်လိုက်တယ်ပထမတစ်ခါမကင်ဒုတိယတစ်ခါလည်းမကင်ပြန်နောက်ဆုံးတစ်ခေါက်ကြာမှဝင်သွားတယ်ဟယ်လိုဆရာဟယ်လိုဘာတူလဲမသိဘူးဒါဆရာဖုံးမဟုတ်လားမောင်ဝင်ပြောတာလားမောင်ကြီးဝနာစိတ်တွေလေးလံသွားတယ်ဒီတန်းကဆရာမနင်းပွင့်ဖြူတန်းဖြစ်ပါတယ်ဟယ်လိုသမီးသမီးတဲ့လားဆရာမအောင်လားဆရာရေချိုးနေလို့ဘာမှမဟုတ်ပါဘူး
သမီးတို့စောင့်ပွဲအောင်နေလို့လမ်းပြောတာပါဆရာဒူးရီပါရမလားဆရာကိုသမီးမေဖုံးဆက်ပေးပြီအော်ဆရာကသိနေတာတော့အေးတီအေးဆက်ပါလားဟုတ်အဲ့ဒါလမ်းပြောတာပါဆရာ congratulation ပါသမီးရေဟုတ်ကဲ့ဆရာနောက်မှမုတ်ဝဲကြည့်မယ်နော်အခုတော့ဒါပဲနော်အော်ဟုတ်ဆရာတတ်တာပါဆရာဘက်ကဖုံးစာချသွားခဲ့ပါပြီဆရာနဲ့လူချင်းမတွေ့ရတဲ့ချိန်တွင် message လေးတွေပို့ထပ်ပုံလေးတွေပို့ရင်ချစ်ခဲ့ကြတာမလားစိတ်ကောင်းရင်သေးတန်ချောတက်ပြီးဘယ်မှဖုံးရင်မချတတ်တဲ့ဆရာအခုတော့ဘာရီများပြောင်းလဲသွားရတာလဲဝနာဆရာကိုဖုံးဆက်ပြီးပြီလားဆက်ပြီးပြီဆရာဘာပြောလဲအခုလာမယ်တဲ့လားသူမအားဘူးထင်ပါတယ်ဟာရတီတယောက်မျက်နှာပြတ်သွားတယ်ဘေးလူဖြစ်တဲ့သူတော်ဒီလိုအံ့ဩသွားတာကာကန်ရှင်ဝင်နာရောဘယ်လောက်ထိခံစားနေရမလဲဆိုတာရတီသိတယ်အေးလေသူ့မိမနေမကောင်းတာတော်သေးရပေါ့ဖုံးကိုင်းတာပဲဆရာစင်ပြေရလားမသိပါဘူးငါတို့ရန်ကုန်သွားမှပဲတွေးကြမယ်လေနော်ရတီအားလုံးပြောနေပေမဲ့ဝင်နာတော့မပြောနိုင်ဟယ်လိုမေသမီးလေးအမေစီဘယ်တော့ပြန်လာမှာလဲဖွားကိုပြောပြီးလာခဲ့ပါမယ်ရှင်ပြီးရောနောက်တစ်ပတ်လောက်လာနော်ငါသမီးလေးကိုရှယ်ကုန်ပြရမယ်ရတီမိဘတွေကလည်းမျှော်နေကြပြီဟုတ်မေဝနာစိတ်ကိုအတက်နိုင်ဆုံးထိန်ပြီးပျော်သလိုဟန်ဆောင်လိုက်တယ်သူမစူးစမ်းမှုရဲ့ရလက်ကိုဘာမဟုတ်တဲ့ကိစ္စလေးကြောင့်အဆုံးရှုံးမခံနိုင်ဘူးတစ်ပတ်လောက်ကြာတော့မြေးလေးတို့ဒီမှာပဲဆက်နေကြလားရန်ကုန်သွားကြလားရတီကတော့ဒီမှာပဲနေကြတယ်ဝနာလည်းရတီနဲ့တူတူပါပဲဟုတ်ပါပြီကွယ်မြေးလေးတို့ပြောသလောက်နေဟုတ်ပြီလားဟုတ်ပါဝနာတို့အထုပ်ပိုးတွေကားပေါ်တင်ပြီးရန်ကုန်ကိုသွားဖို့ပြင်ဆင်ကြတယ်မဟုတ်သွားဝယ်ကြမယ်ရတီအေးဝနာတော့တစ်ဖက်လက်နဲ့ရတီသူ့ခေါင်လေးနဲ့တွေ့ဖို့လှည့်ခေါ်ပေးရတယ်ဝနာတို့လမ်းထိပ်ကပန်းချန်လေးတွေကိုအကိုရတီကျင်းသေးပေါင်းပြန်လာခဲ့ပါမယ်နော်ခဏလေးပဲဟာကိုရတီပြန်မလာအကိုကလိုက်လာမှာဗျတကယ်လားတကယ်ပေါ့အကိုမင်းလေးနဲ့မခွဲနိုင်တော့ဘူးဆိုတာသိရလားရတီလည်းမခွဲနိုင်ပါဘူးကိုမင်းကိုချစ်တယ်ရတီလည်းအကိုကိုချစ်တယ်သိချင်နူးစရာကောင်းတဲ့အတွေ့လေးကိုဝနာထိုင်ကုန်လေးမှထိုင်ရင်ကြည့်နေမိရဲ့ဟဲ့ဝနာမြုံနေရသူမဟုတ်အကိုကလားဘယ်ကနေကြောက်လာလဲပန်းစည်းလေးပါမင်းသဘောကျမယ်လို့မျှော်လင့်ပါတယ်ဂုဏ်ယူပါတယ်ကောင်းပါလေဟုတ်အကိုကျေးဇူးပါနော်ဝနာသဘောကျတယ်ပြုံးပြပြုံးပြလို့ပြုံးလေးပဲနေပါကွာဟုတ်ကဲ့ပါဝနာရန်ကုန်သွားအောင်ပါအခုကိုနှုတ်ဆက်ခဲ့ပါတယ်နော်ပြန်လာခဲ့ပါမယ်တတဂယူဆိုင်ခဏနေတော့အကူကထွက်သွားတယ်ဝနာရတီပြုံးလို့ပြီးသွားကြပြီလားအေးလာသွားတော့မယ်ညီမဝနာရှမ်းညီမရတီကိုဂယူဆိုင်ပေးပါနော်အမလေးစိတ်ချပါကိုရဲ့ကျေးဇူးပါဗျာနောက်ကြမဝဲကျွေးပါမယ်ဟုတ်ဝနာရတီနဲ့တူအိမ်ပြန်လာပြီးခဏနေတော့ရန်ကုန်သွားဖို့ကားလေးနဲ့ထွက်လာကြတယ်ညတော့ဝနာတို့ဟိုတယ်တစ်ခုမှာဝင်လာကြတယ်ရတီနဲ့ဝနာတခန်းယူလိုက်ကြတယ်ခြေလက်စေးကြောပြီးအိပ်ဖို့ပြင်ကြတယ်ရတီကတော့လူကြီးတွေမရှိတော့လေသူ့ချစ်ချစ်နဲ့ဗီဒီယိုကောပြောနေဟယ်လိုတော်လားဝနာဒီအတန်ကိုကောင်းကောင်းကြည့်မှတ်မိပါတယ်မောင်လားဟုတ်တယ်တော့နေရန်ကုန်ပြန်လာပြီဆိုဟုတ်တယ်မနေ့ပြန်ရောက်ပါမျောနေမယ်နော်ဟဲ့တွေးကျင်နေပြီနေရောရတီကိုရောအေးပါအေးလာခဲ့ပါမယ်တော့ဝနာလည်းပင်ပန်းပြီးရတီကိုစောင့်နေတော့ပဲစောစောအိပ်ပျော်သွားခဲ့တယ်မနေ့စောစောနူးနေတဲ့သူကတော့ထုံးစံတိုင်းရတီပါဝနာကိုနှိုးပြင်ဆင်ပြီးမနေ့စာစားပြီးရန်ကုန်သမီးမေကြည်စမ်းမအောင်ငါတပည့်နှစ်ယောက်ကချောလာလိုက်တာခြေလေးလှလာပါတယ်နော်လူစုံတက်ဆုံပါလားဒါအမေအိမ်ထဲကိုဝနာမေကအဖွားကိုတွဲပြီးအိမ်ထဲခေါ်သွားတယ်ရတီတို့အမေရောအဖေရောဆီယမသစင်ရောရောက်နေတယ်ဂုံယူရတဲ့သမီးတို့ရေဝနာတို့အတွက်ဂုံပြုတ်ပွဲလေးကိုစီစဉ်ထားတယ်စန်ဒီကြရင်တပွဲစီစဉ်အောင်ပါကျေးဇူးပါစကားတွေပြောလိုက်မုတ်တွေစားလိုက်နဲ့အရန်ကိုပြောကြကောင်းလာတယ်မေသမီးမောင်းစီခဏသွားလိုက်အောင်မယ်အေးသွားလေသမီးမြန်တော့ပြန်လာနော်ဟုတ်မေလာရတီသွားမယ်ဝနာလဲရတီနဲ့တူသွားဖို့လန်တိတ်ထွက်ပြီးတက်စီပဲငားလိုက်ဖို့စိတ်ကူးထားကြတယ်ညီမတို့ကားတစ်စီးရောက်လာပြီးဝနာတို့နာကိုလာရက်တယ်ညီမတို့ကဝနာနဲ့ရတီမလားဟုတ်ပါတယ်အကိုလင်းထုံမမိဘူးလားဝ
နာရဲ့အချစ်ဦးကြီးတယ်လားချိုးလာလိုက်တာဆိုတာချောရတဲ့ပုံရင်းကျန်သွားတဲ့ပုံစံမျိုးဖြစ်တယ်အဲမှတ်တာမမှတ်မိဘူးအကူကတော့မှတ်မိပါရဲ့ဗျာဘယ်သွားကြမလို့လဲတငယ်ချင်းတို့ဒါလေးအကူလိုက်ပုံမယ်ရပါတယ်ကိုရဲ့တက်စီပဲငားလိုက်ပါမယ်မဟုတ်တာကိုညီမလေးတွေပဲလာပါတက်ဝနာတို့လည်းမငင်းချင်တာကြောင့်တက်လိုက်ကြတယ်ညီမတို့အဆင်ပြေရဲ့လားအတန်းရောဖြေနိုင်ကြလားဟုတ်ညလုံးတူးတီပါပါတယ်ကိုညီမတို့ရှမ်းပြည်မှာပဲနေတော့မလို့အာတော်လိုက်ကြတာအဲ့မှာနေရတာအဆင်ပြေရဲ့လားပြေပါတယ်ကိုရတီစကားနဲလာကြည်လားဖုံးမဲကြည့်နေဒီကောင်မလေးဟုတ်ကိုခဏတော့ညီမတို့အကူဒီနာစီတီမန်လေးမှာဝေကြရှိလို့ဟုတ်ကိုဝနာတို့လည်းကားပေါ်မှာနေခဲ့လိုက်တယ်ဟဲ့ရတီကိုကြီးလင်းထွားအရန်မိုက်လာတယ်နော်ဟုတ်တယ်သူ့ပုံစံလုံးဝပြောင်းသွားတယ်လူကြီးတိုင်းပဲဟုတ်ပါဝနာပါလေနေမဟိုကပါလားဘယ်ဟာလဲဟိုဟာလေအော်ငါမထဲလာမိဘူးကဲပါဦးဟဲ့ငါဖြစ်နေပြီထင်တယ်အဲနေအောင်အားဆိုနေဒီမှာစောင့်နေငါသွားဝယ်ပေးမယ်အေးကျေးဇူးပါရပါတယ်ခဏလေးနော်ဝနာလဲတငယ်ချင်းဖြစ်သူရေးပေါ်ချင်နေကြောင်းကားပေါ်အားဆင်းပြီးစီတီမတ်တဲကိုဝင်သွားတယ်အဲဒီနောက်ဝဲကြရှေ့အောင်ဝဲပြီးယူနွေးတစ်ခုနဲ့တူသူကြိုက်တတ်တဲ့အချုံမုတ်တွေပါသွားဝဲဖို့ထွက်ခဲ့မောင်ဒါလေးကောင်းမယ်ထင်တယ်နော်နားရဲပါကြားလိုက်ရတဲ့လေးတန်းတချို့အဲ့ဒါအရန်ချူတယ်လေးနဲ့မောင်ကလည်းဒါလေးကကောင်းပါတယ်ကဲပါတခြားကရွေးအောင်ချောင်းစုပ်ကုန်မယ်ဝနတန်တွေကိုမသေးခွဲရကြောင်းမုတ်ရွေးနေကနေလှည့်ကြည့်လိုက်ပြီးတော့ဆရာတူတူလေးတန်ထွက်လိုက်မိဆရာရဲ့လက်ကိုဆွဲပြီးဆရာမနှင်းပွေဖြူကပြုံးလို့ဝနာလည်းခေါ်ပြောဖို့လောက်တိအခြေအနေကမသေးကြတာမို့ငွေရှင်းကောက်တာကိုရှောက်လာခဲ့လိုက်တယ်အဲဒီနောက်ကားစီကိုရှောက်လိုက်ဟာငါအိတ်ကြံခဲ့ပြီပြန်ကျင်စောနဲ့ကောက်တာမှာပတ်စံကြီးကြံခဲ့တယ်အမကြီးညီမပတ်စံကြီးလေးကြံခဲ့သလားလို့အဖြူအောင်မီနီဘက်လေးဒီဟာလေးလားညီမဟုတ်ခဏလေးနော်အမ CCTV ပြန်စစ်ပေးမယ်မယုံလို့တော့မဟုတ်ပါဘူးရပါတယ်စစ်ပါဝနာလည်းဘေးမှာမတ်တက်ရက်စောင့်နေလိုက်တယ်ညီမလေးဘာလုပ်နေရလဲအော်အကူဒီမှာဝဲကြရှိရလာဝဲတာပတ်စံကြီးကထားခဲ့ပြီလို့ CCTV ပြန်စစ်နေရအော်အင်းအကူပါစောင့်နေပေးမယ်ဟုတ်ကူဒါလေးရှင်းမယ်ညီမဝနာရှောင်းပေးလာခဲ့တဲ့ဒီတွင်းနဲ့ပြန်တွေ့ရပြန်ပြီကန်တရားပဲကန်ဆိုးလို့နာလားကိုကြီးလင်းထွားပိုကြောလာတယ်နော်ညီမလေးလည်းလူကြီးလေးဖြစ်သွားတယ်ကောင်မလေးရနေပြီပေါ့မရသေးပါဘူးဗျာအကွာအချိန်မပေးနိုင်တော့သူ့အတွက်စိတ်ပူတယ်အဲ့ဒါကြောင့်ရတီကတော့ရီးစားနေတော့ကိုဟုတ်လားအဲ့ဒါကြောင့်ဖုံးမဲကြည့်နေအောင်မမပူရောနေကောင်းလားကောင်းပါရဲ့ဗျာတရက်အိတ်လာလေအောင်တော့မင်းမနဲ့စကားပြောကြအောင်ကိုကြီးလင်းထွားဝနာကောင်းလေးကိုကင်လိုက်သေးအော်ဝနာပါလားအော်ဟုတ်ကဲ့တီချဲမတွေ့ရကြပြီနော်တီချဲအသားမဲသွားလိုက်တာပင်ပန်းနေလို့ထင်တယ်ဝနာဘက်က reflex အရင်ပြလိုက်မိရဲ့အော်သမီးရောကောင်းလေးနဲ့လာခိုးတွေ့ရလားမဟုတ်ပါဘူးချဲဒါမေမေတို့သဘောတူထားတဲ့သမီးရဲ့သတို့သားလောင်းလေးနော်ကိုကြီးလင်းတော့လဲအချိန်ကြီးရက်ရက်ကိုအကဲခတ်လိုက်ပြီဟုတ်တယ်ဗျကျွန်တော်ကပူတူရဲ့သတို့သားလောင်းပါအော်ဆရာမတော့ဘာမှဆက်မပြောတော့ဟုတ်ပါတယ်ညီမလေးအိတ်မှန်ပါတယ်ယူသွားလို့ရပါပြီကျေးဇူးပါလာပူတူသွားမယ်ပြန်ခွင့်ပြုပါအောင်ဗျဝနာတော့အပြင်ရောက်မှတက်ပြန်ချမိတော့တယ်အတိုက်ခိုက်တွေများလိုက်တာကိုရဲ့ဝနာလေးအဲ့ဒီချေကိုတကယ်ကြည့်လို့မရတော့ဘေးကဆရာဦးရောပဲအကိုဘာကြည့်နေရလဲကိုစင်ဒီလောင်းလေးဆိုဟာအဲ့ဒါချဲကိုအမြင်ကက်လို့စောင်းပြောလိုက်တာပါအကိုကလည်းအော်ဟုတ်လားကိုကအတိထင်နေတာကိုကြီးလင်းထွန်းတော့အရိုက်ခင်ရမယ်စတာပါဗျာလာကားပေါ်သွားကြမယ်ဝနာတို့နှစ်ယောက်ကိုမျက်ထောင်နဲ့ကြည့်နေတဲ့သူကတော့ဆရာတန်ဦးမောင်ပဲဖြစ်ပါတယ်ကဲရော့ပန်းလေးတွေကိုတိတ်ကြိုက်တဲ့ညီမလေးရတီတွေအခုရဲ့လက်စာပန်းဦးသေးသေးလေးတဲ့ဒေစီပန်းလေးတွေဟဲကျေးဇူးပါအကိုရဲ့ဒါကတော့အစားမတ်တဲ့ညီမလေးဝနာတွေအကိုကိုယ်တိုင်ဘောက်နဲ့ရွေးလာပေးတာကျေးဇူးတင်ပါတယ်အကိုရဲ့စားထက်ကြိုးစားကြနော်ကြားလားဟုတ်ကိုခဏနေတော့မောင်ရင်ကိုရောက်လာကြပြီကိုကြီးလင်းထွန်းလည်းပြန်သွားတယ်မောင်မတွေ့ရအောင်ကြာပြီနော်ဟာရှမ်းမလေးတွေလှလာတယ်အမေနေနော်မြောက်နေပြန်ပြီကွန်ကွန်မှာကွာတူးတီတောင်ပါကြတာငါတငယ်ချင်းတွေခုံယူတယ်ကျေးဇူးပါလာလေအေးကျေးစကားထိုင်ပြောအောင်
ငါခဏတွိုင်းလိုက်သွားအောင်မယ်နော်အုံသွားလေငါလိုက်ခဲ့ရမလားရတယ်မောင်ဝနာခဏတော့အေးရတီကယူဆိုင်ကဲမမဖတ်စကစ်ကိုဆရာကိုပေးလိုက်တယ်ဆိုဟဲ့ကောင်မဘာဖြစ်နေရလဲပြီးခဲ့တာတွေကြာပြီနော်နင်သွားတော့လေကျောင်းမှာအဲ့ကိစ္စကရက်ကိုရိုက်သွားတာပဲအဲ့ဒါလည်းမထင်မှတ်ထားတာပါအော်ဆရာနင်တို့စီလိုက်သွားတယ်လေနင့်ကိုသဘောကျနေရနေမယ်အလက်ကားပါအေးလေအခုခြေနင်းနဲ့တွဲနေရထင်တယ်ဟုတ်လားဟုတ်တယ်ငါတော့ကြည့်မအောင်ကွာတော့ုံနေပြီတခြားသူနဲ့တွဲနေရသူမဟုတ်သေးဘူးထင်တယ်မတော်တဆနမ်းမိသွားတာပါဟာသူ့ဘာသာကြိုက်ပါစေတကယ်တော့ဝနရင်ထဲမှာတိတ်ကိုကြေကွဲနေပြီဝနတို့ကတာမန်ထက်ပိုခဲ့ကြပြီလေဆရာနဲ့နီနီကက်ကန်နေဖူးပြီးပြီ first time မဟုတ်သေးပြီမဲ့လေဆရာလက်ပေါ်ကဝနကိုမထီမဲမြင်ပြုတ်လို့ရကြလို့နေတော့ရန်ကုန်ပြန်လာလားအပီမဟုတ်ဘူးဟာငါတို့ရှမ်းပြည်မှာပဲအခြေချဖြစ်တော်မယ်ထင်တယ်။အော်နေကလည်းလာပါဟာအေးပါငါစဉ်းစားလိုက်အောင်မယ်။ဝနာစိတ်ထုံရမို့ဝနာလည်းဆရာစီကိုစပို့လိုက်တယ်။ဆရာသမီးတို့အရင်လိုပဲနေကြအောင်ဆရာလည်းချိန်နဲ့ပြောရှင်းပါစေ။အဲ့လိုပို့ပြီးဖုန်းနံပါတ်ကိုဘလော့လိုက်တယ်။တော့နှုတ်စားအောင်အေးရတီလာရင်စားလိုက်မယ်။တန်ဦးမောင်အမေနာမနေဖုန်းက message ဝင်လာတာမို့ကြည့်လိုက်တယ်။ဆရာသမီးတို့အရင်လိုပဲနေကြအောင်ဆရာလည်းချိန်နဲ့ပြောရှင်ပါစေတဲ့တန်မောင်ခန်းပြင်ကိုခဏထွက်လာပြီးဖုံးဆက်လိုက်တယ်ဒီကောင်မလေးဘလို့လိုက်တာပဲဟာကွာမောင်ဘာဖြစ်နေရလဲနင်းမင်းလည်းငါနဲ့ဝေးဝေးနေစမ်းပါကွာဘာလို့လဲမောင်ငါမှချစ်သူရှိရဲ့လို့ပြောထားတယ်လေအဲ့ဒါဘာဖြစ်လဲအမေကအမေနဲ့သဘောတူလေငါသူ့ကိုပဲလက်ထပ်ပါအေးငါကူသူ့စီသွားရတော့မယ်အချင်းတွေအားလုံးရှုပ်ထွေးကုန်ပြီအမေကိုကြည့်ပေးဖို့ next လွတ်လိုက်မယ်မင်းလည်းပြန်တော့တန်ဦးမောင်လည်းစိတ်တူတူနဲ့ပြောခဲ့ပြီးကားမောင်မီအသက်လေးစီကိုမောင်းရတော့တယ်မောင်ရဲ့နေကမောင်ကိုချစ်တယ်လေသမီးဆရာကိုချစ်ပေမဲ့ဆရာကိုချစ်ဖို့မဝင်ရတော့ဘူးဆရာကဲမောင်ရဲ့ဒါဆိုငါတို့ပြန်တော့မယ်အေးတတ်တာနော်အချိန်မြေးလာလေအေးပါလာရတီဝင်နာနဲ့ရတီလေညနေ6 နာရီလောက်တက်စီပြန်ကားပြီးအိမ်ကိုပြန်လာလိုက်ကြတယ်။ပြန်ရောက်တာနဲ့ရေမိုးချိုးပြီးထမင်းတူတူစားကြတယ်။ဒီလိုထမင်းတူတူမစားတာဘယ်လောက်ကြာပြီလဲ။ကဲလာသမီးတို့ကြိုက်တတ်တဲ့ဟင်းတွေကြီးပဲမမေကချက်ထားတာ။ဒီမှာသမီးဝင်နာအတွက်ငါငပိချက်လေးရဲ့ပြောင်းမှုကြော်လေးရဲ့ပဇွန်ရဲ့ဟင်းညိုပူပူလေးနဲ့တခွားသီးတုပ်လေးဒါရတိအတွက်ချက်သားချိုချက်လေးရဲ့ပဲဟင်းလေးရဲ့အရွက်ကြော်လေးနဲ့ခရမ်းကျင်သီးတုပ်သမီးကချက်ဖို့ကောင်းဆုံးဒါပေမဲ့အဖွားတော့မမိပါဘူးနော်သမီးကဖွားကိုပို့ချက်တာအမလေးအတက်လေးပါလားဝနာလေးကယတိထဲ့စားလေးယတိတို့မိဘတွေလည်းဒီမှာတညအိတ်ကြမှာဖြစ်တယ်ပျော်ရွှင်စရာမိသားစုထမင်းဝိုင်းလေးပြီးဆုံးသွားတော့အဖွားကဖျားခံမှာပရိစိတ်နေမိမိနဲ့ယတိတို့မိဘတွေကတော့အသီးစားရင်ရုပ်ရှင်ကြည့်နေကြတယ်ယတိကတော့သူ့ချစ်သူနဲ့တိတိတတာပြောနေတယ်ဝနာတယောက်တည်းအတွေးများရပြန်တယ်ဝနာဒီနေ့မြင်ခဲ့ရတဲ့အတွေးတချို့ပြန်မြင်အောင်လာလိုက်ရင်ထဲတဲတဲ့ဟာနာကျင်ရတယ်။ဘာလို့များလုံရက်ရတာလဲ။ရန်နာမှာတယောက်တည်းအတွေးနဲ့ချင်းနေတော့ကားမရအောင်တွေးလိုက်တယ်။ဝနာလည်းသိကြကြည့်နေတယ်။နောက်တော့ချမ်းရှိမှာကားရက်သွားခဲ့ပြီးလူတယောက်ဆင်းလာတယ်။ဟာဆရာဒုက္ခပါပဲ။လူကြီးတွေတော့သိကုန်တော့မှာပဲ။ဝနာလည်းကမန်းကရန်ပြေးစင်းပြီးအမေတို့မသိအောင်တိတ်တိတ်လေးခိုးထွက်ဖို့ကြံရတယ်။သမီးဘယ်သွားမလို့လဲ။အော်ယတိပန်းပင်လေးမမေရဲ့အိမ်ထဲမြူပါသေးလို့အဲ့ဒါသွားယူပေးမလို့အော်အေးမြန်သွားမိုးကြုံနေပြီဝနာအမြန်ထွက်ပြီးချန်ပီယံကကိုရော်စီလက်လာရတယ်တိတ်ငယ်ဘာလို့လူကြီးဖုံးကိုမကိုက်နာလဲမကိုက်ချင်လို့ပေါ့ကိုတောင်းမှန်ပါရဲကွာဘာလို့လာတောင်းမှန်နေရလဲဆရာလည်းပြောနေပြီပဲမဟုတ်ဘူးလေကွာဟုတ်ပါတယ်ဆရာမေကြောင့်ဆရာကသူနဲ့တွဲသွားတွဲလာလုံနေရတာပါတိတ်ငယ်ရဲ့ဘာဆိုင်လို့လဲညီမကားရလို့သဘောတူထားလို့ကျမ်းမာရေးမကောင်းတဲ့ချိန်လက်ထပ်ပေးခြင်းလို့လာမလုပ်နဲ့နော်မိမိကလူကြီးဆိုတော့ဒီလိုတွေးပြီးရှောက်လုပ်နေရပါဟောမိမိပြောလဲဆရာကဒီတိုင်းနေကြလားကျမဘာလုပ်ဖို့လဲကျမရှင့်ရည်စားလဲဝနာကပိစီလေးကလေးပဲရှိသေးဟာမိမိကလူကြီးကိုစွမပေါ့ကလေးလေးကိုမုတ်ပေးကြရလားဆိုပြီးအိမ်မှာနေခဲ့လိုက်တော့အဲ့ဆရာမနဲ့ပဲလာပါသိငယ်လေးရဲ့လူကြီးကိုထားမသွားပါနဲ့နော်မသိဘူးပြက်ပြီမနှမ်းနဲ့
လူကြီးကလွမ်းနေတာသွားပါနင်းရဲ့မောင်ရဲ့နေကျွန်းစရာကြီးအော်ဆရာကြော်ပါတော့လားဝနာစိတ်တွေမူးဝေလာပြီးဖြစ်တာကြောင့်ဆရာကိုလည်းစိတ်မကောက်နိုင်တော့လူကြီးကိုစိတ်မစိုးပါနဲ့တော့ကွာနော်အဲဆရာမနဲ့တိတ်မတွဲနဲ့ဟုတ်ပြီကွာနော်ဟော်ရီကဆရာတက်လေးသဘောပြီးတော့အာဆိုတက်တာနော်တက်တာအော်နေအောင်ဖတ်ထားအောင်မယ်မဖတ်ရတာကြပြီမြန်ဖတ်ဆရာကိုငွေနွေးနွေးလေးကိုခန်းစားလိုက်ရတိုင်းဝနာမှာပျော်ရွှင်ရတယ်ဆရာရဲ့ထွေးပွေထားတဲ့လက်တစ်စုံကဘယ်ရနဲ့မှလဲလို့မရနိုင်ဆရာသူ့လက်လေးတွေနဲ့ဝနာပါပြက်လေးကိုကိုင်မင်းအနမ်းလေးခပ်ပေါ်ပါလေးပေးသွားသေးတယ်ဟောရုံးဝနာတော့ဒုတိယတကဆရာရဲ့တိုက်ဆက်မှာအရှုံးပေးရပြန်တယ်မော်နီရတီမော်နီစောစီစီနိုးနေပါလားဟုတ်ဒီလိုပါပဲလူကြီးကညာစောစောအိတ်ဆိုလို့အမလီရူနေလိုက်တာများဘာဖြစ်လဲဘာမှမဖြစ်ပါဘူးကြောက်ပါတယ်ဝနာတင်နေပေါ့ပကောင်းဝေလေးဝစ်ပြီးတနက်ကားလေးပါလူလိုက်တယ်အဲဒီနောက်စပင်ကိုဘေးနှစ်ဖက်ကွဲစီပြီးမနှက်စာစားဖို့ဆင်းလာတယ်ကဲသမီးတို့လားဒီမှာမုံကြီးကချက်ထားတယ်ကဲဒီမှာဟင်းရရပါပြီဗျအဲဆရာရောက်နေရလားဟုတ်ပါရဲ့ဗျသူများစီမှာမနှက်စာလာကတ်စားတယ်နော်ဟာအမရေဒီဆရာတပည့်နှစ်ယောက်ကတော့တွေ့ရနေကိုစနေတော့တာပဲဆရာကဝနာတွင်ကိုရိုင်းကိုကြဟင်းရထည့်ပေးကျန်ဦးနဲ့ပဲကြော်လေးပါထည့်ပေးမောင်ရတော်တော်ခန့်တာပဲနော်ဖွာတော့မြောက်နေပြန်ပါပဲတကယ်ပြောတာကွဖွာမြေးလေးနဲ့လိုက်တယ်ဖွာဘာတွေပြောနေရလဲအမေကမင်းနဲ့အမသမီးကိုပေးစားခြင်းနေရတဲ့မေနော်ဟုတ်တယ်ဆရာကလည်းချောဝနာကလည်းစောလိုက်တယ်ယတိမနေရပါနော်လိုက်စားနေအောင်မယ်ဆိုမစားတော့ဘူးနော်ကဲမစားတော့ပါဘူးလို့ဝနာရှက်လဲရှက်မိလို့ပျော်လဲပျော်မိတယ်ဆရာကိုပိုင်ဆိုင်ရရင်ဆိုတဲ့အတွေးလေးနဲ့ကျင်းတူးဆရာကောင်းနေပြီဆရာပြန်တော့မလားအော်ပြန်တော့မယ်သမီးလိုက်ချင်တယ်ဘာလိုက်လို့မလို့တော့ဆရာမေနဲ့တွေ့ကြလို့တကယ်ပေါ့ကဲအားဆိုလဲလိုက်ခဲ့ပါဗျအင်ကြီးသွားလဲလိုက်အောင်မေလေမလဲနဲ့ဒီတိုင်းလေးလာတယ်ပြီးရောအားဆိုအိတ်လေးသွားယူလိုက်အောင်မေဝနာအိမ်ထဲဝင်ပြီးအိတ်လေးယူကအမေကိုပြောပြီးပြန်ထွက်လာတယ်ကဲတက်ဟုတ်ဟာဆရာဘာလုပ်တာလဲဆရာကလေးလေးကိုခုနတွေကနန်းကျင်နေတာဆရာနော်ချစ်ဖို့ကောင်းလိုက်တာတနက်ကားလေးနဲ့ကဲခက်ပတ်တက်ဘူးလေညံများနေတဲ့ကောင်မလေးကိုတန်ဦးမောင်ဖြင်းညစ်ပြစ်လိုက်ခြင်းတယ်ဆရာကိုနဲ့ဝနာနီးကတိုင်းရတဲ့ရင်ဝေးနဲ့လေးကိုဒီသက်မေးမယ်မထင်ဝနာတို့နိုင်ဝက်ကြကားမောင်းပြီးဆရာရင်ရောက်လာတယ်ကဲကြောက်ပါခင်ဗျာဟုတ်ဆရာဝနာလည်းကြောက်နဲ့လိုက်သွားတယ်အဲကဲနေ့မှခဏထိုင်တော့ဆရာဝနာအတွက်မုတ်သွားယူပေးမယ်ဟုတ်ဆရာခဏနေတော့ဆရာအသည့်တွေနဲ့မုတ်တွေဝနာသိမ့်ကြတယ်စတော်ဘယ်ရီတိတ်ချင်းအေးလေးယူလာပေးတယ်အာမနာပဲစားတော့သမီးဟုတ်ဆရာပြီးရင်ပြန်လာခဲ့မယ်နော်ယူဆိုင်ပါရှင်ဆရာပေါ်ရက်ကိုတက်သွားတယ်ဝနာစိတ်တင်သူ့မေစီသွားတာဖြစ်မယ်ကောင်းပါလေဘာရီစားနေရလဲအော်မဟုတ်ပါဒီကျန်နေပွင့်ဖြူကိုတွေးလိုက်တာနဲ့ဝနာစိတ်တွေအလိုလိုဒေါသထွက်လာတယ်အိမ်မှာမစားရလို့လားစားရပါတယ်ဒါမဲ့လူကြီးကိုယ်တိုင်ကြွေးရလောက်ဘယ်အောင်မှစားမဝင်ဒီကလေးမသူများအိမ်မှာအရှက်မရှိဘာတွေပြောနေရလဲဆရာဆင်းလာပြီးမုတ်တွေယူပြီးပြန်ဝင်လာတယ်အော်နင်းရောက်နေရလားဟုတ်တယ်မောင်ဒီအချိုးမပြေလေးကိုမောင်ကဘာလို့ခေါ်လာလဲဒီမှာဝနာအတွက်ဆရာမာလာရှန်ကောရဲ့စီချက်ရဲ့ဝယ်ထားပြီးဘိုက်စာနေမှာဆိုလို့စားရမလားကလေးလေးစားသေးဘူးလူကြီးနဲ့တူတူစားမယ်ဟုတ်ပါပြီကွာလာမေစီသွားကြမယ်ဟုတ်ပါပြီမောင်ဘာလဲနေမောင်ဒီကောင်မလေးနဲ့တွဲနေရလားဟုတ်တယ်လေဘာဖြစ်လို့လဲအော်မောင်ချစ်တဲ့သူကတခြားသူမဟုတ်ပဲမောင်တပည့်ဖြစ်နေရအောင်အဲ့တော့မောင်ကနင်းလက်ထက်ရမယ်နင်းတတို့သားနော်ဝနာကငါလက်ထက်မယ်ငါရဲ့အိမ်သူသက်ထားပဲနှင်းပွင့်ပြူသူမဘာမှဆက်မပြောတော့တန်ဦးမောင်လည်းဝနာလက်ကိုဆွဲပြီးအပေါ်တက်သွားတယ်အမေအိတ်နေရလားမအိတ်ပါအောင်သားရဲ့အမေစာဖတ်နေရဒီမှာသားအိတ်တွေခေါ်လာတယ်ဘယ်သူလဲသားရဲ့မင်္ဂလာပါအန်တီသမီးကဆရာတပည့်ပါအော်အေးသမီးလားသားကလည်းကွယ်ဧည့်သည်လာမယ်ဆိုတာကြိုးမပြောစလာတင်တာလားသမီးမဟုတ်ဘူးရှင်သမီးအန်တီစီလာလဲတာပါဘာလို့လဲသမီးလေးရဲ့ဟိုအမေကိုတွေ့ကျင်လို့ပေါ့ဗျာကဲလာနာမည်ဘယ်လိုခေါ်လဲသမီးရုံးဝနာတော့ပါအန်တီလှလိုက်တဲ့နာမည်လေးအမေဘာစားပြီလဲအော်သမီးလေးအမေစားပြီသမီးရဲ့
ဒီချက်နဲ့ဝင်လာတော့ဝနာစိတ်ညစ်သွားပါတယ်အမေသားကလေအလကားအိမ်လျှော့အောင်သူ့တပည့်တွေခေါ်လာတာဒါအမေဖော်ရအောင်ခေါ်လာပေးတာထင်ပါတယ်သမီးရဲ့အမေမဒီချွေးမတယောက်လုံးရှိနေရပဲနင်းမင်းစကားကိုစင်ကြင်ပြောဘာဖြစ်လဲမောင်ရဲ့နင်းပြောတာအမမမပါတာဝနာကလည်းလွယ်လွယ်ရှုံးပေးတတ်သူမဟုတ်ပါအန်ဒီဆရာမနဲ့ဆရာဘာတွေလဲလူကြီးချင်းသဘောတူထားတာလေသမီးရဲ့ဟဲ့ကလေးကလေးလိုနေလေဝဲမပါနဲ့အန်ဒီဘာတွေကြိုက်တယ်လဲမသိလို့သမီးကြက်သားတုံနဲ့ဟင်းရပူပူလေးယူလာတယ်ခဏနေကြရင်စားမယ်မလားရင်အန်ဒီဟဲ့အမေကိုငါပဲကြွေးမယ်ချဲရလဲချဲမေရင်မမဟုတ်တာသမီးလည်းအန်တီကိုအမေရင်လို့သဘောထားချင်လို့ပါဟာအမေတော့ချွေးမလောင်ပြန်ရရတော့မယ်ထင်တယ်သားရင်မင်းကလေးလေးကအသက်ဘယ်လောက်တုံးအသက်18နှစ်ပါနောက်တစ်နေ့ကျရင်အသက်ပြည့်ပါပဲငယ်သေးရပဲသမီးလေးကချစ်ဖို့လည်းကောင်းတယ်လေနော်အန်တီမေမေနော်ဝနာအနာပို့တော့ပြီးဆရာမေရဲ့လက်ကိုကိုင်းပြီးချွဲလိုက်တော့ဆရာမေမေကပြုံးလာတယ်ဟုတ်သားပကွက်လေးနဲ့ကာဝင်လေးနဲ့စပင်လေးရပါစီးထားသေးတယ်သမီးလေးပိုင်းစာနေမှာပေါ့ဟုတ်စားတယ်အန်တီနဲ့တူတူစားကြလို့အန်တီကအခန်းထဲကအခန်းပြင်တိတ်မထွက်ဘူးသမီးရဲ့လာပါသမီးထူပဲလေနော်တူတူစားကြမယ်လေကဲသားရင်အမေဒီနေ့အောက်ထပ်မှာပဲထမင်းစားတော့မယ်အမေပြင်ထွက်လမ်းလျှောက်ရင်ဘူးလာအောင်မယ်လေဘာမှမဖြစ်ဘူးသမီးနဲ့အမေဒီပေါက်စာလေးနဲ့တူတူစားကြလို့တန်ဦးမရောဝနာရောဝမ်းသာနေမိရမယ်ကဲဒီမှာသမီးအတွက်မလာရှန်ကောနဲ့စီချက်အမေတို့ကစက်သားတုံးနဲ့ဟင်းကြိုဒါလေသမီးမေမေကိုယ်တိုင်တုပ်ပေးထားတာသိလားအရန်ကောင်းတယ်သမီးအောင်စားကြတယ်တန်ဦးပေါင်သဘောကျစွာရှိလိုက်ပြီတကယ်ဒီကလေးမလေးကတော်တော်စားနိုင်တဲ့ဝက်ပေါက်စားလေးဖြစ်တယ်ကဲအာစားကောင်းလားသမီးကောင်းလိုက်တာအန်ဒီလည်းစားကြည့်မယ်နော်ဟုတ်တာကောင်းလိုက်တာနူးညံ့နေရပဲနန်းနန်းပင်အနက်လေးကလည်းမှုေးလို့ဟင်းရည်လေးပါတောက်ကြည့်အန်ဒီဟာဟင်းရည်လေးကချင်ကန်ဆက်လေးပါလားငုတ်ကောင်းလေးတောင်ပါသေးရဲ့ကောင်းတယ်မလားအန်ဒီသမီးဆိုလေအိမ်မှာခဏခဏနေမကောင်းဖြစ်ကြတာအဲ့လိုလေးတွေစားရလို့ကောင်းပါလေးနော်မဟုတ်တာတွေပြောပြန်ပြီဆရာအမနဲ့ပြန်တိုင်းပါနော်မကြောက်ပါဘူးနော်တိုင်အန်ဒီဒီမှာငုံအဲ့ဒါသမီးဟာမလားစားပါကွယ်ဟုတ်တယ်စိတ်ချက်တရားဟာတလုံးနဲ့ပါရာဆိုပေမဲ့သမီးကိုအန်ဒီခုနကျွေးလို့ပြန်ကျွေးရအမလေးဟုတ်ပါပြီကွယ်စားအန်ဒီနောက်ဆိုသမီးမမေးစရာအသင်မေးအန်ဒီကိုကိုယ်တိုင်လာချက်ကျွေးမယ်ဆရာကိုရောဆရာကတော့အန်ဒီကျွေးရစားပေါ့ကျင့်ပုတ်လေအမေကလေဒီလိုထမင်းဝိုင်းမှာမစားတာကြပြီဝနာရဲ့ဟုတ်တယ်အန်ဒီကအခန်းထဲမှာပဲစားတာသမီးရဲ့ဒါဆိုသမီးနေတိုင်းလာစားပေးမယ်လေအမေဝေးစားလိုက်ပါလားပေါက်စားလေးကိုဝေးစားကျင်တာပေါ့သမီးမေမေကိုအန်တီလာတောင်းတော့မယ်အန်တီနင်းပြန်တော့မယ်အေးသမီးဂယူးဆိုင်အောင်ဒေါ်ချင်းဘောချင်းနဲ့ဘာမှတော့ပြန်မပြောနိုင်ပဲထွက်သွားတယ်ဝနာကတော့အောက်နိုင်သူပြုံးနဲ့တင်ချဲဝနာနေကင်းနေလေတင်းလောက်အိမ်မဲဆိုမမိကမှချမ်းရှိမှလူတယောက်ခေါ်နေလို့ထွက်ရပြန်တယ်အမေမရှိဘူးအပြင်သွားတယ်ဝနာမျက်လုံးမဖွင့်ပဲအဲ့လိုပြောပြီးအိမ်ထဲပြန်ဝင်ပေါ်လှမ်းလိုက်တယ်ဆရာမသမီးရုံးဝနာတော်လားဘာတူလဲကျမကိုသိလို့လားငါငိမ့်ထက်လေဟမ်နေနဲ့ပြဿနာတက်တဲ့တယောက်လေငိမ့်ထက်အေးငါမမှတ်မိတော့နေလှလာတယ်နော်ငါကတော့မှတ်မိရဲ့အေးကျေးဇူးပဲနေငါ့ကိုမလွမ်းဘူးလားဘာကိစ္စငါတို့ကမတည့်ကြဘူးလေလွမ်းဖို့ချိန်တော့မရှိပါဘူးငိမ့်ထက်ရဲ့ငါတို့တွန်းနေနေနောက်နေ့ပြန်လာခဲ့လေအေးပါကြီးစားရနေပြီလားအေးရနေပြီပြန်တော့နော်ငါလည်းအိတ်ချင်နေလို့ဝနာလည်းမြန်ပြောပြီးအိမ်ထဲကိုပြန်ဝင်လာလိုက်တယ်ဟဲ့ဝနာထဘာလဲဒီမှာကြည့်နေလူကြီးရဲ့ပို့စားမှာဘယ်သူကိုမိုက်ဝင်ရေးထားတာလဲဆိုတာဘယ်သူလဲတန်နာချိုလေနင်းချစ်ဆုံးကြီးဘာရေးထားတာလဲဆရာချက်ဆရာလေးတဲ့ဟာဟုတ်သားပဲသူကရောမတင်စဘူးပုံတွေတင်လို့ပါလားအေးလို့ငါသွားပြောမယ်ခဏလေးဝနာလဲစိတ်မြန်လက်မြန်လှုပ်တတ်တဲ့သူမို့ဖုန်းကိုကိုင်းပြီးတခါတည်းဆက်လိုက်တယ်ဟယ်လိုဆရာဘာလို့လိုင်းပေါ်မှာပုံတွေတင်တာလဲဘာဖြစ်လို့လဲသမီးမတင်နဲ့မကြိုက်ဘူးဘယ်ကောင်မှမြင်အောင်တင်တာလဲသမီးမြင်အောင်တင်တာပါကွာအဲ့ဒါဆိုမစင်ကြာကနေပဲပို့လေဝနာလေးတဝင်းတိုးနေရလားအေးဟုတ်တယ်ဆရာနော်သမီးမကြိုက်ဘူးသမီးတောက်တယ်ပဲဆရာကိုကျူးမှာအခုပဲပြန်ဖြတ်လိုက်ပါမယ်သခင်မလေးခမပြီးရောတကယ်ပဲအေးရေးပြတ်တယ်
ဟဲ့နင်းဟာပိုင်လာကြည်လားဒီလိုပါပဲကောင်းမနော်ဆရာကိုတော်တော်ကြိုက်နေပဲပုံပဲနင်းကြိုက်တာပေါ့နင်းရောနင်းကိုမကြိုက်လို့လားကြိုက်တယ်ပြီးရောပြန်လာကြပြီလားငါအတွက်မုတ်ပါလားပါရဲသွားစားအေးအော်ဒါနဲ့ငိမ့်ထက်အဖေကိုတွေးခဲ့တယ်သူကလေငိမ့်ထက်ညီလေးကစာများလို့နေမေစီမှာအပ်ကျင်လို့တဲ့ဟာရှုပ်တယ်အိမ်မလာကြနဲ့အေးလေပြီးရင်ဟိုကောင်ကိုတွေးရအောင်မယ်ဟုတ်ပါကြည်မြပါဘူးဆိုခုနကလည်းလာပါငါလည်းရှိဝေးမပြောချင်လို့အမြန်စကားစားဖြတ်ပြီးဝင်လာလိုက်တာလွမ်းနယ်လေးပါလေးနဲ့နင့်ကိုကြိတ်ကြွေနေရနေမှာပေါ့သွားစမ်းမှာမကြိုက်ဘူးအော်ဒါနဲ့နေငါးစီအောင်လာမလဲဘူးနော်ပြင်းနေဟာအပြင်းမထွက်ချင်နေဆရာကြီးတော့နင်သွားရမလားအဲ့တော့ဘာဖြစ်လဲဘာဖြစ်ရမှာလဲငါးစီကြမလာဘူးလေပြီးရောဟာနောက်နေလာလဲမယ်ပြီးရောမုတ်ကျွေးမယ်ကျွေးတော့တခုနှစ်ခုမရဘူးအများကြီးကျွေးပါမယ်တော့ရအောင်သာလာခဲ့ခဏနေတော့ရတီပြန်သွားတယ်ဝနာလည်းလုံးချမရှိရတဲ့ဒရမာတွေကြည့်ပြီးနေလိုက်တယ်ဒီနေ့တော့ဝနာနူးရနဲ့ထပြီးလုံးချရှိရလောက်တယ်နေ့လေကြတော့ရတီစီကိုသွားဖို့ထွက်လာခဲ့တယ်စပိန်နဲ့ပဲမလို့တိတ်တော်မနေအောင်ဒီနားတွေတော်တော်ပြောင်းလဲသွားတာပဲဟာဟိုကောင်လေးကခံမုံမလားဒီကောင်တော့ချောလာလို့ပါလားသွားခေါ်အောင်ပါပဲဝနာတကယ်ချင်းရှိရဲ့တစ်ဖက်ကားလန်ကိုအကူကားတစ်စီးနဲ့တိုက်မိသွားတယ်အမေဝနာမျက်လုံးကိုစုံမိတ်လိုက်ပြီးအမေကိုတားလိုက်ပေမဲ့မျက်လုံးနဲ့မြင်တာတော့ဆရာတန်ဦးပါကိုသေလူလိုပဲတတ်မှတ်လိုက်ပြီဟဲ့ကမလေးဘာဖြစ်သွားသေးလဲတစုံတယောက်ရဲ့ထွေးပွေမှုကြောင့်ဝနာမျက်လုံးဖွင့်ကြည့်မိတယ်ဟာဝနာဟမ်ကိုကြီးလင်းတော့အဆင်ပြေလားဘာဖြစ်သွားသေးလဲဝနာကသေပြီးမှတ်နေတာဟောပွိုင်နေနေရအောင်မင်းကဘာလို့ဖြတ်ကူရလဲကိုရှင်မထိန်နိုင်မင်းဘာဖြစ်သွားမယ်ထင်လဲဝနာတငယ်ချင်းတွေ့လို့ပါဘယ်မှာလဲဟိုနာကကောင်းလေနာဘူးမလဲဟာဘာနာဘူးကြလို့အစင်ခံပြီးအသက်ပြောက်တော့မလို့လေအောင်မဲလူအများဟမ်ဖဲလွတ်ထားနိုင်လို့လားစပိန်နဲ့လဲရနော်ခြေတော့နားနေမယ်ထားနိုင်တယ်လို့ကဲထားအာနာရဲဟာငါကားပေါ်တော့အရှုပ်ထုတ်တယောက်ကိုတင်ရတော့မယ်ကိုကြီးလင်းတော့ရှင်ဘာဖြစ်နေရလဲကြည့်ပါဦးမျက်နှာပြောင်လေးနဲ့ဂျေဝမ်းဆက်တဲ့ကလေးမလေးကသူ့ကိုစွာနေလိုက်တာများရှင်နဲ့ကဲလာပါဝနာရဲ့အကူနဲ့လိုက်ခင်တော့ဝနာသွားမယ့်နေရာကိုအကူလိုက်ပို့မယ်မလာဘူးလာပါကွာအကူလုံးသွားရအောင်မဲ့ကွာသွားလေမင်းကိုစိတ်မကြပါဘူးဒီတိုင်းထားခဲ့ကြလားသူများတွေဖမ်းသွားရင်ဘယ်လိုလုပ်မှာလဲရတီတို့အိမ်သွားမလို့အကူလိုက်ပို့မယ်ကဲလာကားပေါ်တက်ဝနာလေကိုကြီးလင်းတွန်းစကားကိုနားထောင်လိုက်ပြီးကားပေါ်တက်လိုက်တယ်တလန်းလုံးစကားမပြောပဲကိုကြီးလင်းတွန်းရဲ့လူကြီးဆန်လာမှုကိုငေးနေမိရဲ့အကုန်စတိုင်ကြနေရောအားဆိုသွားတော့မယ်နော်ယတိဖုန်းနံပါတ်ယူမလားမယူပါဘူးဗျာဘာလို့လဲယတိကကောင်းလေးရှိလို့လားအကူမသူ့ကိုစိတ်ဝင်စားတာအရင်ကတော့လာဖလက်နေပြီအဲ့တော့ဒီတိုင်းစားတာအခုအဲ့လိုမဟုတ်တော့ဩဒါဆိုသဘောကျတဲ့သူရှိပြီလားရှိရဲ့အမလေးလေးသွားပြီနော်ကိုကြီးတတကျေးဇူးပါကိုသဘောကျတဲ့ကောင်မလေးသိကြလားဘာတူလဲယတိနာမှာပဲရှိရဲ့ဘိုင်းကားကိုတချို့ရဲပေါင်းသွားပါရယ်ယတိနာမှာပဲရှိရဲဆိုတော့ဘာသူများလဲဝနာလဲယတိအိမ်ထဲဝင်သွားတယ်ယတိအိမ်အော်သမီးဝနာပါလားဟုတ်အန်တီမို့သမီးယတိစီကိုလာတာညီးတငယ်ချင်းနေမကောင်းတာလားမသိပါဘူးကွယ်အခန်းထဲပဲအောင်းနေဟုတ်လားအန်တီဒါဆိုသမီးသွားလိုက်အောင်မယ်နော်အေးသမီးယတိရေဟဲယတိတကားလာဖွင့်ပေးပါဦးနင်းငိုနေရလားယတိလဲတငယ်ချင်းမို့လို့တကားကိုဖွင့်ပေးလိုက်တယ်ယတိဘာဖြစ်နေရလဲဝနာဟဲမငိုပါနဲ့ဟဲဘာဖြစ်လို့လဲငါ့ကိုပြောလေသူ့လုံးရက်တဲ့ဟာဘာတူလဲဟိုကောင်ကြီးလေဟမ်ဘဲကောင်တော့သူ့ရိမ်မျိုးကိုသူ့ရိမ်မျိုးနင့်ကိုဘာလုပ်လို့လဲဟိုတည်းကသူ့တငယ်ချင်းနဲ့ငါလည်းဒီတိုင်းနေလိုက်တာအခုအဲမကြီးကငိုင်တေးပါသူ့လက်နဲ့ထပ်ထားတာဟာဘာကောင်မလဲငါ့ကိုပြစမ်းဒီမှာအေးတွေ့မယ်ဝင်နာစိတ်မြန်လက်မြန်လုံးထက်တဲ့သူမို့လို့လက်ကသူ့ဖုန်းနံပါတ်ကိုခေါ်ပြီးသားဖြစ်တယ်ဟယ်လိုသူ့ရိမ်မျိုးလားဟုတ်ပါတယ်ရှင်ကျမတငယ်ချင်းကိုဘယ်လိုလှုပ်လိုက်တာလဲဘာလို့သစ္စာဖောက်ရတာလဲဘယ်သူယတိကိုဘာလို့သစ္စာဖောက်တာလဲလို့ကောင်းစုပ်ရဲ့ယတိကိုအကိုဘာလုပ်လို့လဲဟောကိုလှုပ်ထားတာကိုမသိဘူးလားတငယ်ချင်းဆိုတဲ့ကောင်မရဲ့မိုင်းဒီမှာတင်ထားတာရှင့်လက်ကြီးလေနန်းကိုပြောတာလားအော်နေဟာမတပည့်ကနန်းနေလားမသိဘူးဟဲ့ငါမေးတာဖြေမ
ဟုတ်ပါဘူးညီမရဲ့ဘာမဟုတ်ရမှာလဲလာလိမ့်မနေတဲ့အဲလက်ဘက်ကရတီဝယ်ပေးထားတာလေရှမ်းပြည်ဒီလိုက်လာပြီးတတ်ပြစ်မှာကဲစိတ်လျှော့ပါညီမရဲ့ရတီကိုညီမမေးကြည့်သူဝယ်ပေးတော့ဘယ်သူနဲ့တွေ့ခဲ့လဲဆိုတာစပီကာဖွင့်လိုက်ဟဲ့နေအဲ့ဟာဝယ်ပေးတဲ့နေရာဘယ်သူနဲ့တွေ့ခဲ့လဲဟမ်သူ့တကယ်ချင်းအကိုတယောက်နဲ့အော်ဟုတ်ပြီသူကရောဘာလာလောက်တာလဲလက်ပတ်လာဝယ်ရလေတူနေလို့စိတ်တောင်ညက်သွားတာဒါမဲ့ကိုကြိုက်ဆုံးမို့လို့ယူလာလိုက်တာအဲ့ဒါကိုလည်းမဟုတ်ဘူးရတီရဲ့သူ့လက်သူတို့မဒီကမှတွဲတာအားချက်ကြတယ်ဝင်ကြည့်နော်တကယ်လားတကယ်ပေါ့ရတီရဲ့ဘာလို့ငိုနေရလဲကွာခုနတွေကကို့ကိုလာပြောပါလားဒီကောင်မကတော့နော်ငါ့ကိုခင်မို့ကြီးခိုင်းပြန်ပြီဟဲ့ရတီမပြောချင်လို့ပါတိတ်တော့ကိုကလည်းရှင်းပြလိုက်ရမအောင်မေ့သွားတယ်ဝနာကျေးဇူးပါအမလီရပါတယ်နော်အားဆိုညာမလိုင်းတက်ခဲ့မယ်နော်တတ်တာနော်ချစ်တယ်တော်ပါသေးရဲ့အเจ้าရာတကူကိုမစုံစမ်းပဲမငုံမနေနဲ့အေးပါလာလေမုတ်သွားဝယ်စားကြမယ်အေးသွားမယ်လေရတီကတော့လှပနေပြီမဲ့ဝနာဘာမှတော့လူမတောင်းဒါကြောင့်ရတီစီကပဲတနက်ခါနေနေလူပြီးအိတ်လေးလွှဲပြီးတကယ်ချင်းတယောက်ထွက်လာကြတယ်ဘယ်သွားကြမှာလဲရှိုက်သွားကြမလားသွားမယ်လေငါမရနင့်ကိုကြွေးပုံပုတ်ဖိုးတွေအများကြီးထည့်ပေးလိုက်တယ်ငါရောပဲအကုန်ဖြုံးပြစ်မယ်လာသွားမယ်နေအောင်ရတီတက်စီနဲ့ကြတော့ပုတ်ဖိုးတွေပါကုန်လိုက်မယ်ဒါဆိုနေကလမ်းလျှောက်သွားမလို့လား YBS စီးသွားကြမယ်လေအေးနော်စီးကြမယ်ဟိုမှာလာနေရကသူ့ဝနာရောက်တယ်ဟာငါတို့အဲ့ကဆိုင်မဲ့သွားရအောင်โอเคဝနာတို့လည်း YBS 96ပေါ်တက်လိုက်ပြီးကားကပေးလိုက်တယ်နေရာရလို့ကန်ကောင်းသွားတယ်ပြောရမယ်မိုက်တယ်နော်ဟဲ့အေးနောက်ဆုံး YBS ပဲစီးရောမယ်ဒါကလူချောင်နဲ့ချိန်ဖို့လိုပါလူကျရင်နေမမူလဲသွားလိုက်မယ်ငါတို့ဘယ်မက်တိုင်ဆင်းရမှာလဲကမာကြီးနာဘယ်မက်တိုင်လဲငါလည်းမသိဘူးအန်တီဟိုကမာကြီးလန်နာကိုဆင်းချင်လို့ပါဘယ်မက်တိုင်လို့ပြောရမလဲလူသေးတယ်သမီးအော်ဟုတ်သိစုပါနော်ဝနာတို့လည်းထိုင်နေတပြေးပြေးနဲ့လူကမသိမသားများလာတယ်ပိတ်ရမူလားမသိဘူးဟိုမှာဆရာလေးနှစ်ပါးတက်လာတယ်ငါတို့ဖယ်ပေးလိုက်ကြမယ်လေအေးဆရာလေးတို့ကြွားစကားတော့မစုံလိုက်သေးဘူးဘေးကအန်တီကြီးနှစ်ယောက်ကဝနာတို့ကိုအတင်းတိုးပြီးဝင်ထိုင်လိုက်တယ်ဟာဒီမှာအန်တီသမီးတို့ကဆရာလေးတို့နေရာဖယ်ပေးတာငါလည်းလူကြီးပဲရပါတယ်သမီးဆရာလေးတို့အဆင်ပြေပါတယ်မရပါဘူးအန်တီတို့ဖယ်ဒါသမီးတို့ဖယ်ထားတဲ့နေရာဝင်တာတော်ပါတော့ဟာငါတို့လည်းဆင်းရတော့မယ်လေမရပါဘူးလူကြီးဖြစ်ပြီးအချိန်မစည်းရပဲအန်တီတို့ကအောက်မလီခက်လေးလေးရများငါ့ကိုလာပြန်អော်နေရဲ့ငါမွေးငါသမီးလောက်ရှိရဲ့သိလားဒါဆိုအန်တီသမီးလောက်ရှိရဲ့သူ့တယောက်ရဲ့အုံနောက်လောက်တော့အန်တီကမရှိရပဲဘာဒီကားလုံးလဲဝိုင်းအောင်ကြည့်နေကြပြီဝနာတော်သားတွေကလည်းဖြေရော့လို့မရတော့ဟုတ်တယ်လေအန်တီကလူကြီးလည်းဖြစ်ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးဒီလိုလောက်ကိုလောက်စရာလားဟုတ်တယ်လူတယောက်ကထပြောလိုက်တော့မှအဲ့ဒီအန်တီဦးကငုတ်သွားတယ်လာပါဝနာရဲ့ဆင်းရအောင်ဝနာလည်းမျက်စောင်းထိုးပြီးဆင်းသွားတယ်ဝနာနေရလဲစိတ်ကြီးပဲဟဲ့သူ့ကြိုးကပြေမမပြေတာနေတော့နော်လူကြီးဖြစ်ပြီကဲလာမုတ်ဆိုင်လေးရောက်ပြီးဝင်ကြမယ်ရတီဝနာဟဲခန့်ဖုံဘဲလာလဲမုတ်လာစားတာနေရောငါရောပဲတငယ်ချင်းနဲ့ချိန်ထားလို့ဒီဆိုင်မဲလားအေးဟုတ်တယ်အေးငါတို့တဝိုင်းနဲ့ထိုင်ကြမယ်လေမတွေ့ရလဲကြပြီဆိုတော့နေ့တငယ်ချင်းကဘာတူလဲတခြားမဟုတ်ပါဘူးဝနာရဲ့အချက်တော်ငိမ့်ထက်ဝနာနင်းစင်ပြေပါမလားပြေပါတယ်လာသွားအောင်ဝနာကတော့ရောက်တာနဲ့အရှင်တိုင်းဖာလူတာရဲ့ခေါက်ဆဲကြော်နဲ့ချိုတဲဖို့စတော်ဘယ်ရီကိတ်ကိုမှာလိုက်တယ်ရတီကတော့ကြေးဦးတစ်ပွဲနဲ့ဖြော်ရည်တစ်ခွက်ခန့်ဘုံတို့လည်းထမင်းကြော်နဲ့အေးရီပဲမှားကြတယ်အကုန်လုံးစားဖို့ဟော့ဘော်တစ်ပွဲကိုဝနာကတကားခံတယ်တန်ဦးမောင်ဒီနေ့စားအုပ်ဝယ်ဖို့ထွက်လာတယ်သူလိုအပ်တဲ့စားအုပ်တွေကရှာပြီးပေမဲ့သူ့တန်လေးကိုစားအုပ်တွေပွဲပြီးကျန်တာကြောင့်သူ့ဝနာဘက်ကိုလာလိုက်တယ်သူ့တန်လေးကြိုက်တဲ့ရှိတ်ကဖာလူတာနဲ့ကိတ်လေးဝင်မဖို့ဆိုင်ထဲဝင်တော့ဝနာကတငယ်ချင်းတွေနဲ့မုတ်စားနေအောင်တွေ့တယ်။အော်ငါကလေးလေးကိုကြည့်ပါအောင်ချစ်ဖို့ကောင်းလိုက်တာလူကြီးလေးလိုပဲခံပုံနဲ့ငိမ့်ထက်ကိုတန်ဦးမောင်တီးရမို့သူတို့နာတော့မသွားတော့အဒီကကလေးမလုံးမလက်ဖြစ်မှာဆိုလို့ဖြစ်တယ်ခဏနေတော့တန်ဦးမောင်ရဲ့ပြုံးနေတဲ့နှကန်းကချက်ချင်းတီသွားပြီးညခုံးတွေလည်းကျုံလိုက်မိတယ်ဝနာဘေးကိုရောက်လာတဲ့လူတယောက်ဝနာကလည်းပြုံးလို့ရွှင်လို့ဟာကိုကြီးလင်းတော့ဟောဝနာမဟုတ်လားစားလားခြေထောက်ကရောအချင်းနေတက်တာတယ်ကိုကြီးကရောဘာလာလို့တာလဲမင်းစပိန်ကိုလာယူပေးတာကျေးဇူးပါပဲမဟုတ်ကြွေးလေမကြွေးပါဘူး
လာဘာလို့ဝနာတယောက်တည်းစားရတာပဲကြိုက်တာစိတ်ပုတ်ကိုကြီးစားခြင်းကိုမသားဝယ်စားလေလူလေလင်းထုံးလေဒီကလေးမလေးကိုတွေ့ရင်ကိုစကျင်နေလို့သူတို့နဲ့ပဲတဝိုင်းနဲ့ထိုင်ဖြစ်လိုက်တယ်အေးပဲလားကိုကြီးကအေးပဲဟော့ပေါ်ကြရင်စားလေဝနာထည့်ပေးမယ်ထည့်ပေးဝနာလည်းကိုကြီးလင်းထုံးအသားမြများထည့်ပေးလိုက်တယ်ဒါလေးတွေကဝနာစားကိုကြီးစားပါကိုကျွေးနေအောင်စားပါဝနာလည်းမငင်းချင်တော့တာနဲ့စားလိုက်တယ်ဟမ်ကေဒရမာနဲ့ဆင်နေတော့ခန့်ပုံနေပါရီလိုက်ပြောနေရလေဝနာနေငါ့ကိုပြောတဲ့နေကြီးစားဆိုတာဒီကိုလားဟိုအဲ့ဒါဝနာမှန်တိုင်းပြေဖို့လဲမွေးရဲသေးဘူးဟုတ်တယ်လေးကြီးဟုတ်မသိလို့ပါလင်းထိုးလဲစိတ်ထဲနေနဲ့အစင်မပြေဖြစ်သွားပေမဲ့ဒီတိုင်းနေလိုက်တယ်ဒါပြီးရင်ပြန်ကြမှာလားဟုတ်အခုလိုက်ပို့မယ်လေရပါတယ်ကိုရဲ့အားနာစရာယတိကလည်းအိမ်နီးနားချင်းတွေပဲလာပါအစားတွေတအားစားပြီးကားစီရတာမလွယ်ဘူးကိုကားနဲ့ပဲအေးဆေးလိုက်ဟုတ်ကိုဝနာတို့လည်းစားပြီးတော့ပြီးကိုကြီးလင်းထုံးကောင်းမှုနဲ့ပဲအပြန်တက်စီဖို့မကုန်တော့တစုံတယောက်တော့သူကတော့ဒေါသတွေတဝင်တုံမှုတွေလွှမ်းမိုးနေဝနာဒီနေ့မနေ့စောစောနိုးနေဆရာကိုမင်းညာကြရဖုန်းခေါ်လို့မရသမီးနိုးပြီလားဟုတ်မော်နီသမီးတို့တက်ဖို့တင်တန်းဆရာစီစဉ်ပေးမယ်တဲ့ဘာတင်တန်းလဲမမေကွန်ပျူတာနဲ့အင်္ဂလိပ် speaking ဟုတ်ကဲ့ဘယ်တော့လဲဒီဘက်ထဲပဲသမီးရဲ့ကလောမပြန်ခင်လေးတက်သွားဟုတ်ကလောကရောသွားကျင်တာသိကြလားသိကြပါရဲ့မမေဟုတ်ပြီကဲစားဝနာလဲမနဲ့စားပြီးဘာမှလုံးကြမရှိရနဲ့ channel ဆင်းပြီးထိုင်လေးလိုက်တယ်ဆရာအကောင်ကအက်တယ်လည်းမဖြစ်ဖုန်းကလည်းခေါ်မရတာကြောင့်ဝနာစိတ်ပူလာရတယ်ဘာလို့ရမယ်မသိတော့ကြောင့်ယတိစီဖုန်းဆက်လိုက်ဖို့စဉ်းစားမိတယ်ကားတန်ကြတော့ဝနာမြုံနေတဲ့ဆရာဖြစ်နေတယ်ဝနာပြေးကြဖို့ခြံတကားနာရောက်လာတယ်ဆရာဘာရီလုံညာလဲဖုန်းလည်းမကင်ဘူးဝနာစိတ်ပူနေအောင်အဖွားရရှိလားဟုတ်ရှိရဲ့ဂျိုင်ထဲမှာပါတယ်လေပေးသမီးကူတဲ့ပေးမယ်မလို့ဆရာဘာဖြစ်နေရလဲဆိုတာဝနာကိုယ်တိုင်မသိတော့ဆရာနောက်ကိုပဲပြေးလိုက်သွားမိရဲ့အမကျွန်တော်မေကိုယ်တိုင်ချက်ထားတဲ့အုံလုံးခေါက်ဆွဲလေးကိုလာပို့တာအမကြီးစားကျင်နေရတဲ့အတော်ပဲတံမြသီးလေးကြိုက်ပြီးစားပြစ်လိုက်အောင်မယ်ဒီမှာအမနဲ့အဖွားတက်ပဲပါတာဝနာကကျွန်တော်အိမ်မှာလိုက်စားခိုင်းမလို့အာနာစရာကြီးရပါတယ်အမတို့တွေကပဲကျွေးလိုက်မယ်လေရပါတယ်အမရဲ့ကျွန်တော်ပြန်လိုက်ပို့ပေးမယ်နော်စိတ်ချနော်အမဟုတ်ပါပြီကွယ်ဝနာကြီးဆရာနဲ့လိုက်သွားပါအောင်ရှမ်းမေလာဆရာဒီတကုံးပဲပြောပြီးထွက်သွားတယ်ဝနာလည်းဆရာနောက်ကိုအမြန်လိုက်သွားတယ်ကားပေါ်ရောက်တော့ဆရာဘာဖြစ်ညာလဲဘာမှမဖြစ်ဘူးဖြစ်နေပါတယ်ဆရာဝနာကိုပြောပုံစုပုံတွေကတမျိုးပဲဆရာမှာဖြေမရှိဘူးမျက်နှာကြီးတုံပုံပြီးကားကိုပဲဆက်မောင်းလာတယ်ဝနာလည်းမျက်ရည်လေးတွေဝဲလဲအောင်သာရောက်ပြီးဆင်းခဲ့နော်အန်တီမေအိတ်လည်းမဟုတ်ဆရာတိုက်ခန်းကြီးဝနာလည်းဆင်းလိုက်လာပြီးဆရာခံကိုရောက်တော့ဝနာမုံဆုံးဆရာမနှင်းပွင့်ဖြူပါရှိနေနင်းရောက်နေပြီလားဟုတ်ပါဒီမှာစားဖို့တောင်ပြင်ဆင်ပေးပြီဝနာအောင့်တက်ဖြစ်သွားပြီမဲ့မကောင်းတက်လို့သာစပွဲမှာထိုင်လိုက်ရတယ်ပေးလေးနေမောင်ဟင်းရထည့်ပေးမယ်ရပါတယ်မောင်ရဲ့ပေးပါပူကုန်အောင်မယ်ဝနာဆက်မကြားချင်တော့လို့ဆက်ပြီးလည်းမမြင်ချင်ဒီတိုင်းလေးသိသွားရင်ကောင်းမယ်ကဲပြောမရရင်လည်းမောင်းတဘောဆရာချဲ့ကိုအရင်ဟင်းရထည့်ပေးပြီးသူ့ပကံတွေကိုထည့်တယ်ဝနာပကံတွေကိုကြတော့ဝနာမကြိုက်တတ်တဲ့ပဲသွေးတွေများထည့်ပေးတယ်ဆရာဝနာပဲသွေးမကြိုက်ဘူးကျွေးနေစားလေဘာတွေတွန်းတက်နေရလဲချဲ့ကိုသမီးမပြောဘူးဆရာကိုပြောတာမပြောနဲ့စားကြရှိရစားဆရာဒီလိုပြောမှတော့ဝနာကဘယ်လိုမျိုးနဲ့ပြန်ခုခံရပါမလဲတစ်လုံးနှလုံးပဲစားပြီးပြန်ဖို့ပလန်ချနေမိရဲ့နင်းအဆင်ပြေရလားရော့ဒီမှာရေလေးဖြည်းဖြည်းတော့နေရကွာခလေးလေးလိုပဲကျေးဇူးပါမောင်ဝနာစားလေဟုတ်ချဲသမီးဝပြီးပြန်တော့မယ်နော်ငါလိုက်ပုံမယ်ကောင်းအောင်စားဝနာမကြိုက်လို့မောင်မီလဲဟာဒီလောက်ကောင်းတာအနိလက်ရအောင်ပြောတာမဟုတ်ပါဘူးဟိုကောင်ကြွေးတာကြမင်းကပြုံးပြီးတော့စားတယ်နော်ဘယ်ကောင်ပြောရလဲဘယ်နှယောက်ရှိလို့လာမေးနေရလဲဆရာစိတ်ဆိုးနေရဲ့အဓိကအကြောင်းအရာဒါဖြစ်မယ်ဆိုတာဝနာသိလိုက်တယ်ဒါပေမဲ့ဘသူ့ကိုပြောနေလဲဆိုတာမသိဘူးမောင်ပြီးရင်နင့်ကို shopping လိုက်ပို့ပါလားလိုက်ပို့မယ်လေမောင်အားတယ်ဆရာဝနာပြန်တော့မယ်နော်ငါလိုက်ပို့မယ်လို့ပြောနေလေမင်းနာမကြောက်လားရပါတယ်ခြေနဲ့ပဲပြောလိုက်ပါဝနာကိုကြီးလင်းထုံးပဲလာကြိုခိုင်းလိုက်တော့မယ်ဘာအဲ့ကောင်ကြောင့်ထပ်ပြောပြန်ပြီလားဘာဖြစ်လို့လဲတော်တော်သဘောကျနေရပေါ့ဝနာလဲနာကျင်ရပေမဲ့ဝနာရှင်ပါမို့သူတို့နှစ်ယောက်ကဒီလိုတွေပြောဆိုနေအောင်တီးမခံနိုင်တော့ရ
ရတယ်သွားအခုချက်ချင်းပြန်တော့မောင်းမထုတ်ပါနဲ့ပြန်စို့စဉ်းစားထားပြီးသားပါဝနာလည်းထွက်လာခဲ့ညရီလည်းများစွာကြလာတယ်မင်းပြန်တော့နေမောင်းအဆင်ပြေရလားပြေတယ်နေလည်းမောင်းလူကြပြန်ဖို့ထွက်လာခဲ့ပါတယ်ဝနာလန်းရောက်မှဖုံးကြံခဲ့ပဲသိမသွားကျင်လဲသွားရအောင်မမို့ဘဲကိုနှိပ်လိုက်တယ်ဖုံးကြံခဲ့လို့ပါဝင်ခဲ့ဝနာမျက်နှာမှာညရီဝင်းနေအောင်ဆရာတတိထားမိတယ်ပြန်လိုက်ပါအောင်မယ်ခဏနေဘာပြောမလို့လဲဘာလို့ငိုနေရလဲမငိုပါဘူးဝနာလည်းတချိုးတည်းပြေးလာလိုက်တယ်ဝနာသမီးမျက်နှာလည်းမကောင်းပါလားသမီးဘာဖြစ်လာလို့လဲဖွားအောင်ပြောဘာမှမဖြစ်ပါဘူးဖွားဟုတ်ရဲ့လားကွယ်ဖွားအောင်မညာနဲ့နော်ဟုတ်ပါတယ်ဖွားတကယ်ပါမောင်တန်ဦးမောင်လိုက်ပို့မယ်ဆိုဟုတ်သူမအားလို့ပါအော်အင်းသမီးနားတော့မယ်နော်ဖွားအေးသမီးဝနာလည်းစိတ်ညစ်ညစ်နဲ့အခန်းထဲဝင်မယ်လို့ဟဲ့ဝနာလာပါဦးဟဲ့အခန်းထဲကြီးအောင်းမနေနဲ့ဘာလဲမေကအတန်ကဘာဖြစ်နေရလဲဘာမှမဖြစ်ဘူးမဖြစ်လဲပေးရပဲဒီမှာငါပြောပါညနေကျရင်လက်မှုတို့အိမ်သွားပို့လိုက်အမေဘာသာပို့လေဟဲ့ငါကခိုင်းနေလှုပ်လိုက်လေငါမအောင်မနေ့ပြန်ကြရင်လေအမေကိုစေခန်းလိုက်ပို့ရအောင်မယ်ဖွားကဘာဖြစ်နေလို့လဲဘာမှမဖြစ်ဘူးဖြစ်မှစေခန်းသွားတာမဟုတ်တော့မယ်ဒီကယ်ချက်ဆိုတာလောက်ရတယ်နေမလိုက်ခဲ့မလိုက်ပါဘူးအမေရဲ့သွားပါကို့ဘာသာကိုအမေမရှိရဲ့ယောဂါတော့တမိသိရဲ့ဘာလဲအပြောနိုင်ဆုံးယောဂါလေဒီကောင်မစုံလေးရတော့ဝနာလည်းစိတ်ပြေလက်ပြောင်းရေချိုးကောင်းလျှော်လိုက်ပြီးတချင်းနားထောင်ရင်အိပ်ပျော်သွားတယ်ညနေ4 နာရီခွဲလောက်ကြာတော့နိုးလာပြီးအမေစီကငပြောပေါင်းဘူးလေးယူပြီးကိုကြီးလင်းထွန်းစီကိုထွက်လာခဲ့အန်တီမူရေအန်တီမူမမကြားပြည့်အေးလာလေးသမီးဟုတ်ဒီမှာအန်တီတို့အတွက်မမေကငပြောပေါင်းနဲ့ဆရာမလက်ရစားကျင်နေရအတော်ပဲကျေးဇူးပဲနော်သမီးအန်တီလှည့်ပေးမယ်ခဏဆောင်နော်ဟုတ်အန်တီဝနာလေးကိုကြီးလင်းထုံးမွေးထားတဲ့ငါးလေးတွေကိုလိုက်ကြည့်နေမိတယ်သဘောကျလားငါးလေးတွေကိုသဘောကျလားလို့ဟုတ်ချစ်စရာလေးတွေယူမလားမယူတော့ပါဘူးကိုကြီးရဲ့ဝနာကသူတို့ကိုကြောက်တယ်ဘာဖြစ်လို့လဲရှေမရှိတော့တာဆိုရင်ခုန်နေရလေအရန်သေးရတယ်ဟုတ်ပါပြီဒါဆိုလဲနောက်မှအကိုနဲ့တူတူမွေးမယ်နော်ဟုတ်သမီးကလှလာလိုက်တာကွယ်ကျေးဇူးပါပဲဖွားမြေးချွေမှမတော်ချင်ဘူးလားကိုကြီးလင်းထွန်းစကားကြောင့်ဝနာရှက်သွားတယ်တော်ချင်တာပေါ့အေးမင်းတောင်ဝင်ယူမလားကဲဝနာကိုကြီးလင်းထွန်းတော့ဘာတွေပြောနေမှလည်းမသိဘူးကိုမပြောဘူးလေအဖွားပြောတာကဲကလေးရရှက်နေပြီအမေနဲ့မင်းကလည်းစမနေနဲ့လေဟုတ်ပါအန်တီရဲ့ဒါနဲ့မာကြီးကြည့်ဖြူရောတင်တန်းသွားတယ်သမီးအော်ဟုတ်ဒါဆိုပြန်လိုက်ပါအောင်မယ်ကိုလိုက်ပို့မယ်လေရပါတယ်ဒီနေ့လေးကိုပို့ပါမယ်ဆိုပြောမြရင်လည်းလိုက်ပို့ပါရှင်ဖွားရဲ့ညီးချွေးမလောင်လေးကိုကျွန်တော်လိုက်ပို့လိုက်အောင်မယ်ကိုကြီးလင်းထွန်းတော့ဝနာစားခံလိုက်ရကြောင်းမျက်နှာပူနေမိတယ်ဝနာရှင်ခေါင်းလျှော်ထားရလားဟုတ်မွေးနေရပဲအဲ့ရင်ဒီနဲ့လေးနဲ့အိတ်ချင်လိုက်တာကိုကြီးလင်းထွန်းတော့ဝနာကိုမစနဲ့မစပါဘူးအတီဘာဟုတ်လဲမခေါ်တော့ဘူးနော်နန်းလိုက်မှာနော်အဲ့ပါလေးကိုကြီးဗျာကိုကြီးလင်းထွန်းတဲ့လက်မောင်းလက်သီးနဲ့ဖောက်လေးထိုးမိလိုက်တယ်အာနားရဲကွာကိုပြန်လို့ရင်ပို့နာမယ်နော်ဘာလို့မှလဲတက်တိရှင်စမ်းလိုက်ကောင်းပြီဝနာလက်မောင်းနှစ်ဖက်ကိုစုပ်ကင်လိုက်ပြီးဝနာပါလေးကိုဝနာပြောစရာစကားတွေပြောက်ချသွားလောက်အောင်ထီကိုအထဲဝင်တော့နော်ကောင်းပါလေဝနာတီချင်းတွေကိုဘယ်လိုမှမဆုံးဖြတ်တဲ့အောင်ခက်လဲလဲအောင်ဝနာကိုချောဖို့လာခဲ့တဲ့ကားလေးတစ်စီးကလည်းတရရိပ်ပြောက်ကွယ်ဝနာဒီမနေ့နူတော့ရှင်ကုန်တာမပြောက်သေးဘူးစောစောထားပြီးခြံထဲကပင်တွေရေလောင်းတချင်းကြီးနေမိရဲ့ချစ်တဲ့စိတ်ဆိုတာဖွင့်ဟာများသူပါဘာကြောင့်မို့တတိရရချစ်တဲ့စိတ်ဆိုတာတိတ်တိတ်လေးရှင်ပါခံစားရမှာလားကဲကွယ်ပြောစမ်းပါမဲမင်းကြီးမအစောကြီးနိုးလို့ပါလားဟုတ်တယ်မေမေရဲ့သမီးဒီနေ့စိတ်ကြည်နေလို့အေးပါအေးခဏနေဖွားအောင်စေကလိုက်ပုံမလို့ဘာမှအောင်လဲတိတ်ကျင်စားရတာကြာပြီဝယ်ခဲ့ပြီတော့မကြီးဝယ်ခဲ့မယ်ဝနာဆရာကြောင့်စိတ်ညစ်ခဲ့ရပေမဲ့ကိုကြီးလင်းထွန်းကကုညီပေးလိုက်တယ်လို့လိုပါပဲပြောရနဲ့မေမေပြင်သွားတော့ဝနာအိမ်ထဲမှာတယောက်တည်းရှိရဲ့ချိန်ဆိုရင်လူလွတ်လက်လက်ပဲနေတတ်တဲ့သူဖြစ်တာကြောင့်တချင်းကိုကြဲကြီးဖွင့်ထားလိုက်တယ်ဘယ်သူလဲဟဝနာပြေးပြီးတကားဖွင့်လိုက်တော့ဆရာအမတို့မရှိဘူးလားဟုတ်မေမေမရှိဘူးတယောက်တည်းကိုဘာလို့တကားတော့မခတ်ထားရလဲနေကြပါအတဲမခေါ်တော့ဘူးလားမေမေမရှိဘူးလေမင်းနဲ့ရှင်းစရာရှိသေးရဲ့ဟုတ်ဝနာလည်းဆရာကိုအိမ်ထဲခေါ်လိုက်တယ်ဘာတောက်အောင်လဲရတယ်ဟုတ်ဘာပြောစရာရှိလို့လဲမင်းလင်းထွန်းဆိုတဲ့ကောင်နဲ့မနေ့ကဘာဖြစ်ခဲ့ရလဲဘ
ဘာမှမဖြစ်ပါဘူးငါညာရာကိုမုန်းကြုံတော့ယုံဝက်နာတော့ကိုကြီးကအနာကိုနန်းနဲ့ပျော်လို့ရှင်လို့နဲ့မင်းပျော်နေရမလားမဟုတ်ပါဘူးစိတ်မပူပါနဲ့အခုလည်းပျော်ရမှာပါဆရာဝနာလက်ကိုဆွဲပြီးဝနာခန်းထဲကိုအတင်းခေါ်သွားခဲ့ဆရာဘာလို့မလို့လဲသိရမှာပေါ့ဒီကားကိုပိတ်ပြီးဝနာအိယာပေါ်ကိုတွန်းချတယ်ဆရာဘာလို့မလို့လဲမလုံးနဲ့နော်ဟမ်ကြောက်နေရလားဆရာပုံစံချက်ချင်းပြောင်းလဲသွားပြီးဝနာလက်တွေကိုအတင်းချုပ်ပြီးအင်ကြီးတွေကိုဆွဲချွတ်တယ်ဝနာလည်းတဲတန်ယုံရတယ်ဆရာမလုပ်ပါနဲ့ဆရာကိုမလို့ကျင်တာမဟုတ်ပေမဲ့ဝနာရမ်းကြောက်နေမိရဲ့မလုပ်ပါနဲ့ဝနာနှကန်းကိုစိုးမိုးလာတဲ့နှကန်းသားထူထူတွေအောက်ကနှကန်းကိုဖိကိုက်လိုက်တာကြောင့်သွေးရည်တောင်စွတ်တက်သွားတယ်ပြီးရတဲ့ဝနာတဲ့တိုင်လေးကိုဖိကိုက်တယ်ဆရာမလုပ်ပါနဲ့တော့ဝနာယုံလဲချီးနေပဲဆရာလက်တွေနဲ့ချုပ်ထားတော့လက်ကဝေလေးတွေရဲနေရတယ်ဆရာနှကန်းတွေကတပြေးပြေးဝနာရင်ဘက်ပေါ်ပူလာလာတဲ့ဝနာဆရာရဲ့ရှိဝေဝေမျက်လုံးတွေဟာဝနာရဲ့ရင်သားတွေကိုကြည့်ရင်စူလိုက်တယ်အဲ့ဒီချိန်ဝနာကြီးအိတ်နေရလားဒီကောင်မလေးမမေတို့ပြန်လာပြီဆရာဖဲပါတော့သွားပါတော့ဆရာကြားပုံတော့မပေါ်ပဲသူ့လက်ထဲမှာပြည့်စည်တခုဝနာဘာကြီးလဲဆိုပြီးကြည့်နေမိဆရာမသိစေခြင်းတိုးတိုးနေဒီပစ္စည်းကမိန်းကလေးရဲ့စိတ်ကိုစွပေးတဲ့ vibrator တစ်မျိုးဆရာအဲ့ဒါဘာကြီးလဲကောင်းသွားလိမ့်မယ်ဝနာရဲ့ရက်ဝင်းကိုထိတွေ့လိုက်တော့ထန်လိုက်တယ်လို့ကျင်တက်သွားတယ်ဆရာမရဘူးဝနာကြောက်တယ်မလုပ်ပါနဲ့ဆရာလက်တစ်ဖက်နဲ့ဝနာလက်တွေကိုချုပ်ထားတယ်ပြီးတော့နောက်တစ်ဖက်နဲ့ဝနာကိုစော်ကစားနေတယ်ဆရာဝနာသမီးရေမောင်တန်ဦးမောင်ကားလည်းတွေ့ရဲဆိုတော့သူတို့မုံသားဝယ်ကြတာဖြစ်မယ်ဟုတ်လားမေအမေနာအောင်လေဆရာဝနာကိုခူးဆိုင်ပုံမပေါ်ဝနာကတော့အောက်ကနေခံစားနေရတယ်အမေတို့ကြားသွားမှလည်းစိုးရိမ်နေရတယ်ဝနာလက်တွေကိုဆရာအဝတ်နဲ့စီးထားတယ်ကြိုက်ထားလိုက်သူ့လက်မကိုဝနာနှကန်းပေါ်ကိုတင်ပေးကိုကျန်းတော့မယ်ဖိုင်ဘရီတာကိုအရှိန်မြင့်လိုက်ပြီးထိုးတင်လိုက်ပါတယ်ဆရာရှာပြားလေးနဲ့ထိလိုက်တဲ့အခါမှာတော့ဒီကိုယ်လုံးကော့တက်သွားတယ်ရဝင်းရဲ့ main point ကိုတော့ဖိုင်ဘရီတာနဲ့နှိုးဆော့ပေးနေအတွင်းပိုင်းကိုတော့ဆရာလက်တွေကနေရာယူထားတယ်ဝနာရဲ့ရှင်သားတွေကလည်းထောင်မဲ့နေကိုယ်လုံးလိုက်ရရင်ဘလောက်ကောင်းမလဲပူတယ်ဆရာဒီနေရာလေးကိုပဲပိုင်ဆိုင်ရမှာရမ်းမလုပ်ပါနဲ့ယူတော့မယ်ခက်တူတူညီးတွားနေမိခက်စားချက်တွေကအထွတ်ထိပ်ကိုဆရာလက်ကိုလည်းကြိုက်ထားမိအချိန်တွေပြင်းလာရင်ပြီးတော့မယ်ဆရာလက်တွေကပုံမြက်လာတယ်ဝနာရင်ဘက်ကိုလည်းဆွဲကင်ထားတယ်ဝနာမြောက်တက်သွားခဲ့တယ်ဆရာအရင်ခောက်တွေလိုပဲပြုတ်မှုနေဆရာရဲ့တော့ပါတော့အားနာတယ်ပူတုံလုံးလေးလိုသူ့ကြောင့်မောဟိုက်နေတဲ့ကလေးမလေးကိုကြည့်နေမိမင်းကိုပိုင်ဆိုင်ကျင်လုံးလို့ယူတော့မယ်ကလေးငယ်morning ကလေးငယ်လူလာတဲ့ဖုန်းတို့ဒီမှာပေါ်လာတတ်တဲ့ message လေး morning လူကြီးဝနာတို့ပြန်စင်ပြင်စားပြုတ်နေပြီဝနာနဲ့ရတီကိုဆရာနေ့တိုင်းတင်တန်းလိုက်ပို့တယ်ဝနာအိယာထားလိုက်ပြီးရေချိုးပြင်စင်ပြီးမနေ့စာစားဖို့ထွက်လာတယ်ဖွာတယောက်တည်းလားမေရောသမီးမေစားတင်တယ်ဘသူ့ကိုလဲသူ့တပည့်လေးရဲ့ညီတဲ့ငိမ့်ထက်ညီများလားလာထိုင်ညီမွေးငါလေးစားဟုတ်ကဲ့ဖွာရှင်သမီးတို့ယူနီကိုရန်ကုန်မှာပဲတက်ရမှာလားကလောမှာတက်ရမှာလားသမီးတို့ကြိုက်တဲ့နေရာမှာတက်လေရန်ကုန်မှာဆိုရင်ကျောင်းတော့မတဲတဲ့ဟာတွေနဲ့ပြန်တွေ့နေအောင်မယ်ငယ်တော့တာလည်းမဟုတ်ဘူးသမီးရဲ့တွေးတော့လဲခေါ်လိုက်ပေါ့တငယ်ချင်းတွေပဲဟာမခေါ်နိုင်ပါဘူးဖွားလေဖွားမြေလေးကချစ်ဖို့ကောင်းလိုက်တာမောင်တန်ဦးမောင်နဲ့အစင်ပြေကြလားရှင်ညီတို့တွဲနေကြပြီဆိုဖွားကိုမောင်ရင်ကဖွင့်ပြောတယ်လက်ထပ်ဖို့လည်းပြောတယ်သမီးကအခုမှ18ပဲရှိသေးတာကိုဖွားနော်သိပါတော့မြေလေးချောင်းပေးရနဲ့ဖွားတန်းလက်ထပ်ပေးပါချစ်ဘူးလားမြေချစ်လို့လက်ထပ်ပေးတာပေါ့မောင်ရလူကောင်းလေးလေအားဆိုသွားတော့မယ်နော်သူလာကြတော့မှမလို့ကောင်းပါပြီရှင်ဖွားကိုနှုတ်ဆက်ပြီးအပြင်ထွက်လာတော့ငိမ့်တဲ့တယောက်ခြံထဲမှာထိုင်နေရတွေ့ဝနာဘယ်သွားမို့လဲတင်တယ်မင်းငယ်ရှင်သူကဘာတူလဲအမေတပည့်လေးလူကြီးမမတ်မိတော့ဘူးလားအော်ငါမိငယ်လေးကိုအနိုင်ကျင့်နေကောင်းမယ်ဟုတ်တယ်အဘွားပေးပါဦးဘာမှလည်းမဆိုင်ဘူးမပေးဘူးလားပေးပါမယ်ရှင်ချစ်ဖို့ကောင်းလိုက်တာကွာကားမောင်းလို့ရပါပြီရှင်မောင်းပါမယ်ဗျာရတီကိုခေါ်ပြီး English language သင်တန်းကိုရောက်လာခဲ့မိငယ်ဘာစားကျင်သေးလဲညနေဘာလာရှမ်းကောစားကျင်တယ်ကောင်းပြီလူကြီးဝယ်လာခဲ့မယ်နော်စာအုပ်တေချာအာယုံဆိုင်နော်စိုက်ဘူးအစင်လေးတွေငမ်းပါမိငယ်နော်
လူကြီးကဘေးမှာလာထိုင်ကြည့်နေလိုက်ပါဒါလူကြီးတငယ်ချင်းဖွင့်ထားတာနော်လူစိုးကြီးဟမ်ချစ်တယ်တေချာသွားနော်အောက်ပွားချစ်တယ်အောက်ပွားအရှိရတွဲနေအောင်ရူနေအောင်မြင်ပြီးအနောက်ခဲဟာရတီကတော့မျက်နှာပင်နာထားမှလည်းမသိဖြစ်နေကောင်မစုပ်ရူနေလိုက်တာများဟာနေရှိညာပဲငါမေ့သွားတဲ့ရတီရဲ့အခုတော့ဒီစကားပြောပြီပေါ့ငါတငယ်ချင်းလေးကချစ်စရာလေးလာပါညနေကျရင်လူကြီးမဝဲလာမယ်လေတူတူစားကြမယ်နော်ဝနာတို့လည်းတင်တန်းတက်ပြီးညနေကျတော့မဝဲလာမယ်သူ့ကိုစောင့်နေရတယ်လာလာကားပေါ်တက်ကြဆရာမင်းငယ်အနောက်မှာပဲထိုင်တော့မယ်သဘောပါဗျာယတိအရင်တက်ရော်ဒီမှာမင်းငယ်အတွက်အနှွေးတယ်စားဝင်လာပြီဆိုတော့နွေးနွေးလေးနေမှာအုံမိုးချစ်ဖို့ကဝနာတို့နှစ်ယောက်တည်းမာလာရှန်ကုန်ဘူးတွေဖွင့်ပေးပြီးဖြည်းဖြည်းစားဖို့တော့မှားနေလိုက်သေးတယ်ဝနာအတွက်ကံကောင်းခြင်းလေးတစ်မျိုးဖြစ်တယ်လို့ဆရာအတွက်လည်းဘလို့မှအဆုံးရှုံးမခံနိုင်တဲ့ရနာလေးတစ်ပါသုံးလာကြတော့ဝနာတို့တက္ကသိုလ်ကျောင်းသူတွေဖြင့်စေဝါရီတက္ကသိုလ်ကိုလမ်းလာကြပြီဝနာတငယ်ချင်းတစ်တွေငါတို့ရားလောက်တယ်နော်အေးထင်တာပဲဒါမဲ့ငါကတော့နင့်ကိုချစ်ဆုံးငါလည်းပဲတူတူပါပဲဝနာတို့တက်ရမယ်ဤတူခန်းထဲကိုဝင်ပြီးတက်တရထဲမှာထိုင်နေလိုက်တယ်ဟုတ်ဒီမှာထိုင်လို့ရသေးလားအော်ဟုတ်ရပါတယ်ညီမနာမည်ကပွင့်လာပါဟုတ်ကိုကရုံးဝနာတော့ပါသူကယတိဟုတ်ပွင့်လာတော့တငယ်ချင်းလောက်ကြမယ်လေဟုတ်ခဏနေတော့ဆီယာမရောက်လာတဲ့ဝနာတို့စာကိုတေချာလိုက်ကြည့်ဖြစ်တယ်ဆရာကတော့ဝနာပထမဆုံးကျောင်းတက်တဲ့ရက်မှာကျောင်းကိုလိုက်ပို့ပေးခြင်းပဲမယ်ကျောင်းမှာဆောင်ပွဲရှိရာကြောင့်မပို့ပေးနိုင်ခဲ့ဘူးကန်တင်းသွားကြမလားယတိသွားမလားကျောင်းကိုနည်းနည်းဆက်စုခြင်းသေးတယ်သွားကြမယ်လေဝနာတို့တော့အောင်ထွက်လာကြတယ်ဘာစားကြမလဲပွင့်လောင်ဝဲကျွေးမယ်လေရတယ်ဝနာအေးအေးပဲတောက်တော့မယ်ငါလည်းကော်ဖီပဲတောက်တော့မယ်ဟုတ်ဒီကညီမပွင့်လာလားရှမ်းဟုတ်ဒီမှာလူတယောက်ကစားတစ်စောင်ပေးပြီးထွက်သွားတယ်ဘာစားလဲမသိဘူးပွင့်လာနဲ့သိလို့လားမသိဘူးဖွင့်ကြည့်လိုက်လေဖွင့်ကြည့်လိုက်တော့ရေးစားစာဖြစ်နေဟာပွင့်လာစုံနေတော့ကျောင်းဆက်တက်ခြင်းနေမှာပဲရေးစားစာရောက်လာပြီမကောင်းပါဘူးဟာငါ့ရင်ကသိရင်စုမှာဝနာတို့လည်းသူများကြောင့်မဆက်စုတော့နေ့လေကြတော့အတန်းဆင်းပြီဝနာဒီမှာကြည့်ဟဲကိုသူရိမျိုးရန်ကုန်မှာအလုပ်ရပြီလားအေးဟုတ်တယ်ဟာဝမ်းသာပါရဲ့ကောင်းမရဲ့ဟုတ်ပါဟဲဘာလို့ငိုနေရလဲပျော်လို့အေးပါအေးတိတ်ဟဲဟိုမှာပွင့်လာမလားအေးကားနဲ့ရောင်လေးကဝနာတို့ရှိရနေဖြတ်သွားတယ်အေးဟာကားမောင်းတဲ့လူကအကိုပြည့်ပြိုးကြော်နဲ့တူလိုက်တာနေမြင်မာရနေမှာပါအေးနော်အဲ့လောက်ထိလဲတိုက်ဆိုင်မဲ့မထင်ပါဘူးဘာလဲလွမ်းနေရလားအမေဘာလို့လွမ်းရမှာလဲဝနာဘသူ့ကိုလွမ်းနေရလဲယတိရှမ်းဘသူမှမလွမ်းမအောင်ဆရာရဲ့ကောင်းပါလေနော်စောင့်ကြည့်နေမှာတတိထားနေဘလို့လဲပထမဆုံးနေအဆင်ပြေပါတယ်ယတိရှိနေရပဲတငယ်ချင်းတစ်တယောက်တောင်ရလာသေးစာရောအစမို့လို့ထင်တယ်လွယ်ရင်လေးနဲ့လှတယ်မြောက်နေပြန်ပါပြီတော့ကဲကားပေါ်ကြွကြပါခင်ဗျာဟုတ်ကဲ့ရှင်ညထမင်းစားဝိုင်းပါသမီးဟုတ်မေအဆင်ပြေလားပြေပါရဲ့ရှင်ဒီပဲရဲ့အိမ်မှာပဲနေရုပ်ရှင်သွားကြည့်မလို့မေရဲ့ငိမ့်ထက်တို့ထမင်းစားဖိတ်ထားတယ်သမီးရှိနေမှာကောင်းမှာပေါ့သမီးနဲ့ဘာဆိုင်လို့လဲအမေတပည့်တွေပဲလေလူမှုရေးရလေဟဲ့မရပါဘူးနော်လူကြီးပြောနေရလေမေနော်ဖွာရောဖေဖေနဲ့ပါတိုင်ပါဖွာပြောပေးရောအေးလေသမီးရဲ့ကလေးပိတ်ရလေးလာလေရလဲပါစီကွယ်ပြီးတော့အဲ့ကောင်လေးကကျောင်းတော်ကသမီးကိုအဆက်ကွယ်အောင်လှုပ်ထားသေးရဲ့လေနော်ဖွာနော်ပြီးတာပဲဝင်လာလဲထမင်းစားကောက်ကောက်နဲ့စားလိုက်တာသုံးမခံကုန်သွားတယ်အသီးနဲ့နွားတို့အခန်းထဲယူလာပြီးခဏထိုင်နေလိုက်တယ်မက်ဆင်ဂျာကလူကြီးဆိုတဲ့အကောင့်လေးကဗီဒီယိုကောခေါ်လာတယ်ဟယ်လိုဘာလုပ်နေရတော့မင်းငယ်အခုမှထမင်းစားပြီးလို့ခဏထိုင်နေရမျက်နှာဘာဖြစ်နေရတော့သုံးမခံတော့စားလိုက်ပြီလို့စိတ်ညစ်နေရမင်းငယ်လေးကသုံးမခံတော့စားတာပဲဟုတ်တယ်မိဝါလာတော့မလာရင်လူကြီးဖိုင်တာလဲလို့လူကြီးနော်ဝါလာရင်မချစ်တော့ဘူးမလားဝဝလေးလဲချစ်တယ်ပြီးစီလေးလဲချစ်တယ်တေးကြလို့လားတကယ်ပါဗျာဆရာနှလုံးသားထဲမှာဟော်ရီကပေါက်စာလေးပဲရှိရအပွားခဏနေအိတ်တော်နော်မိငယ်လေးလူကြီးဗျာဆန်နေကြရင်လူကြီးနဲ့အိတ်ချင်တယ်တကယ်မေမေတို့ယတိအိမ်မှာလို့ပြောပြီးလူကြီးနဲ့အိတ်ချင်တာဘာလို့အိတ်ချင်တာတော့ခလေးရဲ့မေမေသိမီးလေးကိုစုမှာပေါ့
တချင်းဆိုပြီးကြောတိတ်ကန်ကြလို့ကဲဟုတ်ပြီဗျာရုပ်ရှင်ကြည့်ပြီးအိမ်ကိုလိုက်ခဲ့နော်ဟုတ်ချစ်တယ်မိငယ်လေးချစ်တယ်လူကြီးလှပတဲ့ညာကင်းလေးတခုနောက်နေ့ကြောင်ရောက်တော့ဝနာရတီရောမလာဘူးလားအော်ပွင့်လားရတီကဒီနေ့သွားကြရှိလို့အော်ဝနာတယောက်တည်းပေါ့ဟုတ်တယ်ပွင့်လားဧည့်သည်ပါတာလားမဟုတ်ဘူးပြန်လို့ရပြီနော်ပွင့်လားသူ့ဘေးအားလူကိုပြန်ဖို့ပြောလိုက်တယ်မျက်နှာလည်းမကောင်းပါလားဘာဖြစ်လို့လဲငါနောက်ကိုအဖေလူတွေကတကောက်ကောက်လိုက်နေတာစိတ်ညစ်တယ်အော်ဟိုနေ့ကလည်းတွေ့လိုက်တယ်ကားနဲ့ဟုတ်တယ်ငါဘွားကအဲ့လိုဘာမှမဖြစ်ပါနဲ့ဟာနင်းဖေဖေကနင်းကိုစိတ်ပူလို့ပါဒါပါငါမုတ်ပါတယ်စားကြမယ်လေဘာမုတ်လဲအသီးချောက်လေးတွေလေစားမယ်လေဟဲ့ဟာကိုလွမ်းနေတာရတီရဲ့ရတီတောင်းကနေရောက်လာတဲ့ကိုသူရဲမျိုးရတီလည်းလွမ်းနေတာကိုဖတ်ထားမယ်လေနော်မငိုနဲ့တော့လွမ်းလို့ကိုခုရောက်လာပြီနော်ဟုတ်ကိုကောင်မလေးကအရင်အထက်ပို့လာတယ်ကွာတက်ကတူចောင်းသူလေးတောင်ဖြစ်နေပြီပဲကိုလည်းဒီမှာပဲဆက်တက်မှာမလားဟုတ်တယ်ကိုရတီနဲ့တူတူတက်မှာကိုလည်းချောလာတယ်အဘွားပေးလေဟာကိုတော့လူတွေနဲ့ဟာကိုဖတ်လိုက်တာတော့တော်တော်ရှက်နေပြီဟာကွာချစ်စရာလေဒီနေ့ကိုလာကြိုကိုကြောင်ပြေးလာလားဟုတ်တယ်ဒါဆိုမုန်းလိုက်ဝဲကြွေးမယ်သွားမယ်တိတ်ကိုနှွေးထွေးတဲ့ချက်ချင်းမြတ်တာဒါဆိုဝနာတယောက်တည်းပြင်ရမှာပေါ့ဟုတ်တယ်ဘယ်သူလာကြိုမှာလဲဆရာလာကြိုမှာလေဘဲဆရာလဲဟိုဝနာရင်အားဆရာပါအော်ဟုတ်ဟိုမှာသူ့လာပြီဝနာသွားတော့မယ်နော်တတ်တာဟုတ်ဝနာပွင့်လာကားလဲလာပြီနော်သွားတော့မယ်နော်ဒီလိုနဲ့ပဲဝနာတို့တရက်တာကုံဆုံးသွားပြန်တယ်ဒီနေ့ကဝနာဆရာနဲ့ရုပ်ရှင်သွားကြည့်မယ်နဲ့မနဲ့စောစောထားပြီးအလှတွေပြင်းနေတယ်အင်ကြီးလေးကိုလည်းကဝင်ကကလေးကိုရွေးချယ်ထားပြီးစပင်လေးကိုချထားတယ်အင်ကြီးပိုးတစုံပါထည့်ထားလိုက်တယ်မေမေရောဖွာဈေးသွားတယ်သမီးဟုတ်သားဒီနေ့ငိမ့်ထက်တို့လာကြပါပဲဟုတ်တယ်မြေရဲ့ဖွာဟေးသမီးဒီနေ့ရတီတို့အိမ်မှာအိတ်မလို့အိတ်လေးသမီးမနဲ့ရောကျောင်းကအဲ့ကနေပဲတက်ပါလားမပြောတတ်သေးဘူးဖွာရဲ့သမီးစာပို့လိုက်မယ်နော်အေးမြေယူဆိုင်နော်မဟုတ်ဘူးလို့သေးလားယူတော့ဖွာသမီးပါရှိရဲ့အေးပါကွယ်ဒါဆိုသမီးသွားရမယ်နော်ဖွာအမေပြန်လာရင်ခဏလေးနေပါဘာညာနဲ့နေခိုင်းနေမှာဆိုလို့ကိမ္မုတ်တစ်ခုကိုပါဇက်ထဲအပြည့်ထိုးသိပ်ပြီးတစ်ခုကိုလက်ကကိုင်းလာတယ်ကော်ပီနဲ့မျောချလိုက်ပြီးအိမ်ရှိကိုထွက်လာတယ်ယူဆိုင်အောင်နော်ဟုတ်ဖွာမနာလန်ထိတ်ကနေပဲဆရာကိုစောင့်နေမော်နင်းကြာမော်နင်းဘေဘီအရန်လှနေရနော်ဒီလိုပါပဲကိုချစ်သူလေးနဲ့တရားမှာဆိုတော့ဘာစားပြီလဲစားပြီဒါဆိုရုပ်ရှင်အောင်ပဲတန်းသွားကြမလားဟုတ်ဆရာမောခဏပတ်အောင်မယ်သဘောပါဗျမနာမင်းညာတွေကရတီကိုစာပို့ထားတယ်ရတီကလည်းသူ့စီမှာအိတ်မဲလို့သာဖွားတို့ကိုပြောထားတယ်တကယ်ချင်းကငါရဲ့ပေးမှာဝဲလင်းသွားတဲ့စံစလေးများငါရဲ့ရှိမှာလောက်ခတ်သွားတဲ့သူ့ရဲ့လေဟာမင်းလားဝနာဖုန်းနဲ့ဘက်ကိုကြည့်လိုက်တော့တခါမှမမြင်ဘူးတော့ကြောင့်ထူးဆန်းနေပြီဟယ်လိုရုံးမနာတော်လားဗျယောက်ျားလေးတန်ဖြစ်နေရကြောင်းဆရာကြားသွားမှလဲစိုးရတယ်မျက်ခုံးခက်လို့ဟုတ်ပါတယ်တော်သေးတာပေါ့ဗျာပွင့်လာတကယ်အမှန်ပေးလို့သားပဲဟုတ်ဘယ်သူလဲမသိဘူးရှင့်ကိုမင်းတို့ပေးတဲ့သူရပါအော်ဟုတ်ဝနာမသိဘူးရှင့်ဆရာမျက်ခုံးတစ်ခုကိုတွန်းလိုက်ပြီဘယ်သူလဲတဲ့ကျောင်းအားလို့တူတူလေးဖြေလိုက်တယ်ဝနာအားရလားမအားသေးဘူးရှင့်ဒါပဲနော်ဖုံးချလိုက်တယ်ဘယ်သူလဲဘေဘီမသိပါဘူးပေးတဲ့လူပါတဲ့ယောက်ျားလေးလားဟုတ်တယ်လူကြီးဖုံးနဲ့ပဲဘယ်လိုရတာလဲသူပြောတဲ့ထဲမှာတော့ပွင့်လာပေးတာတဲ့အဲ့တငယ်ချင်းသစ်ကလည်းဘာလို့ငါဘေဘီဖုံးနဲ့ဘယ်ကိုလိုက်ပေးနေရလဲမသိပါဘူးဘလို့လိုက်ဟုတ်ကားကိုတေးချမောင်းတော့ဝနာတို့မောရောက်တော့လိုက်ပတ်ကြည့်နေမိရဲ့ကစားစရာဆိုင်လေးရောက်တော့ဝနာငေးမိပြန်တယ်အခုကိတ်ကလေးတွေများကန်ကောင်းလိုက်တာဝနာတို့တော့ဆိုရင်အိုးပုတ်လေးတွေအယုံမလေးတွေနဲ့ပဲစော့ရတာသူတို့ကြတော့လေလူကြီးတွေပါသဘောကျတဲ့အရှုပ်လေးတွေဝနာဝင်းလာတဲ့ခေါင်းဝင်းကဒူးဖုံးပေမဲ့ဘေးကဦးတန်ဦးမောင်ကတော့သူ့ကလေးကိုလိုက်ကြည့်ရဲ့ကောင်းတွေကိုမျက်မှောင်ကျုပ်ပြီးလိုက်ကာနေလာဖေဖေကွန်ပင်းအတွက်ဝယ်ပေးမယ်ပြောဆိုနဲ့ဝနာကိုစိုင်တဲခေါ်သွားတယ်ဘာလို့ကျင်လဲကြည့်ဟာဆရာကလည်းဒါကလေးစောတာလေဖေဖေလည်းကလေးပဲလေလောက်ပါရွေးဝယ်ပေးပါမယ်ဆိုဆိုင်ကဝယ်တဲ့အမတွေပါပြုံးစီစီဖြစ်ကုန်ကြတယ်ဝနာလည်းအိတုံနဲ့ဂျယ်လီလေးလို့စိုးလို့ကောင်းတဲ့ကြုံလေးကိုယူလိုက်တယ်ရပြီဒါပဲလားယူအောင်လေဆရာတော်ပါပြီဆိုပတ်စံရှင်းပြီးထွက်လာလိုက်တယ်ဆရာကလည်းရှက်စရာချင်းဘာရှက်ရမှာလဲခလေးကိုက
ကစားစရာပေးပြီးကြိုက်နေတဲ့ပုံစံဖြစ်နေပြီရှင်အားမကြည့်နဲ့ဘာလို့လဲကောင်မလေးတွေကြည့်နေရလေမကြည့်ပြနဲ့ဥတုံနေရလားကိုပေါက်စားလေးကလူကြီးနော်ဟုတ်ပါပြီကွာမကြည့်အောင်နော်မုတ်သွားဝယ်မယ်ပေါက်စားကြည့်ချင်တဲ့ဇွန်ဘီကပြတော့မှာဝနာတို့လည်းမုတ်ဝယ်ပြီးဂျုံထဲဝင်သွားကြတယ်ဆရာပဏိကရေကလက်မှတ်ကြိုဖြတ်ထားပြီးသားဖြစ်တယ်အတွဲခုံတော့ဝနာအစင်မပြေမှာစိုးလို့မယူဖြစ်ဘူးဘာဖြစ်လို့လဲပေါက်စားဝနာတပ်ပြင်းချတန်ကြားနဲ့မေးပါပဲလူကြီးဘာလို့ဒီလောက်ပြန်စင်လာရတာလဲဝနာတို့ဘေးကက်ရက်ခုံမထိုင်နေကောင်မလေးအုပ်စုကဆရာကိုကြည့်နေကြလို့ဖြစ်ပါတယ်ဆရာလေးအညူရောင်ရှက်လေးနဲ့အနဲ့ရောင်ပန်လေးကိုဝင်လာတော့နှုတ်ဖက်နေတယ်ငကိုတွေကချောပါတယ်ဆိုနေဟောကိုပါပြင်လာလို့တော့ပေါက်စားရဲ့ဘေးကကောင်မလေးတွေကြည့်နေရလေအော်ဟုတ်သားကိုကောင်မလေးတွေကြည့်တာမစမ်းပါဘူးဦးတန်ဦးမစတာပါကွာရော့မုတ်စားဝနာလဲမျက်စောင်းထိုးပြစ်လိုက်ပြီးစားလိုက်တယ်ရုပ်ရှင်ကကြည့်ရနေဝနာကမုတ်တွေပဲထိုင်စားနေမိတယ်ဒါကြောင့်အကုန်ကုန်သွားပြီဖိုက်တင်းသွားတော့မှမေးချင်လာတယ်ဒါကိုအလိုက်သိရဆရာလာကုန်းပေါ့ပါးလေးကိုနမ်းပေးလိုက်ပြီးဝနာကိုမေးခိုင်းလိုက်တယ်ဝနာလည်းမေးရင်အိပ်ပျော်သွားတယ်ဆရာပြီးသွားပြီလားသုံးခါရှိသွားပြီပုတုရေဟာဟုတ်လားဝနာအိပ်ပျော်သွားလားဟုတ်တယ်နှိုးလိုက်တာမဟုတ်မနှိုးရပါဘူးလာပြတ်မယ်ဝနာတို့ရုံကထွက်လာတော့လက်မက်ဖြတ်တဲ့နေရာလူတယောက်ကလှမ်းတော့တယ်နိုးပြီလားကောင်မလေးဟုတ်ဝနာလည်းရှက်ရှက်နဲ့ဘာမှတော့ပြန်ပြောနိုင်ဘူးဘိုက်စာနေရောပေါ့ပါစားမလဲအကင်တောင်ဟဲ့လာကနီးနေပြီအဲ့လိုစက်တာတွေမစားရအောင်လူကြီးကလည်းပြီးစီလေးပဲလေအဆက်ကိုရှော့ခိုင်းလိုက်မယ်ခုနအိတ်လိုက်လို့ကောင်းမကြည့်လို့ပါအဲ့ဒါဘာသားတွေနဲ့လှုပ်ထားရလဲဖေဖေမသိပဲနဲ့မစားနဲ့ကျေဦးတောက်ပါလားမရဘူးမစားချင်ဘူးဒါဆိုဟုတ်ပေါ့ရောဟုတ်ကောင်းတယ်စားမယ်ဝနာတို့ဆိုင်ဒီဇိုင်းတဲဝင်လိုက်ပြီးဆရာကဝိတ်တာအောင်မဆောင်ပဲသွားမှာတယ်မုတ်တွေလာကြတော့ဟုတ်ပေါ့ပါဆိုအရွက်တွေကြီးပဲအသားပါပါတယ်ပေါက်စားရဲ့အရွက်ပုံစားတော့ကောင်းတာပေါ့လူကြီးအကြံပဲမလားအကျင့်ပေါ့အသားနဲ့ရွက်ကိုမျှစားမှကျမ်းမာရေးအတွက်ကောင်းတာအဖိုးကြီးနဲ့တွဲမိတာမှားပြီထင်တယ်ဘာပြောလိုက်တယ်ဘာမှမဟုတ်ပါဘူးစားမယ်လို့ပြောတာကိုကြားတယ်နော်စားပါစကားမများနဲ့ဝနာတို့မုံစားပြီးထွက်လာတော့ဘဲမှမသွားကျင်တော့နဲ့ဆရာရင်ကိုမောင်းလာလိုက်တယ်အချိန်အားဖြင့်ညနေ9 နာရီကဲလာဆရာရင်ကိုဝင်လိုက်တော့အရင်တစ်ခေါက်ကဆရာဝနာကိုအရွဲတိုက်ပြီးဆရာမကိုကျူးဆိုင်ပြတဲ့အချိန်ကိုတတိယသွားတယ်ဝနာလာလေဆရာခုနလေးကတည်းတက်ကြွနေတဲ့ကလေးမလေးကဒီတန်နဲ့ခေါ်တော့ဦးတန်မောင်တို့ကြာရခန့်ရပြန်ပြီဘာဖြစ်လို့လဲဝနာကို့ကိုပြောဆရာမအနေနဲ့ဆရာကဘလို့ပတ်သက်မှုလဲကိုတို့ဟာလားဘာမှမပတ်သက်ပါဘူးပေါက်စားရဲ့အစာလူကြီးချင်းသဘောတူထားပေမဲ့ကိုညင်းလိုက်တယ်ဝနာကိုပဲချစ်ပါနော်ချစ်မှာပေါ့ချစ်မှာဘာမှမတွေးနဲ့နော်ရေချိုးတော့လေပေါက်စားလေမချိုးတော့ပါဘူးဘနက်ကချိုးလာတယ်ဆရာကိုမရှက်ပါနဲ့လားဝနာလဲပင်ပန်းတရားကြောင့်ချိုးဖို့ဆုံးဖြတ်လိုက်တယ်ကိုအခန်းဝမှာစောင့်နေမှမလို့စိတ်ကြလက်ချချိုးနော်မကြခြင်းနဲ့ဟုတ်ဝနာရေချိုးပြီးပါလာတယ်အဝတ်စုံကိုလဲလိုက်တယ်ဆရာရပြီအစင်ပြေရဲ့လားဟုတ်ပြေရဲ့အဝတ်ပုံယူလာပဲတော်လိုက်တာပေါက်စားလေးကနောက်ကြရင်ပေါက်စားလေးဝတ်ဖို့ဝယ်ထားရမယ်ဘိုင်းစားပြီလားမစားသေးဘူးဒါဆိုကိုရေချိုးလိုက်အောင်ပဲနော်ဟုတ်ဝနာလဲအကန်းပြန်တွက်ပြီးဆရာရင်ကိုဆက်စုနေမိရဲ့ဟုတ်သားရတီမကိုတိတ်ချပြောဖို့မှားရအောင်မယ်ဝနာလဲဖုံးယူခြင်းစောနဲ့တကားမခောက်မိလိုက်ဘူးဆရာအောက်ပိုင်းကိုတပတ်လေးပတ်ထားပြီးအပေါ်ပိုင်းကထင်းသားဘိုက်ကကြွက်သားတွေနဲ့တူရေသေးလေးတွေကတွဲခိုလို့လက်ကကြွက်သားတွေကလည်းဆွဲဆောင်လုံးပြန်နေစပင်တွေကလည်းရှည်ရီစုံနေသေးတယ်sorry ပေါက်စားဟုတ်ဖုံးလာယူတာသွားတော့မယ်နော်ဝနာလည်းရှက်ရှက်နဲ့ပြေးထွက်လာပြန်တယ်ရှင်တွေမောရပါတယ်ဝနာရဲ့ဝနာရတီကိုဖုံးဆက်လိုက်တယ်ဟယ်လိုရတီဝနာနေ့တန်ကဘာဖြစ်နေရလဲမဟုတ်ဘူးနေမေ့နေမှာစိုးလို့ပြောတာဘာမှမဖြစ်ဘူးတေချာလို့လားဟဲ့အေးပါဆိုဒါပဲနော်အတန်တွေကစာတုံရင်နေပေါက်စအမလီလှမ်းလိုက်တာဘိုက်စားပြီလားမစားဘူးဆရာလောက်ကြရှင်လောက်ပါတေချာလို့လားကိုအာမနာနဲ့နော်အာမနာပါဘူးဆရာရဲ့တကယ်မစားလို့ပါဒါဆိုကိုကျောင်း project အတွက်ခဏလုံးလိုက်အောင်မယ်နော်ဟုတ်ဝနာလဲအဲ့ခဲထဲမှာစစ်ပြေလက်ပြောက်ဂိမ်းစော်နေဘိုက်စားလာမို့လို့ဆရာဝင်လာတဲ့မုတ်တွေကပတ်မုတ်တစ်လုံးစားလိုက်တယ်အချိန်က9 နာရီထိုးပြီမလို့ဝနာဆရာစီကိုသွားတယ်ဆရာတော့လက်တော့တစ်လုံးနဲ့သူ့လုပ်ကိုသူအာယုံဆိုင်နေဝ
မင်းနဲ့တဲ့မျက်ကုံးတစ်စုံအားလည်းထင်းလို့မျက်မှန်အားပါတက်ထားသေးတယ်ဆရာမပြီးသေးဘူးလားဟာဟုတ်သား9 နာရီတောင်ရှိပြီပေါက်စာလေးဘိုက်စာရောပေါ့လာလာဟောမစားတော့စားလိုက်ပြီဟာတနာပါရဲကွာဘာမှမဖြစ်ပါဘူးလူကြီးဘိုက်စာနေမှာစိုးလို့ဒါရီပြီးသေးဘူးလားနားတော့လေဒီနေ့လုံးလဲပင်ပန်းထားတာပြီးပါပြီဗျာဟင်ဝနာဘက်မှာအိမ်မှာလဲဆရာနဲ့တူတူလားဟုတ်ရုတ်တရက်ရှက်စိတ်တွင်ဝင်လာမိပြန်တယ်လာဆရာဝနာကိုပွေးချပြီးအိမ်ရပေါ်တင်လိုက်တယ်ကိုအိမ်ရပေါ်မှာပထမဆုံးအိတ်ဖူရာမင်းလေးပဲရှင်တကယ်ပေါ့ပျော်တယ်ဆရာကဝနာပေးမှအိတ်ချလိုက်ပြီးမျက်နှာချင်းဆိုင်ကြည့်နေမိရဲ့ဆရာဗျာဝနာကိုဘလို့ချစ်မိသွားလဲကိုเจ้าပြောင်းလာပြီးဒုတိယတရက်ကစပြီးသဘောကျတာဟဲအဲ့လောက်မြန်တာလားဟုတ်တယ်အစာကိုတော်မယုံတာပေါက်စာရဲ့တပြေးပြေးနဲ့တတိထားမိလာတာပေါက်စာကိုတကြားလုံးကျွေးမိရဲ့နေရဆိုရင်ကို့မှာရောင်မပဲကိုတို့နမ်းမိတာကိုသိကုန်တော့လေကိုကလေးငယ်လေးကိုထိခိုက်ပါကိုသိစိတ်ပူတာကလောရောက်သွားတော့လေကို့မှာယူလို့ပဲလွမ်းနေရတာတကယ်ပေါ့ပေါက်စာကိုလွမ်းလို့ကလောလိုက်လာပြီးပေါက်စာနောက်လိုက်တော့လေမေးလေးကကောင်လေးတွေနောက်လိုက်ပြီးချော်လဲသေးရဲ့လေဆရာမျက်နှာတော့မကြည့်ပဲရတိနောက်ကိုလိုက်တာဟာအဲ့ဒါစစ်ရလားဟုတ်တယ်မသိလို့ပါအဲ့ဒါရတိအတွက်ပါဝနအတွက်မဟုတ်ပါဘူးဆရာဘာလို့ကြည့်နေရလဲဝနမနေတတ်ဘူးချစ်ဖို့ကောင်းလို့ကျောင်းပြရနဲ့လက်ထပ်တော့မယ်ကွာဝနလည်းဆရာကိုလက်ထပ်ချင်နေပြီဖြင်းညင်းတဲ့အတန်တဲလေးနဲ့ဆရာကိုပြောလိုက်မိတန်ဦးမောင်ရဲ့အတွေးကိုရှင်းပြပြီးစိတ်ထိန်နေရတယ်ကိုတချင်းစုပ်ပြမယ်လို့ဆိုပြီးဝနဆရာကိုသဘောကျနေမယ်ကိုတီးခဲ့တဲ့LD တချင်းလေးကိုဂီတာလေးတီးပြီးတော့စုပ်ပြတယ်ဘလောက်နားထောင်ဆရာတန်လေးကဝန favorite ပဲကဲဖတ်ထားမယ်အဲ့တော့နော်ဟုတ်ဆရာရင်ခွင်နဲ့တူတော့ကိုသိန်းနဲ့တင်းလေးဝနလကမှာပြီးဆရာပိုက်ကိုကင်မိသွားတယ်အာ sorry ဆရာကင်ချင်းကင်လေးပေါက်စားရဲ့နည်းနည်းကင်ကြည့်မယ်နော်ဝနစစ်ဘက်တွေကိုအသေးချာကင်ကြည့်နေမိဆရာဘာဖြစ်လို့လဲဘာမှမဖြစ်ဘူးကင်လို့ဝါပြီလားဟမ်ထက်ကင်နေဘာဖြစ်မှာလဲကိုတေရင်ကိုတူးတရားဝနရဲ့ပါဆရာမောဟိုက်နေတဲ့ပုံစံနဲ့ဝနနာကိုကပ်ပြီးကိုရိုရှင်သေးလေးရအောင်ထီလုံးမိလိမ့်မယ်အိုးဆရာအရှက်မရှိလိုက်တာ sorry ပေါက်စားဝနာကိုဆရာပိုင်းနေဝနာကပြန်ပြောလိုက်မိအာဝနာညီးတန်လေးထွက်လာတယ်ဆရာကသူ့လက်တွေနဲ့ဝနာအင်ကြီးထဲမှာထိုးစစ်ဆင်နေပြီဖြစ်တယ်ဝနာရှင်သားတွေကိုညှစ်ပြီးထိပ်ပိုင်းတွေကိုပုတ်ချိတ်ပေးနေအာညီးနေရလေးကချစ်ဖို့ကောင်းလိုက်တာကွာဝနာကဥဆောင်လိုက်ပြီးအင်ကြီးကိုချွတ်လိုက်တယ်ဆရာအင်ကြီးကိုပါချွတ်ပစ်လိုက်တယ်ပြီးတော့ဆရာပေါ်တက်ပြီးဒီဆိုင်ကိုပေါက်စာသဘောမကျသေးဘူးဒီထဲမကစိုက်ကြီးလာဖို့ကဆရာတာဝန်နော်တဲဦးမောင်သူ့ဘွားအကောင်ပေါက်လေးရဲ့ရင်သားတွေကိုစိတ်ကြိုက်ပြုတ်မှုနေမိအာဝနာလဲဆရာရဲ့လေတိုင်းတွေနှကန်းတွေနဲ့စက်သားတွေထိနှကန်းတွေနဲ့အရာသာမြည်နေဆရာဝနာကိုအပေါ်ကနေမိုးလိုက်တယ်ဝနာရင်သွင်းလေးကစွတ်စွတ်နေတယ်ဆရာဝနာနာနေရသိပေမဲ့သူဆက်လို့မဖြစ်တော့ပဲအောက်ဆင်းပြီးဒူးထောက်လိုက်တယ်ဆရာမလုပ်ပါနဲ့ဝနာရင်သားတွေကိုပုတ်ချပြီးရှားလည်းအဆက်မပြတ်လုံးနေဆရာရဲ့ပြုစုမှုတွေအောက်မှာဝနာတယောက်ညှဉ်းညူနေမိမကြလိုက်ဘူးဆန္ဒတွေပြင်းမြောက်သွားခဲ့တယ်ဆရာအဲ့ဒါတွေမတော့ရအောင်ကိုကြိုက်တယ်အာပြောလေကဲလေဆရာအထဲထဲထိတိုးဝင်လာပြီးကစားနေရမို့တုံတက်သွားတယ်ပေါက်စားဒီလိုမောနေတဲ့ပုံလေးကိုသဘောကျလိုက်တာလက်ထပ်ပြီးဒီထက်မကမောရမယ်နော်ရင်ငတ်နေပြီလားအော်မင်းကြိုက်ထားတဲ့ကြိုက်ရလေးကိုမနဲ့အကြောင်းမလို့သွားရမလဲသိဘူးလေမကျေနပ်ဘူးကွာကလစားချင်မယ်ဟာဘာလို့မလို့လဲကြိုက်မလို့လေနေပါအောင်ကိုစိတ်ကူးပြောင်းသွားပြီဟမ်ပြောဆိုနဲ့ကလေးလိုမျိုးဝနာရဲ့ရှင်သားတွေကိုဆရာနဲနေတာယာမောဟိုက်တဲ့ညတညဆရာစူးထားတဲ့တန်တွေကြောင့်ရှင်ဘက်တွေနာနေရတယ်အာဟာပေါက်စာလေးနိုးပြီလားဟုတ်ဝနာလည်းအင်ကြီးလဲပြီးအထင်နဲ့စောင်းဖယ်လိုက်တော့ဟာဆရာနေရဲနေရပဲအာဟုတ်သားပဲအရန်နာနေလားပေါက်စာလေးဆရာစိုးမိသွားတယ်ကွာအော်ရတယ်ဝနာစားလိုက်မေးရအောင်ဝနာစူထိုင်ထိုင်ခန့်စားလိုက်ရတော့ဟာပေါက်စာလေးဘာဖြစ်လို့လဲဝနာနာချက်ချင်းရောက်လာပြီပေါက်စာတောင်းမဲ့ပါတယ်နော်လူကြီးပြန်လျှော်ပေးပါမယ်ဘာဖြစ်လို့လဲကလေးငယ်လေးရဲ့ဝနာဟိုဟာဖြစ်နေပြီဟိုဟာလားဟုတ်တယ်စိုးနေဘာမှမဖြစ်ဘူးနော်ပေါက်စာစိတ်မပူနဲ့ကိုလုပ်ပေးမယ်အခန်းထဲကခဏထွက်သွားပြီးပြန်လာတော့ကိုလဲပေးမယ်ဟာဆရာမလုပ်ပါနဲ့ကဲပါပေါက်စာလေးပိုင်းအောင်နေမယ်
လူကြီးကသူ့ကိုယ်တိုင်လှုပ်ပေးပြီးဝနာကိုဝက်ခိုင်းတယ်ဆရာလှုပ်ဖူးတဲ့အတိုင်းပဲကေးနေရလားဆရာကောင်းပါလိမ့်နော်ကိုကေးလားမကေးလားသိချင်လို့စမ်းမလားဟုတ်တော့ဆရာဝနာသိတယ်ပေးအဲ့ရခင်တွေကိုလှုပ်လိုက်မယ်မလှုပ်ပါနဲ့ဝနာကိုပေးဆရာဖုံးနေမယ်ပေးပါရှော့ဆက်တဲပဲထဲမှာပစ္စည်းလေးကိုဘာမှမဖြစ်ဘူးဖုံးလည်းမနှိပ်ပါဘူးကွာဆရာတဆူတိုးသမားမို့ဝနာဘာမှမပြောတော့ဘူးအဲ့ရခင်တွေလည်းပေးဝနာကိုညနာကိုယ်တိုင်တက်ပေးပြီးတော့ရှင်လေးအိတ်လေးကပ်ပေးငိမ့်ငိမ့်လေးလဲနေခိုင်းတယ်ကိုเจ้าကိုခွင့်တိုင်လိုက်မယ်ရတိကိုလည်းပြောလိုက်မယ်နော်ကိုလည်းကြားမတတ်တော့ပေါင်းစာလေးနာပဲနေတော့မယ်ဟာလူကြီးရလဲနော်ဘာမှစိတ်မပူနဲ့ကိုမင်းနာမှာရှေ့ဝနာမှာပြုံးရပြန်တယ်ဆရာကြောင့်နာကျင်ရတဲ့ချိန်တွေတော့အားလုံးယူပြစ်လိုက်သလိုနှွေးထွေးသွားတယ်ဒီနေ့ကအနားမှာဂယူးဆိုင်ပေးပြီးညနေကျမှအိမ်လိုက်ပို့တယ်ချစ်ဖို့ကောင်းနေဆရာဝနာတို့တက္ကသိုလ်ပထမနဲ့နောက်ဆုံးဆောင်ပွဲကြီးကိုဖြေရပါပြီကျူရှင်မျိုးပဲဆရာဝနာတို့ကိုစတင်ပေးတယ်တခါတည်းပွင့်တော်ကိုပါရှင်းပြပေးတတ်တယ်ဟဲ့နေမကောင်းလားငိုင်လာကြည်လားဝနာအေးလေသူများတွေလိုတဲတဲလို့ဂယူးဆိုင်ပေးမဲ့ကြီးစားလေးမှမရှိရအမေဆရာဘာတော့နေတငယ်ချင်းလားဟောမပြောချင်ပါဘူးတခါလေအိမ်ကမေတတ်တောင်စိုးတယ်သူချစ်လို့ပါဟာနေရလဲဘာချက်တာလဲဆောင်ပွဲနောက်ဆုံးနေ့ကြမမကြည်ပြုံမွေးနေဟာအဲ့ဒါငါမသွားရမလားမသွားရလားမသိဘာဖြစ်လဲခွင့်တောင်းကြည့်ပေါ့အရန်ချုပ်ကြရပဲနင်ကလည်းအဲ့လိုမတွေးပါနဲ့တွဲလာတာတစ်နှစ်ပဲကြောနေပြီသူနင်းပေါ်ဘလို့သဘောထားလဲနင်သိကြုံလေအခုကကိုလင်းထွန်းကြောင့်နင်းကိုစိတ်မချတာပါဩဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဟေးငါနင်းဘက်ကပါနော်သွားပါဆောင်ပွဲဖြေကနေမှပဲဘိုက်ကအောက်လာပြီတွိုင်းလက်သွားမယ်လိုက်ခဲ့ပါလားဝနာโอเคလိုက်ခဲ့မယ်ဝနာနဲ့ယတိလဲတွိုင်းလက်ကိုထွက်လာလိုက်တယ်တန်ဦးမောင်တယောက်ဆောင်ပွဲမဖြေခင်တဲငယ်လေးကိုမှားကျင်တာတွေရှိရကြောင်းကားကိုအမြန်မောင်းလာတယ်ကားရဲ့ပြာနဲ့တချို့လည်းပြေးလာရတော့တယ်အာခမလေးတယောက်ကိုဝင်တိုင်းမိတာကြောင့်စိတ်ပူသွားတယ်အစင်ပြေရဲ့လားဟာဆရာတက်ဟာပွင့်လာ sorry ပါကွာဆရာတဲဝနာစီသွားမလို့ဝနာကသူတို့ဆက်ဆံရေးကိုပွင့်လာအောင်မပြောပြဖို့တားထားတယ်ခြေထောက်ခောက်သွားတာထင်တယ်ဆရာနားလိုက်တာဘယ်လိုလုပ်မလဲအခန်းထဲသွားမလားစေကန်သွားမလားဆောင်ပွဲရချိန်ကနီးနေပြီဆရာဒါဆိုအဆင်ပြေမယ်ဆိုရင်ခဏလောက်အောင့်ပြီးတော့ဖြေကြည့်ပါလားဟုတ်ပွင့်လာဖြေမယ်ဆရာဆရာကပွင့်လာကိုတွဲပြီးအဆောင်ဘက်ကိုရှောက်လာတယ်ဟဲ့ဟိုမှာဆရာဟမ်အေးဟုတ်သားပဲဆရာနဲ့ပွင့်လာဘာဖြစ်တာလဲမသိဘူးတော်ကြည့်ကြမယ်လေဟာဝနာတို့လည်းဆရာတို့နဲ့ရှေ့ကျင်နောက်စဉ်အခန်းထဲကိုဝင်လိုက်ကြတယ်ပွင့်လာဘာဖြစ်လို့လဲခြေထောက်ခောက်သွားလို့ဘလို့ဖြစ်တာလဲဆရာနဲ့တိုက်မိရရတဲ့ဟုတ်တယ်ဆရာကဝနာစီကိုလာတာဟောအဆင်ပြေရဲ့လားပွင့်လာအာမကြိုက်နဲ့နားတယ်ပွင့်လာကပြောဆိုနဲ့ဆရာလက်မအောင်ကင်ထားတယ်ဝနာလည်းမမြင်ကြအောင်ပဲစောင်းလိုက်ရတယ်ဆောင်ပွဲဖြေလို့အဆင်ပြေပါမလားပြေပါပါဆောင်ပွဲခန်းထီတော့ဆရာပွင့်လာကိုလိုက်ပို့နော်အေးမဆရာလိုက်ပို့မယ်နော်အားဆိုငါစာသွားနှွေးလိုက်မယ်နော်ဝနာလည်းရှောင်ထွက်လာခဲ့လိုက်တယ်နောက်တော့ဆောင်ပွဲခန်းမှာရဲမဝင်ခင်အားလုံးတက်ဆရာမုတ်တွေနဲ့အိမ်ရီယူလာပေးတယ်ဆောင်ပွဲခန်းဝင်တော့လဲသူ့ကိုတွဲရပြန်တယ်ဒါရင်မပြီးသေးဘူးတစ်ချိန်လုံးစောင့်နေပေးရသေးတယ်ဆရာမမလို့ဒီလိုလုပ်နေရတာဝနာသိပေမဲ့ကိုချစ်သူတယောက်ကတခြားမိန်းကလေးတယောက်ဒီလိုဂယူးဆိုင်ပြနေရမြင်ရတော့အဆင်ပြေမနေဘူးပွင့်လားစီကန်တန်းသွားတော့အေးမဝနာတောက်ဖက်ကြီးချွတ်လိုက်ပါလားပွင့်လားမချွတ်ပါဘူးလှနေရအောင်စတိကလည်းဆရာတောင်းမှန်ပါတယ်နော်ရပါတယ်ဆရာကားလာတော့မှမလို့ပွင့်လာတော့တော့မယ်နော်ပြောဆိုနဲ့ထွက်သွားတယ်အခုကျတော့ဘာမှမဖြစ်ပါလားပြန်ကြမယ်လေချစ်တီခဏလေးဖြေနိုင်လားဝနာဖြေနိုင်ပါတယ်နောက်ဘာသာတွေကိုလည်းအခုလိုပဲစူးစမ်းရမယ်နော်နားမလဲတာရှင်ဆရာကိုချိန်ပြေးမေးဟုတ်ကဲ့အားဆိုပြန်ကြမယ်လေကဲကားပေါ်တက်ကားပေါ်မှာတော့ရတီယာဖုံးကင်ပြီးသူ့ချစ်သူကိုသူရိန်မျိုးနဲ့တိတိတတာပြောနေကြတယ်။တင်းငယ်ရှမ်းဖွင့်လာနဲ့ကိုနေကဘာမှမဟုတ်တော့အင်းမဝနာသိပါရဲ့။တင်းရင်အဘွားပေးနောက်ခန်းကြီးထဲမှာလေပြီးတော့ရတီနဲ့ဒါဆိုအိမ်ရောက်တော့မှပေးအိမ်ရှိရောက်တော့ရတီကရင်ဆင်းပေးတယ်။ချစ်တယ်တင်းငယ်လေးချစ်တယ်လူကြီးဘယ်သူတွေပဲဝင်နောက်ရှက်နေပါစေအချစ်စစ်တို့မိသည်မြတ်တာစင်နဲ့တစ်သားတရားကြောင့်တာယာသွားကြစမြဲနောက်ဆုံးတော့ဝနာတို့ဆံဝဲကြီးပြီးဆုံးသွားခဲ့ပါပြီယတိရေတွေဝိုင်းလောက်ကြမှာလားမသိဘူးဟုတ်ပါဟဲ့ယတိနဲ့ဝတ်တာလဲရင်ကုန်စွာနဲ့အတန်းပြင်ထွက်လာကြတော့ဆရာနဲ့တူကိုသူရိန်မျိုးတို့ကစောင့်နေကြတယ်ဟောလာကြပြီလား
ဖြေနိုင်ကြလားဆရာတို့ကဘလို့ရောက်နေရလဲရေဆိုပါဆိုလို့လေအမေဘာဖြစ်လဲရေဆိုတော့အဲ့ဒီချိန်ဆရာဒီအင်းကြီးကဘသူအတွက်လဲဝနာအတွက်သူ့ရေဆိုပါဆိုလို့သမီးကိုပေးပါလားယင်သမီးအနှွေးထဲပါမလားလို့ဝနာအတွက်သမီးပွင့်လာတော့ကားလာမှသွားလေရတီကတော့အမြင်ကက်လို့ဝင်ပြောရတယ်ဟုတ်ပွင့်လာတကယ်အဆင်မပြေလို့ပါပွင့်လာဆရာငါ့အတွက်အနှွေးထဲယူလာတယ်ဆိုတာငါလည်းနင်းလို့ဖြစ်နေလို့ပဲနင်းယူချင်တပားဆိုလဲယူသွားလိုက်ဝနာလည်းပွင့်လာကိုစိတ်ဆိုးသွားမိတယ်သူမမိသားစုနဲ့ပတ်သက်ပြီးစိတ်တန်ရာရှိရသူမလို့ခီးယူဒီဇိုင်းခင်လာပေးပေမယ်စနိုက်ကျော်တို့ထုံးစံတိုင်းဇလန်းကစလာတယ်ရော့တေချာပြန်တော့ငါကတော့ငါရီစားလေးနဲ့ပြန်လိုက်မယ်စီးယူဆရာလက်ကိုကင်ပြီးထွက်လာလိုက်တယ်ရတီလောက်ပါအောင်ဝနာစိတ်ဆိုးသွားပြီထင်တယ်မစိုးပါဘူးနောက်မှတွေ့မယ်နော်ရတီနဲ့သူရိန်မျိုးနဲ့တူထွက်လာလိုက်တယ်ကျောင်းပြန်ရောက်တော့ဝနာတို့ကရေတစမ်းမှမစိုးပဲကိုရောကျော်နှစ်ယောက်ကတော့ဆို့ရွှဲလို့ရီမနေကြနဲ့တော်တော်ပျော်နေကြတာလားဆရာမကြည်နဲ့လို့ကဲပါမကြည်တော့ပါဘူးလာမုတ်သွားစားကြမယ်ဆရာနဲ့တူကိုသူရိန်မျိုးကရှေ့ကမ်းမှထိုင်ပြီးဝနာနဲ့ရတီကတော့အနောက်ခန်းမှထိုင်ပြီးနေကြတယ်ဝနာကတော့မတိမတာလေးခိုးကြည့်ဆရာရဲ့အရန်မပြုံးပါနဲ့လားဒီတိုင်းနဲ့သမီးကတေးပြီးသားမို့ဝနာတို့လည်းမုံမြန်မြန်စားပြီးအိမ်ကိုပဲတန်းပြန်လာလိုက်တယ်ဝနာဆရာညကြရင်ဖုံးဆက်မှာနော်ဟုတ်ဆရာအားဆိုတတ်တာနော်ဆရာသွားတော့မယ်ဟုတ်ဆရာကားလေးတဖြည်းဖြည်းရွေ့သွားတော့မှတပ်ပြင်းချလိုက်နိုင်တယ်အိမ်ထဲကိုမြန်ဝင်ပြီးရေချိုးပြင်ဆင်ပြီးမွေနေ့ပွဲကိုသွားတယ်အချိန်အားဖြင့်ညနေ6 နာရီခန့်ကိုကြီးလင်းထွန်းတို့ခြံထဲမှာမီးရောင်စုံလေးတွေစီ Happy birthday ပါမမကြပြူဟဲ့ညီမလေးလာဟုတ်ဒီမှာထိုင်တော့ဝနာလေးမမကြပြူထိုင်ခိုင်းတဲ့နေရာမှာတယောက်တည်းထိုင်နေလိုက်တယ်လာနေရနော်ကမလေးရှမ်းကိုကြီးလင်းတော့မတွေ့တာတော့ကြာပြီမင်းရှောင်နေရလေကိုသိပါတယ်မဟုတ်ပါဘူးဝနာလဲဆရာနဲ့ပြဿနာတက်ကြရကိုကြီးလင်းထွန်းကိုရှောင်နေမိတယ်ခဏနေတော့မုတ်တွေလာချတယ်ကိုကြီးလင်းထွန်းတခြားသူတွေဒီဝိုင်းကိုလာမထိုင်ဘူးလားဘာလို့လဲမင်းကကိုနဲ့နှစ်ယောက်တည်းမထိုင်ကြလို့လားမဟုတ်ပါဘူးထူးဆန်းလို့ပါကိုပဲယူထားတာတိခုံဟုတ်ကဲဝင်းနေခိတ်ခွဲမဲ့ဟဲ့ဝနာတို့နှစ်ယောက်လည်းထားသွားကြပြီ Happy birthday to you Happy birthday to you မလုံနဲ့ခလေးလေးတယောက်ကဝနာကိုခရင်နဲ့လာတူတာကိုကြီးလင်းထွန်းကအော်လိုက်တယ်ဝနာလည်းစကျင်စောနဲ့ကိုကြီးလင်းထွန်းကိုတုတ်ပေးလိုက်တယ်ဝနာကိုကြီးလင်းထွန်းကပြုံးမိကြည့်နေရုတ်တက်မီးတွေပိတ်သွားပြီဝနာလဲကြောင်တောင်ဖြစ်နေအောင်ပါကိုနောက်လိုက်ခဲ့ကိုကြီးလင်းထွန်းကဝနာလက်ကိုလာဆွဲတယ်ဝနာလဲမမကြပြို surprise လုံးမယ်လို့ထင်ပြီးလိုက်သွားတယ်ဝနာလဲမီးအောင်ရုတ်တက်ပြန်လင်းလာတော့မျက်လုံးကျိန်းနေအောင်ပါပဲကိုကြီးလင်းထွန်းကဝနာရှိမှဒူးထောက်လိုက်ပြီး Where you marry me လက်စွပ်ဘူးလေးနဲ့တူဝနာအကျန်အံ့ဩသွားတယ်ကိုလက်ထပ်နိုင်မလားကောက်မလေးဘယ်လိုကိုမင်းကိုချစ်တယ်တန်ဦးမောင်လမ်းတွမ်းမာတဲ့စိတ်แท้လေပြီးမတင်မကြားဖြစ်နေလို့ဝနာကိုဖုံးဆက်လိုက်တယ်ဖုံးမကင်တာကြောင့်ကားပြန်ကွင်းပြီးဝနာစီကိုပြန်လာဖို့စိတ်ကူးမိလိုက်တယ်မုံဆိုင်ရှဲလန်းကပြင်နေရမို့သူမသွားချင်တဲ့လင်းထွန်းတို့အိမ်ရှိကဖျက်ရတယ်မိတွေထုံထားတာကိုလှမ်းကြည့်မိလိုက်တော့မထင်မဲ့ပဲဝနာကိုတွေးလိုက်ရတယ်မြင်လိုက်ရတဲ့မြင်ကွင်းကကားပေါ်ကနေအမြန်ဆင်းပြီးအဲ့ဒီခြံထဲကိုဝင်သွားလိုက်တယ်သူ့ရဲ့တက်လေးကိုလက်ထပ်ခွင့်တောင်းတဲ့လင်းထွန်းအင်ဂျီကနေဆွဲပါပြီးအားပါနဲ့တစ်ချက်ထိုးလိုက်တယ်ဟာဆရာမလုံနဲ့မင်းဘယ်လိုကောင်းလဲဂျိုးဝနာတော့ငါချစ်သူဆိုတာကိုမသိဘူးလားဆရာလင်းထွန်းလည်းရုတ်တရက်မို့အငိုက်မိသွားတယ်ဆရာတော်ရောလို့ဆရာဝနာစကားကိုနားရဲမဝင်ဝနာလည်းသူ့ကိုအတင်းဆွဲခေါ်နေပေမဲ့အချင်းဒီပဲလူတွေဝိုင်းဆွဲတော့မှကိုကြီးလင်းထွန်းလည်းအသွေးလိမ့်လက်ထဲမှာတော့လက်စွပ်ဘူးလေးကိုကြက်ကြက်ပအောင်ကင်ထားတယ်ကိုကြီးလင်းထွန်းမျက်လုံးမဖွင့်နိုင်တော့ပေမဲ့ဝနာလက်ကိုစုပ်ကင်ထားတယ်ရုံးဝနာတော့ထဆရာလည်းဝနာလက်ကိုတင်းဆွဲတယ်ဝနာပြန်လာခဲ့မယ်နော်ကိုကြီးလင်းထွန်းလာခဲ့ဆရာဝနာကိုဆွဲခေါ်သွားတယ်ဆရာကားပေါ်ရောက်တော့မှန်တကားကိုလောချလိုက်ပြီးမောင်းတယ်ဘယ်ကိုသွားနေမှမသိဘူးဝနာအိမ်မဟုတ်တာတော့သိကြတယ်ဆရာဝနာကိုဘယ်ခေါ်သွားနေရလဲမင်းကိုခိုးပြေးလာတာရှင်ဆရာဘာတွေလုပ်နေရလဲမေမေတို့စိတ်ပူလိမ့်မယ်မင်းငါစိတ်ပူမအောင်ရောထဲ့မတွေးဘူးလားဘာလို့အကောင်စီသွားတာလဲအဲ့ဒါဝင်းနေမို့လို့သွားတာလေအခုတော့အကုန်မျက်နှာပြက်စရာတွေဖြစ်ကုန်ပြီမင်းကအားနာနေရလားဒါမှမဟုတ်မင်းလက်မခံလိုက်ရလို့ဝယ်နေနေရလားရုံးဝနာတော့ဝနာဆရာကိုတခြားချိန်တွေဘာမှမဖြစ်ပေမဲ့သူစိတ်ဆိုးပြီးဒီလိုអော်နေတဲ့ချိန်ဆိုရင်ကြောက်ရွံ့နေမိတယ်အခုဆရာဝနာကိုခိုးပြေးလာတာလို့လဲဆိုရောပူတောင်ကြောက်ရွံ့နေမိတယ်ငါမေးနေရဖြစ်လေညက်ရည်ကြမနေနဲ့ကိုကြီးလင်းထွန်းဒီလိုလုံးမယ်ဆိုတော့ဝနာမသိဘူးတောင်းပန်ပါရဲ့ဆရာ
အိတ်လိုက်တော့ငိုမနေနဲ့တော့ဆရာအိမ်ပြန်လိုက်ဖို့ပါနော်မပို့ဘူးသမီးဘာလို့လဲဆရာရဲ့ကိုစကားများကြီးမပြောချင်ဘူးယုံဝက်နာတော့အိတ်လိုက်တော့ဝနာဖုံးလဲပါမလားကြောင့်ဆရာပြောသလိုပဲနေလိုက်ရတယ်မနေ့9 နာရီရောက်တော့ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ကိုရောက်ရှိလာတယ်ဝနာဟမ်ထတော့အိမ်ရောက်ပြီလားဆရာတောင်ကြီးကိုရောက်ပြီဝနာကားပေါ်အောင်ဆင်းလိုက်ကလှပတဲ့တောင်တန်းကြီးတွေကိုတွေးလိုက်ရတော့ရှမ်းပြည်ရောက်နေပြီဆိုတာသိလိုက်ရတယ်ဆရာတညလုံးပဲအိပ်ပဲမောင်းခဲ့ရလားလာအိမ်ထဲကိုဒါဘသူအိမ်လဲလာအိမ်လေးကဆရာအိမ်လိုပဲတစ်ထပ်တိုက်လေတတရအေးချမ်းချမ်းနဲ့ငှက်တန်တွေကလည်းအတူငိမ့်ချမ်းလာတယ်အစောကြီးရှိသေးရဲ့အိမ်မလားအဲ့ဒါဆိုထိုင်နေဘဲမှမသွားနဲ့ဆရာခဏအိတ်လိုက်အောင်ပဲဟုတ်ဆရာပြောဆိုနေအခန်းထဲကိုဝင်သွားတယ်ဝင်လာလဲအိမ်ရှိမှထိုင်ပြီးဟိုကြီးတီကြီးဖြစ်နေရတယ်တက်ပြင်းတွေလည်းခဏခဏချနေမိတယ်နိုင်ဝက်လောက်ကြာတော့ဆရာကပြန်ထွက်လာတယ်ဆရာအိတ်ပြီလားဘိုက်စာနေရမလားလာစည်းသွားမယ်ဟုတ်လမ်းလျှောက်ပြီးပဲသွားမှာနော်ဟုတ်တဟုတ်နဲ့ဘာဖြစ်နေရလဲဘာမှမဖြစ်ဘူးအဲ့ဆိုလားဝင်လာလဲဆရာနဲ့တူဈေးကိုလမ်းလျှောက်သွားလိုက်တယ်မနဲ့စောမို့လမ်းလျှောက်ရတာအရင်အေးချမ်းတယ်ဆရာအိမ်ကိုဘယ်တော့ပြန်ရမှာလဲခိုးပြေးလာပါရဲဆိုဘာလို့ခိုးပြေးရလဲဆရာလည်းနောက်ကြရင်လည်းလက်ထက်ရမှာပဲအေးလေအခုတွေကလက်ထက်လိုက်တာပေါ့နောက်လဲယူရမယ်တူသမီးကငယ်သေးရဲ့လေအသက်ပြည့်နေပြီပဲလေဘာဖြစ်လဲဆရာနော်ဘာလဲမိမဆရာဈေးဆိုင်သားရောက်မှအတန်ကြဲကြဲနဲ့ပြောတယ်ဘာဖြစ်နေရလဲဆရာနော်စားတာဘာစားမလဲရှမ်းခေါက်ဆွဲပဲလားလာဆရာနဲ့တူမုတ်စားပြီးဈေးထဲလိုက်ရတယ်ဆရာယောက်ျားလေးဖြစ်ပြီဈေးဝယ်တတ်သားပဲနော်ဟုတ်တယ်ဈေးစစ်ဆရာတော့မလို့အမေပွေးလိုက်တဲ့ရုပ်ရည်ကဈေးတွေရှော့ပေးချင်အောင်ချောနေလို့သမီးကိုအိမ်ပြန်ပို့ပြီးတော့ဘာလို့လဲဟိုကောက်အောင်လွမ်းလို့လားဆရာလွန်နေလေသူကသမီးပါချစ်သူရှိရမသိလို့နေမှာပေါ့တနာပါတယ်သွေးတွေများကြီးပဲဘာလို့မသိရမှာလဲတိရနဲ့တီလိုလောက်တာတနာနေလိုက်သွားဆရာတော့အဲ့လိုတစိုးတိုးစင်တာတွေဝနာမကြိုက်ဘူးပြောများစုများနဲ့ဒေါသကြီးနေတာဆရာဘာမှပြန်မပြောပဲမဲနဲ့နေရဲ့မျက်ဝင်းတစ်စုံနဲ့ဝနာကိုကြည့်တယ်အဲ့ဒီချိန်အားစလို့ဝနာတို့စကားမပြောတော့ပဲအိမ်ကိုပြန်လာကြတယ်အိမ်ပြန်ရောက်တော့ဆရာကဝနာကိုပါတခုံးမှစကားမပြောပဲလစ်လျရှုနေတယ်ဝနာလည်းစိတ်ဆိုးမိတာတော့အမှန်ပဲဆရာဖုန်းခဏလောက်ပေးပါဘာလို့မလို့လဲဘာမှမလုပ်ဘူးအဲ့ဒါဆိုဘာလို့ယူမှလဲလောက်ဆရာရှိလို့ပါဆိုဘာလို့ဆရာလဲပြောပြလေဆရာဘလို့ဖြစ်နေရလဲသမီးဖုန်းပါမလားလို့ပါဆိုဆရာဘာမှထပ်မပြောတော့ပဲဖုန်းကိုပေးတယ်ဟယ်လိုဆရာလားဝနာလားငါပါဟဲဝနာအဆင်ပြေရလားဆရာနင့်ကိုခိုးပြေးသွားတယ်ဆိုနေဘလို့သိရလဲဆရာနေမိကိုစာပို့ထားတယ်လေဟာနင်တို့ဘယ်မှာလဲတောင်ကြီးမှာဟုတ်လားအေးနေအဆင်ပြေရလားပြေပါတယ်ငါဘာမှမဖြစ်ဘူးပြီးတော့လေမေးစရာရှိလို့ဝနာသူ့ကြောင့်သူ့တောင်စိတ်မပူပဲမေးစရာရှိလို့ဆိုပြီးစကားစလိုက်တော့တန်ဦးမောင်နာဆွနေမိတယ်ဟုတ်ကိုကြီးလင်းထွန်းအစင်မပြေရလားအေးသူ့ဆေးရုံတင်လိုက်ရတယ်သွေးထွက်လွန်သွားတယ်ဟဲတနာပါတယ်ပြီးတော့နင်းကိုပဲမေးနေတယ်နင်းကိုစိတ်ပူနေရဟာငါပြန်လာခဲ့မယ်ယတိဒါပဲနော်ဝနာဖုံးချလိုက်ပြီးဆရာကိုပြောရတယ်ဆရာသမီးကိုအိမ်ပြန်လိုက်ပို့ပဲဘယ်လိုဖြစ်ရတာလဲကိုကြီးလင်းထွန်းတော်တော်ထိသွားတယ်တဲ့အဲ့တော့သူ့တယောက်တည်းမှမဟုတ်တာစောင့်ရှောက်ပေးမဲ့သူတွေရှိရလေဘာပဲဖြစ်လေဒါတွေကဝနာကြောင့်ဖြစ်လာတာလေရုံးဝနာတော့ဘာလို့ဒီလောက်ထိဖြစ်ပြနေရလဲမင်းကနဲ့တွေ့ရကြားနေပြီနော်ငါဒီလိုတွေလောက်တာမကြိုက်ဘူးဆိုတာမင်းသိဆုံးဆရာစကားတွေကဝနာအတွက်တော့တိတ်ကိုပြင်းထန်လာတယ်မရဘူးပြန်မယ်ရတယ်လေအဲ့လောက်ပြန်ချင်းနေပြန်ဆရာကားတော့ဆွဲဝေးထွက်လာခဲ့တယ်ဝနာလည်းနောက်ကနေလိုက်လာရင်ကားပေါ်တက်လိုက်တယ်အဲ့နောက်ကားလေးကတန်ရကိုစီနဲ့ရန်ကုန်ကိုဘောင်းနေခဲ့ပြန်ပါတယ်ဟဲမြေးလေဖွာညတော်မိုးချုံနေပြီကွယ်ဟုတ်တယ်ဖွာသမီးချက်ချင်းပြန်လာတာကိုကြီးလင်းထွန်တက်တာရဲ့လားတက်တာပါတယ်တဲ့လာအိမ်ထဲဝင်ကြအောင်ဝနာတို့လည်းအိမ်ထဲဝင်တော့အမေကအိမ်ခန်းမှာထိုင်နေကဲဘယ်လိုဖြစ်ကြတာတော့ကျွန်တော်သူ့ဆန္ဒမပါပဲခိုးပြေးခဲ့ရပါအဖတရားစွဲခြင်းနဲ့ဆိုရင်စွဲပါရပါတယ်အဲ့လောက်ထိပဲလို့ပါဦးလက်ထပ်ဖို့ကိစ္စပဲမေသမီးနဲ့ဆရာကိုလက်ထပ်ပေးမလို့လားအေးလေနင်တို့ခိုးပြေးပြီလေအဲ့ဒါဟိုဘာမှမဖြစ်ဘူးလေမေသမီးနေမင်းကလေးနော်ဒီကိစ္စလက်မထပ်လို့ရမလားဆရာဝင်ပြောအောင်လေသမီးနဲ့ဆရာဘာမှမဖြစ်ဘူးလို့ဟုတ်ပါတယ်အမကျွန်တော်သူနဲ့ဘာမှမဖြစ်ခဲ့ပါဘူးခက်ပါတယ်မရဘူးနော်သမီးညီတို့ယူကိုယူရမယ်အမေကတော့ပြောချင်တာပြောပြီးဝင်သွားတယ်ဆ
ဆရာလည်းသူ့အိမ်သူပြန်သွားပြီးဝနာလည်းအိမ်ယာဝင်ခဲ့တယ်နောက်နေ့မနေ့ရတီနဲ့တူစေးရုံကိုလိုက်သွားကြတယ်ကိုကြီးလင်းတော့ဟာညီမလေးအော်သမီးဟုတ်အန်တီမတ်မူမင်းညာမှာပြန်အောင်လို့ပါကဲစကားပြောကြအောင်သမီးလေးအန်တီစေးကောင်းတာခဏသွားမလို့လိုက်ခဲ့ပါလားရတီလဲချိန်နေကြည့်ပြီးဝနာတို့ကိုရှောင်ပေးလိုက်တယ်အစင်ပြေရဲ့လားဝနာကကိုကြီးကိုမေးရမှာပါဝနာတောင်းပန်ပါတယ်နော်ကိုဒီလောက်လေးနဲ့ဘာမှမဖြစ်ပါဘူးညီမလေးဒီလောက်လေးမဟုတ်ပါဘူးဒီလောက်ကြီးထိခိုက်သွားတာဝနာလေးရောဘာဖြစ်သွားသေးလဲဝနာဘာမှမဖြစ်ပါဘူးတောင်ကြီးကိုခေါ်သွားတာပါဆရာမေမေတို့ကိုခိုးပြတယ်လို့ပြောထားတယ်ဟုတ်လားကိုကြောင့်နဲ့စိတ်ပင်ပန်းရပြီကိုမင်းတို့ချစ်သူဆိုတာတကယ်မသိခဲ့တာပါဝနာသိပါတယ်ကိုကြီးဝနာမပြောပြမိခဲ့တဲ့အတွက်လည်းတောင်းပန်ပါတယ်ဖြစ်ပြက်ပြီးတာတွေအကုန်မေးလိုက်ပါတော့ဟုတ်ဒါပေမဲ့ကိုမင်းကိုပိုင်ဆိုင်ရဖို့ကြိုးစားအောင်ပါရှင်ဒီချိန်မှာပဲရတီတို့ပြန်လာကြတယ်အန်တီသမီးတောင်းပန်ပါတယ်နော်ရပါတယ်သမီးရဲ့သားကလည်းတစွတ်ထိုးလှုပ်လိုက်ပြီးရအောင်အန်တီတို့ကအားနာနေတာဟုတ်ဒါဆိုဝနာတို့ပြန်လိုက်အောင်မယ်နော်အေးသမီးဩဒါနဲ့ညဘက်တူတူစောင့်ရင်ပေးမယ်သူရောရှိရလားအန်တီအခုညီလို့ရင်ဝနာတို့ကိုပြောနော်ရတယ်သမီးအဆင်ပြေတယ်ဟုတ်ကိုကြီးလင်းတော့ပြန်လိုက်အောင်မယ်နော်ဝနာတို့လည်းအိမ်ကိုပြန်လာခဲ့ကြတယ်ကောင်မနေပါဆက်လို့ပါလဲဘာလို့လဲနင်ခုရွေးချယ်ရတော့မှလေဘသူ့ကိုရွေးချယ်ရမှလဲကိုလင်းထွန်းနဲ့ဆရာကိုလေငါမသိသေးဘူးမေမေတို့လည်းရှင်းပြရအောင်မယ်အေးနော်ငါယောက်ျားမယူချင်သေးဘူးဟာဟုတ်လို့လားဒီကောင်မစုပ်ငါ့ကိုဘာတွေပြောနေရလဲကဲပါမေးလိုက်တော့နောက်မှရှင်းပြကြတာပေါ့လာမုတ်သွားဝယ်စားမယ်ဝနာတို့နောက်ပိုင်းဆရာနဲ့ဆက်သွယ်မလို့ဖြစ်ဘူးဆရာလည်းသူ့လုံနဲ့သူရှုပ်နေတယ်ဝနာလည်းចောင်းပိတ်တုံးလေးတင်တန်းတစ်ခုကိုပြေးတက်ရတယ်ကိုလုံတဲ့ကိုမုံမသိသလိုပဲဟန်ဆောင်နေကြတယ်ညီရှမ်းဖွာဒီဘက်စန်တေးအိမ်မှာပဲနေနော်ဘာဖြစ်လို့လဲဖွာရဲ့မောင်ရင်လာမှာမို့လို့ဟဲဘာလာလုံးမှာလဲထမင်းစာဖိတ်ထားတယ်သမီးမေဟာမေမေကလည်းမတဲ့ပါဘူးဆိုသမီးတို့ကလက်ထက်ရမယ်သူတွေလေတကယ်ဘာမှမဖြစ်ခဲ့ပါဘူးဖဖရဲ့ငါမြေလေးဘက်မှာအဖွားရှိရဲ့နော်ဟုတ်ဝနာဒီချိန်တွေကိုလည်းဘာမှမလုပ်တတ်တော့စန်ဒီဝနာမနဲ့စောစောထပြီးပြင်ဆင်ပြီးအပြင်သွားဖို့ကြံရတယ်ဟဲ့သမီးဘယ်သွားမလို့လဲချတီနဲ့အပြင်သွားမလို့လေဒီနေ့တန်ဦးပေါင်တို့လာမလေလာပေါ့သမီးနဲ့ဘာဆိုင်လို့လဲရုံးဝနာတော့အိမ်မှာပဲနေဘဲမှမသွားရအောင်မရဘူးသွားမှာပဲအမေကိုပြောပြီးအိမ်ရှိကိုပြေးထွက်ဆရာနဲ့ဝင်တိုက်မိတယ်ဆရာရှင်ကွင်းတယ်ဆရာကဝနာကိုလှုပ်မပေးပဲနှစ်ဖူးလေးကိုအနံတပွင့်ချွေလိုက်တယ်ဘာလို့ရှက်ပြနေရတာတော့ကိုစနီးလေးကဆရာနော်အဲ့လိုမပြောပါနဲ့ဆိုချောင်းဟန်တန်းကြားမှာဝနာတို့နောက်မှာဆရာမေမေပါလာတယ်ဟာအန်တီဆရာလည်းကြိုမပြောကဲမေမေလာလို့ရပြီလားရှမ်းဟုတ်အမလာပါကြွပါညီမလေးဧကန်ထဲမှာအားလုံးထိုင်နေကြတယ်ဝနာလည်းအပြင်မသွားတော့ကဲလာရင်ကိစ္စတော့တာရီသမီးရေးပါညီမလေးရဲ့ဟုတ်ပါဒါသမီးလေးကိုတော်တော်ချစ်နေမိပြီထင်တယ်ညီမလေးသူ့ဘဝမှာဒီလိုကလေးလေးနဲ့တွဲလိုက်မယ်လို့အမကထင်ကိုမထင်ထားတာဝနာဆရာကိုကြည့်ပြီးနှက်ခမ်းထော်ပြလိုက်တယ်ဟုတ်ပါမရဲ့ဝနာကိုစိတ်ပူပေမဲ့သူ့ချစ်သူကမောင်တန်ဦးမောင်ဆိုတော့ကျမတို့လည်းစိတ်အေးရတယ်လေဒါ32နှစ်ရှိပြီညီမလေးရဲ့သူ့ကိုအမတော့နေရာချပေးခြင်းပြီအမလည်းမြေးချခြင်းသေးတယ်လေဟာဟုတ်အမသမီးကိုလည်းစိတ်ချပါတယ်အမဝနာရဲ့32နှစ်လူကြီးကခံကြောကြီးပါလားလို့တွေးမိပြန်ပါတယ်ဒါတို့သမီးတို့ဆက်နာရောခိုးတောင်ပြေးပြီးကြပြီဆိုတော့လက်ထက်ကြမယ်မလားကျွန်တော်ကတော့ဝနာကလွယ်ပြီဘသူ့ကိုမှလက်မထက်နိုင်ဘူးဝနာရောသမီးအမှန်တိုင်းပြောရရင်ဝနာအသက်20လေးနဲ့လက်မထက်ကျင်သေးဘူးဒါပေမဲ့ဆရာဖြစ်နေရကြမယ်ဟုတ်သမီးကမေမေတို့သဘောပါပဲတန်ဦးမောင်ပြုံးလိုက်ပြီးအကုန်လုံးလည်းပြုံးလိုက်ကြတယ်ညီမလေးဘယ်တော့စီစဉ်ကြလဲသမီးလေးဒုတိယနှစ်လယ်လောက်ရောက်ရင်စီစဉ်ပေးကြမယ်လေကောင်းပါပြီကွယ်အကြကောင်းဖို့ပဲဖြစ်လာပါစေလို့ဆုတောင်းပြီးဝနာနှလုံးသားကလည်းဆရာဖြစ်ကြောင်းအတည်ပြုရမယ်ဝနာဒီကိစ္စတွေဖြစ်ပြီးတဲ့နောက်ပိုင်းအရှင်လုံးမပြောတော့ဘူးအိမ်ထဲနေလိုက်တင်တန်းသွားလိုက်နေပဲအချိန်ကုန်နေရုံဝနာတော့ရင်ဟာရတီပါလားဘာကိစ္စလဲမဟုတ်သွားစားမလို့ငါမလိုက်ချင်တော့ပါဘူးဟာမရပါဘူးငါဝယ်ကြွေးပါလိုက်ခဲ့နင်းကလည်းလာပါဆိုဝနာလည်းညင်းမြတဲ့စုံလိုက်သွားတယ်ဝနာတို့စုံနေကြရှိတ်ဆိုင်လေကဲကြိုက်တာမစားအမလေးရတီမ
အခုမှပဲကြည့်မိတော့တယ်ဒီနေ့တော်တော်လှနေပါလားခေါင်းဝင်ပန်းရောက်လေးကယတိရဲ့ပပူလုံးလုံးခန္ဓာကိုယ်လေးကိုပေါ်လွင်စေတယ်ဒီနေ့ကငါနဲ့ကိုရဲ့အန်နီဒေးလေးတကယ်ဟုတ်တယ်နှစ်နှစ်ပြည့်အန်နီဟာမိုက်တယ်ကွာဟိုမှလာပြီဟာကိုကြီးလင်းထုံးမှာပါတာလားဟဲအေးဟုတ်တယ်နော်ယတိရောက်နေရကြပြီလားမကြသေးပါဘူးရှင်ကိုလမ်းမှာကိုလင်းထုံးတွေ့လို့ခေါ်လာတယ်ဝနာမတွေ့ရကြပြီနော်ဟုတ်ကိုပိုင်ဆိုင်ရဖို့မသေးချတော့တဲ့ဒီကောင်မလေးကိုလင်းထုံငေးနေမိတယ်ဘာစားကြမလဲယတိနေကငါ့ကိုဝယ်ကျွေးတာပေါ့ဟုတ်လားငါချစ်ဆုံးကနေမဲမှုလို့ပါကြိုက်တာမှနော်စတော်ဘယ်ရီမိုချီပြီးတော့ဖာလူတာလက်တီးတစ်ခွက်ပဲပေးပါဒါပဲလားမှားကြအောင်နော်တော်ပြီငါတော့ကိုလဲတော်ပြီယတိတို့လည်းမှားလိုက်ပြီစကားဝိုင်းဟာတိတ်ဆိတ်သွားပြန်တယ်ကိုတရေမျိုးအလုတ်စင်ပြေးရဲ့လားပြေးပါရဲ့ညီမအစားတော့ရောရှမ်းပြည်မှာနေနေကြလူကဒီကိုရောက်လာတော့အဆင်ပြေရဲ့လားယတိလေးကတာဝန်ယူပေးထားတယ်ညီမရေအမေယတိမငါ့ကိုကြတခါမှဟင်းတွေပါရမချက်ကျွေးဘူးနော်ဘဲတူမလဲအော်ညီမပြေဖြိုးကြော်မှတ်မိသေးလားမှတ်မိတာပေါ့ညီမခရက်ကြီးလေသူလဲရန်ကုန်ရောက်နေရပြောတယ်ဟုတ်လားဟုတ်တယ်ယတိငါတို့တွေ့ရဲ့ပွင့်လာကိုလာကြတာသူများလားတိုက်ဆိုင်တာလားတော့မသိပဲတကယ်သားဆိုရင်ကဘာကြီးကချင်းချင်းလေးပဲနော်အေးဟာဟိုတခါတွေကငါတော်တော်လန့်သွားတာကိုသိလားအဲ့တော့ဝနာဟီးရိုးလောက်တာလေအဲ့မာကြီးကသူ့ကိုတခုခုပြန်လုံးပြဲဆိုပြီးလာတာကိုဖြစ်ပြူကြော်ကဲလိုက်လို့ဟာဝနာကအဲ့လိုလားကြတဲ့တစ်ချိန်လုံးတိတ်နေသူကြီးကစကားဆလာပါပြီဟုတ်တယ်ကိုလင်းထွန်းရင်နောက်ဆိုအဲ့လိုမလုပ်အောင်နော်တယောက်တည်းဘာမှမဖြစ်ပါဘူးကိုကြီးလင်းထွန်းရဲ့စိတ်ပူရဲလေကွာဝနာကအေးစီပါကိုကြီးရဲ့ဒီကောင်မလေးကတော့ကွာဝနာကောင်းလေးကိုကာပြီးကိုကြီးလင်းထွန်းကပြောတယ်ဟောဘုတ်တွေလာပြီဝနာတို့လည်းစကားတပြောနဲ့ပြောရွှင်ရွှင်စားကြပြီးအိမ်ပြန်လာကြတယ်ဝနာတို့တက္ကသိုလ်ဒုတိယနှစ်ကိုစက်တက်ရပါပြီဝနာပွင့်လာကိုခေါ်မလားငါလည်းမပြောတတ်ဘူးသူခေါ်ရင်ခေါ်လိုက်မယ်လေအေးဟဲ့တငယ်ချင်းတို့ရေအော်ပွင့်လာအခန်းတူတယ်နော်တူထိုင်ကြမလားအွန်ရတယ်လေဝနာတို့လည်းကြံပင်များကျန်တာကြောင့်သူပြောသလိုပဲသဘောတူလိုက်တယ်စာရီကပိုခက်လာတယ်နော်နင်တို့ဘယ်သူနဲ့တင်ပါလဲခိုက်တွက်မပြောတတ်သေးဘူးဆရာတန်ဦးမောင်နဲ့ပဲတင်ကြပါလားအဲ့ဒါဟာတယ်လေပွင့်လာနေသွားပြောလိုက်သူ့တကယ်ကောင်းပြီပွင့်လာတော့အောင်နိုင်သူပြုံးနေညနေတန်းစင်းတော့ငါနေတို့အတွက်မုံယူလာခိုင်းထားတယ်ခဏဆောင်ပေးပါလားငါနဲ့ဘာလဲပွင့်လာရောက်ရင်သိမှာပေါ့ခဏနေတော့ပွင့်လာတို့ရဲ့ကားလေးဟာဝနာတို့စီရောက်လာပါတယ်ဒီပါရပြီပွင့်လာဟာကိုပြည့်ဖြိုးယတိမြင်မြင်ချင်းအံ့ဩသွားတယ်ဝနာဆိုပို့အံ့ဩမှသိကြတယ်ယတိပါလားသိနေကြတာလားဟုတ်တယ်ပွင့်လာငါတို့အရင်ကအိမ်နေတယ်ပွင့်လာကားတော့ရောက်နေပြီပြန်ကြမယ်လေယတိဟဲ့ကြည့်လိုက်အောင်ဝနာဒီချိန်တယောက်နဲ့စကားပြောပြီးလာတော့ယတိထူးထူးဆန်းဆန်းပြောတယ်ဝနာကြည့်လိုက်တော့ဟာအကိုဝနာမှတ်တောင်မမှတ်မိတော့ဘူးဝနာနေကောင်းတယ်မလားမတွေ့ရကြပြီနော်နေကောင်းပါတယ်ဝနာတို့ရောအဆင်ပြေရဲ့လားပွင့်လာတငယ်ချင်းမှအကိုမသိဘူးပြေပါရဲ့ကိုပွင့်လာမိတ်ဆက်ပေးကြတော့မလို့တော့ဘူးနော်ဟုတ်ပါကဲအကိုတို့တော့မှတွေးကြအောင်လေပွင့်လာကိုအိမ်ပြန်ပို့ပေးရတော့မှမလို့ဟုတ်ကိုတတ်တာနော်တတ်တာပွင့်လာတို့ပြန်တော့ဝနာတွေးမိတယ်အကိုအဆင်ပြေပြေရှိနေလို့တော်သေးရပေါ့ဝနာအဖွားကိုဒီကိစ္စတွေပြောပြဖို့အိမ်ထဲပြေးဝင်လာပြီးတော့မြင်လိုက်ရတာကိုကြီးလင်းထွန်းမာကြီးကြပြူတဲ့တူအန်နီမန်းမှုတို့ပါရှောက်နေ။အော်သမီးလေးကျောင်းကပြန်လာပြီလား။ဟုတ်အန်တီဝနာလည်းဖွားပိတ်မှာဝင်ထိုင်းလိုက်ပြီ။ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကိုကျမကပဲတောင်းပန်ပါတယ်။လင်းထွန်းကဝနာလေးပေါ်မှာမြစ်တာရှိနေတဲ့ဆရာမရဲ့ဝနာမှာချစ်သူရှိလားမရှိလားမသိပေမဲ့အားလည်းတကယ်နာပါတယ်။ထော်မေတော်ရာဦးကဘာပြောရမလဲမသိတော့။ဟုတ်မနေ့ကမောင်တန်ဦးမောင်တို့လာတယ်။ဒီနေ့မမ်းမှုတို့လာတယ်။ကျမလည်းဘာပြောရမလဲမသိတော့ပါဘူးဝနာသဘောတိုင်းပါပဲမေမေကဝနာကိုလွှဲချတယ်ကိုတင်တောင်းတင်တဲ့ထားမှာပါဝနာလည်းငိုချင်တော့တာပဲသိတော့တယ်ဒီလိုချိန်ပါပဲဘာတွေဖြစ်နေကြတာလဲတန်ဦးမောင်ရောက်လာတယ်လင်းထွန်းဝနာကငါ့ဤသားဆိုတာမင်းမသိဘူးလားဆရာစိတ်လျှော့ပါသိရယ်ဆရာဦးတန်ဦးမောင်ဒါပေမဲ့ကျွန်တော်သူ့ကိုပိုင်ဆိုင်ဖို့စူးစမ်းနိုင်သေးစုတောင်းလေဒါငါဇနီးလားဝနာမင်းဘသူ့ကိုရွေးချယ်ပါလဲကိုကြီးလင်းတော့ညီမနဲ့ဆရာချစ်သူတွေပါဝနာတောင်းမှန်ပါတယ်ဝနာဆရာကိုပဲရွေးရမှာပါကိုကြီးလင်းတော့ချက်ချင်းမျက်နှာပြတ်သွားပြီးထွက်သွားတယ်
အန်တီမက်မူတို့လည်းတောင်းပန်ပြီးပြန်သွားကြတယ်ဝနာနားချင်ပြီးပြန်လိုက်တော့ဆရာအဲ့လိုပြောပြီးအခန်းထဲဝင်သွားလိုက်တယ်ဖြစ်သမျှကိစ္စတွေကိုဝနာမေးပြချင်တယ်နောက်တနေ့ကျောင်းကိုနောက်ကျမှဝနာသွားဖြစ်တယ်မနက်ပိုင်းတစ်ချိန်ကိုခွင့်ယူလိုက်တယ်ဝနာအော်အကိုပါလားဘာကိစ္စရှိလို့လဲဖွင့်လာနေမကောင်းလို့အကိုလာခေါ်တာအော်ဟုတ်မျက်နှာမကောင်းပါလားဝနာဟုတ်တယ်ဘာကိစ္စရှိလို့လဲအကိုကိုပြောလေဒီလိုပါပဲနှလုံးသားရေးရတွေပေါ့ဘာလဲလက်ထပ်တော့မလို့လားဟုတ်တယ်ဒီနေ့ပြီးရင်လက်ထပ်ရတော့မှာဘယ်လိုတကယ်ပြောနေရလားဟုတ်တယ်ဆရာတန်ဦးမောင်နဲ့ဘယ်လိုဖြစ်တာတော့ဝနာသူနဲ့တွဲနေရအကိုရဲ့တပြိုင်တည်းမှာပဲဝနာရဲ့အချစ်ဦးကြီးကလက်ထပ်ခွင့်တောင်းတယ်ပြဿနာတွေစုံပါပဲကိုနှမျောလိုက်တာဝနာရဲ့ဟမ်သူတကယ်ချက်တာဆိုရင်ဝနာကန်ကောင်းပါတယ်သူ့ပုံစံကလူကြီးလူကောင်းပုံစံပါဟုတ်ပါတယ်တခုခုဆိုရင်အကိုရှိရနော်ကြားလားဟုတ်ကိုအဲ့ဒါဆိုဝနာအတန်းနဲ့သွားတော့မယ်နော်ကောင်းပါပြီဗျာထွက်သွားတဲ့ကလေးမလေးကိုကြည့်ပြီးပြေဖြိုးကြော်တယောက်စိတ်မကောင်းဖြစ်နေပြီမပိုင်ဆိုင်ရလဲသူ့ပြောမဲဆိုရင်ထပ်တူပျော်ရွှင်ရတယ်မဟုတ်ပါလားရှစ်တီဝနာလာပြီလားအေးလာပြီပွင့်လောင်သွားပြီသူနေမကောင်းမှုတဲ့အကိုပြေဖြိုးကြော်ရောက်နေတယ်ပြောစမ်းမအောင်နေပါဖြစ်နေရလဲမနေ့ကပြဿနာတွေတက်တယ်ဘယ်သူနဲ့လဲကိုကြီးလင်းထွန်းနဲ့ဆရာနဲ့ကိုကြီးလင်းထွန်းကလာတောင်းတာငါ့ကိုတကယ်အေးလို့ငါလည်းပါလို့ရမယ်မသိဘူးလေအဲ့မှာဆရာရောက်လာရောတော်သေးတယ်ငါသွေးတိုးပြီးတောင်ထင်းတာအေးလေနေ့မှလည်းရွေးချယ်ရတာပင်ပန်းတာပေါ့ငါပြတ်သားလိုက်ပါတယ်ငါနဲ့ကိုကြီးလင်းထွန်းကဘာမှမဟုတ်တာအချစ်ကိုမြေဦးရတဲ့ချိန်မမေ့ဘူးတဲ့ဟုတ်တယ်ရတဲ့ဘာမှမဖြစ်ပါနဲ့အဆင်ပြေသွားမှာပါလေလာငါစာရီပြမယ်ဘာရီငေးနေရလဲမဟုတ်ပါဘူးနေမကောင်းမှုဆိုကားပေါ်တက်โอเคတလန်လုံးလဲကိုပြည့်အောင်စကားမပြောတာကြောင့်ပွင့်လာစကားဆလိုက်တယ်ကိုပြည့်ဘာဖြစ်နေရလဲဘာဖြစ်လို့လဲငိမ့်နေလေအသေးကွဲနေရလားဟုတ်တယ်ဆိုတော့ဟာကိုပြည့်မှာရည်စားရှိရလားမရှိပါဘူးဟမ်ဒါဆိုအချိန်နေပြီးတော့မပြောဖြစ်ခဲ့တဲ့ကောင်မလေးကအခုရည်စားနေတဲ့အဲ့လိုလားပွင့်လာရှိပါသေးတယ်မနောက်ပါနဲ့ဘာလို့လဲဒယ်ရီစုမစိုးလို့လားတကယ်ချင်းပွင့်လာဒယ်ရီကိုလည်းအကိုကမကြောက်ပါဘူးတကယ်နော်တော်တော်နောက်တဲ့ဒီကောင်မလေးကိုကြည့်ပြီးရင်မိသွားတယ်ရတီနင်းတင်နဲ့နင်းကိုနဲ့ပြန်ပါလားဟုတ်တယ်တာယာနေရပေါ့အဲ့လိုလည်းမဟုတ်ပါဘူးနင်းပြောရင်ပြီးတာပါပဲဟိုမှာနင်းလူကြီးလာပြီတတပြန်တော့မယ်အေးတတငါကိုလည်းလာပြီမနာတို့လည်းနှုတ်ဆက်ပြီးလန်ခွဲလိုက်ကြတယ်ကဲဒီနေ့စာသင်ရတာဘယ်လိုလဲโอเคရုပ်ကဘာဖြစ်နေရလဲဘာမှမဖြစ်ဘူးအာပွားမရသေးလို့လားဖတ်ရိုင်းဆိုင်လေးကြည့်စမ်းဘာဖြစ်လဲကပီတယ်သွားမယ်ဘာဝယ်မို့လဲစာအုပ်မြင်ဝယ်ပိုင်းစာနေပြီဟုတ်ကဲ့ဗျဝနာတို့လည်းအနည်းဆုံးကပီတယ်ကိုဝင်လာပြီးစာအုပ်တန်းဘက်ကိုသွားကြတယ်ဆရာကဝနာအတွက်စာအုပ်တွေရေးပေးနေပေမဲ့ဝနာကတော့တခြားစာအုပ်သေးသေးလေးတွေကိုစိတ်ဝင်စားနေတယ်တစ်ချက်ဆရာကိုကြည့်ပြီးတော့ခံကြောကြည့်ပါလားလို့ကြိတ်ပြုံးနေပြီဆရာပြီးသေးဘူးလားပြီးတော့မှာပေါ့သမီးဒါလေးတွေဝယ်မယ်ကလေးလေးခဏစောင့်ဟုတ်ဟာကိုတန်ဦးမှာပါလားမက်လာဝင်စာအုပ်လာဝယ်တာလားဟုတ်တယ်ဗျမက်လာဝင်ရောဟုတ်အိမ်ကမိမိတွေအတွက်စာအုပ်လာဝယ်တာဟုတ်ကဲ့ပါဗျဒါတူမလေးလားဝနာအေးတွေတော့တင်းသွားရတယ်ရည်ကျန်တဲ့စိတ်ကိုထိမ့်မရအောင်ဒီကောင်မလေးကတော့အဆင်ပြေလားပြေးပါတယ်ဆရာဟုတ်ကဲ့ဦးလေးခောက်လိုက်လို့နော်ဒါကကျွန်တော်ချက်သူပါဟုတ်လားမထင်ရအောင်နော်လိုက်ကြပါရရှင်ကျွန်တော်ပူချောရမလားဆရာအုပ်နေပြီမို့တူမလေးလာလို့မေးခံရတာလေဘာရီကုန်းစားနေရတော့ကဲရံမဖြစ်ကြပါနဲ့ကျမလည်းဝဲကြရှိသေးလို့သွားလိုက်အောင်မယ်နော်ဟုတ်ကဲ့ဆရာတော်တော်အသက်ကြီးနေလားဝနာတေးကြတာပေါ့ဒါဆိုဒီနေ့ပဲလက်ထပ်လိုက်ကြမလားအမဲဖြစ်ရလေလာပါနိုးနော်ဘာလို့လဲကြောက်လို့လားဦးတန်ဦးမောင်နော်ဘာလဲမိမဟာပြောလေကဲလေပါလားစိတ်ကောက်လိုက်ပါနော်စတာပါဗျာလာဘိုက်စားပြီဆိုအိမ်ပြန်ကြမယ်ဆရာနဲ့တူရှိနေပြန်တော့လေစိတ်ပူပင်မှုတွေကကင်းစင်ပါလေရောဝနာတို့ဒီလိုနဲ့စကန်ရအိမ်စင်ကြီးကိုရောက်လာခဲ့ပါပြီစာမွဲဖြေတော့နေ့တိုင်းဆရာထည့်ပေးလိုက်တဲ့မုတ်တရားတထုံမမပိုးချပြူစရာနဲ့ကိုကြီးလင်းထွန်းကျွေးရဲ့မုတ်တရားတထုံအကိုပြေပြိုးကြော်ကျွေးရဲ့မုတ်တရားတပူနဲ့နေ့တိုင်းလိုအများကြီးစားရတယ်ဝနာတို့စွန်နာ
ငါပါပိုက်ကားတယ်နင့်ကိုကျွေးရတယ်လဲစားရပါတယ်နော်ဟုတ်ပါဟဲ့ဝနာဘာလဲငါခုမှကြည့်မြနင့်တော်တော်လှလာရပဲအမဲမြောက်ပြီဟုတ်ပါတယ်သပင်ရှည်လေးကလည်းဘာရောင်မှမချေတထောင်မိတ်ကပ်တွေကလည်းမလိမ့်ပဲနေရအောင်မျက်နှာလေးကကြည်လင်းနေတယ်ခလေးလေးတယောက်လိုအပြစ်ကင်းစင်တဲ့မျက်လုံးမျက်ခုံးလေးတွေတော်ပြီလေအဲ့လောက်ကြည့်မနေနဲ့အေးပါငါအဖြောင်တော့မကေးဘူးအေးပါဟဲ့ငါလည်းတူပါပဲဘာသာစုံဖြေနိုင်ပြီအတန်းမှန်တာကြောင့်စောင်ပွဲရှားလက်တွေဝနာတို့စိတ်မပူကြအောင်အတန်းတွေကထွက်လာတဲ့ကြိုနေတဲ့သူတွေကကိုသူရိန်မျိုးကိုပြည့်ဖြိုးကျော်ကိုလင်းထွန်းနဲ့ဦးတန်ဦးမောင်ဝနာကိုချိန်နေကိုကြည့်ပြီးရည်ချင်းရပြန်တယ်လာဝနာပြန်မယ်ဟုတ်ဟဲ့ဖြေနိုင်လားဟုတ်ဆရာမကြောင်တူတူလေးဖြေရပြန်တယ်ဒီလိုမှန်းသိရင်ငယ်တွေကကိုအိမ်မှာလာစော့နေတဲ့ကလေးလေးကိုရင်ခွင်ထဲထည့်ပြီးတိမ်ပိုက်ထားလိုက်ပါရဲကွာလင်းထွန်းကကိုထီးလာပေးတဲ့မင်းလေးကိုထီးလေးနဲ့တူကိုဘွားကြီးပါပြန်ပေးချင်လိုက်တာကလေးလေးရဲ့ပြေပြိုးကျော်အချင်းဆိုတာဆရာပြောလေတဲ့ငယ်ဝနာလေးဟိုကိုကြီးတွေကိုနှက်မျောတယ်ဘဲကိုကြီးတွေကိုကြီးလင်းထွန်းနဲ့ကိုကြီးပြေပြိုးကျော်လေဘာလို့နှစ်ယောက်လုံးကချောတယ်လေကိုကြီးလင်းထွန်းဆိုလဲသူ့လုံးနဲ့သူတိငိမ့်နေရပဲကိုကြီးပြေပြိုးကျော်ကြတော့လဲအမိုက်လိုက်သွားလေနှမျောနေဆရာမှမလွတ်တာဘာစတာဘာစတာလဲဒါမဲ့ဆရာကိုမှတ်မိပါဘူးလို့ဆရာအမိုက်ဆုံးလေးနော်လက်ထပ်ပြီးလို့ကတော့အဲ့လိုတစ်ခါပြောရင်တစ်ခါနာအောင်လုပ်ပြမယ်ဟာလက်ပါမလို့လားရဲတိုင်ပါနော်လက်ရောဆရာနော်ညင်ညက်ဖက်ဖက်တွေမပြောနဲ့ပချိုက်ကြီးခွန့်နေအောင်ပြုံးပြန်ပါတယ်ဝနာလဲပိတ်ရအိမ်မှာပဲချိန်ကုန်ပြစ်တယ်အပြင်ထွက်ချင်ပေမဲ့ဆရာသူနဲ့တူတူပဲသွားခိုင်းတယ်မြေးလေးရှမ်းဖွာပြင်းနေပြီလားဟုတ်နင်းနေပါဒါဆိုဖွာမေးကြရှိရဟုတ်မေးပါဖွာတပီးလေမင်္ဂလာပွဲကိုဘလို့လုံးစေခြင်းလဲပြောရရင်တော့ရိုးရိုးရှင်းရှင်းလေးပဲသဘောကျတယ်ဖုန်းကြောင်မှာစွန့်ကပ်ပြီးသေးတဲ့သူနည်းနည်းပပကိုပဲမှုတ်ကျွေးခြင်းတယ်တခြားခန်းခန်းနာနာကြီးတွေသမီးမကြိုက်ဘူးဟုတ်ပြီကွယ်သမီးစိတ်ကြိုက်ဖြစ်စေရမယ်သမီးတကယ်လက်ထက်ရတော့မှာပေါ့နော်ဟုတ်တယ်မြေးလေးရဲ့ဖွာစိတ်ထဲမှာတော့ခလေးလေးပဲဖွာအဲ့ဒါဆိုလက်မထက်ခိုင်းပါနဲ့လားအဲ့လိုလဲဘယ်ရမလဲမြေးရဲ့မောင်တန်ဦးမောင်ကအကုန်စီစဉ်နေပြီလေယောက်ျားမယူချင်သေးဘူးဖွာရဲ့ကဲပါအဆင်ပြေသွားလိမ့်မယ်နော်လာဟုတ်ဖွာဒီလိုနဲ့ပဲဝနာတို့ရဲ့လက်ထက်ပွဲလေးဟာဖုန်းเจ้าမှာစွန့်ကပ်ပြီးရုံတက်လက်မှတ်ထိုးတာနဲ့ပြီးဆုံးသွားခဲ့ဖုံစုပြီးတော့ပြုံးပြီးလက်အုပ်လေးချိနေတဲ့ဇနီးလေးကိုတန်ဦးမောင်ပြုံးပြီးကြည့်နေပြီအဖြူအောင်ရှင်ပုံးလေးနဲ့လှလိုက်တာဘာမမို့လေးမှတနက်ခါလေးနဲ့စပင်လေးကိုလည်းထုံထားသေးတယ်ကဲဒါဆိုဒါသူ့ကိုအင်ခေါ်သွားရမယ်နော်ဟဲ့နေပါဦးတန်ဦးမောင်ရဲ့ညနေပွဲအတွက်ကလေးအိမ်မှာပြင်ဆင်ပါစေဦးဦးတန်မောင်မေကဝိုင်းပြောရတယ်ဆရာညနေမှာတွေ့မယ်နော်ဝနာအိမ်ပြန်ရောက်တာနဲ့ခဏနာပြီးအသီးလေးစားတော့ရှိသေးရတီတို့ကရောက်လာပြီးဝနာကိုအနှပြေပေးဖို့တားဆူနေပါတော့တယ်ငါအိတ်ချင်သေးရဲ့နင်းကလည်းညကြရင်အိတ်ရမှာပဲ哦လာပါဟဲ့လက်လာလေးပြင်ပေးမယ်နေပါအောင်နင်းကညအိတ်ရမှာမဟုတ်တာဟဲ့နင်းတယောက်တည်းဘာရီရှပြောနေရလဲဘာမှမဟုတ်ပါဘူးဟုတ်နော်ငိုချင်ပါတယ်ဆိုကဲပါအိတ်၄နာရီကြာမှငါနှိုးမယ်အောင်းမွေးထားတဲ့ငယ်ချင်းဒီကောင်မကတော့စရာအိတ်ဝနာလဲတချိုးတဲ့အိတ်ပြောသွားတယ်ရတီလာနိုးမှပဲနိုးတော့တယ်အလားပြင်ဆင်ပေးပြီးခေါင်းဝင်းဖြူရောင်လေးဝစ်ပြီးမှန်တဲကြည့်လိုက်တော့ကိုရောင်မယုံချင်လှလိုက်တာတငယ်ချင်းဟုတ်သားပဲနော်လှတယ်လာအောက်မှာစောင့်နေကြပြီငါ့ကိုဖတ်ထားအောင်နင်းအစင်ပြေပါပါနော်ချစ်တယ်တငယ်ချင်းသမီးရေပေးပြီလားဟုတ်မယ်မေဝနာတို့ကားနဲ့တန်ဦးမောင်တို့ခြံကိုသွားကြတယ်လှပခန်းနာလို့နဲ့ပြင်ဆင်တွေနဲ့ပိုစတာလေးကဝနာတို့နှစ်ယောက်ပုံဝနာရှင်တွေအိမ်မတန်ခုန်နေတယ်ကားပေါ်ကစင်းတာနဲ့သူ့ကြာလာကြတယ်လှလိုက်တာသဲငယ်လေးဟုတ်ပုံမှန်ဆိုကက်ကက်လက်ချန်တွေးတတ်တဲ့ကလေးလေးကအခုကြတော့လဲဟုတ်တယ်လေခဏနေတော့ဧည့်သည်တွေရောက်လာကြတယ်အဲ့ဒီထဲမှာမမပိုးရဲ့အကိုဝနာရဲ့အချစ်ဦးကြီးလင်းထုံးနဲ့ကိုပြေးပြစ်ဖြိုးကြော်တွေလည်းလာကြတယ်ကဲဝနာကိုလက်ကိုတိတ်ချတွဲပြီးကိုနာမှာပဲနေနော်ဟုတ်စရာမင်းရောက်နေတလက်လက်နဲ့ဝနာစိတ်လှုပ်ရှားမိတယ်ညီလေးတို့အေးစိတ်စားကြနော်သူပိုင်ရသွားပြီဆိုပြီးပြုံးပျော်နေတယ်ဝနာလဲလူနေနဲ့လေးနဲ့ပြီးချင်ပေမဲ့ဆရာပါတီလေးတော့လှုပ်ပြစီဆိုပြီးလှုပ်တယ်လာလိုက်တဲ့ဧည့်သည်တွေမနေမနော်မောင်တို့တန်တာချိုးတို့လည်းလာကြတယ်ပွဲပြီးတော့နှစ်ဖက်မိဘကိုကြော်ပြီးတငယ်ချင်းတွေကိုနှုတ်ဆက်ကြတယ်ကဲကျွန်တော်တို့လည်းပြန်တော့မယ်နော်မေအေးပါကွယ်အဆင်ပြေပြေနေကြနော်ငါသမီးလေးကိုခူးဆိုင်စိတ်ချပါဗျာဖ
ဖေဖေနဲ့မေမေသမီးသွားတော့မယ်နော်ဖေဖေလည်းရန်ကုန်ကိုပြန်လာတယ်တတသမီးဖုံးဆက်နော်ဟုတ်ဖွာတတမြေယတိတတအေးမငုံနဲ့လေဟာတကယ်ချင်းနှစ်ယောက်ငုံမိပြန်တယ်မောင်ပျော်ရွှင်ပါစေကျေးဇူးပါဆရာမနှင်ဝင့်ဖြူလည်းပြန်သွားပါတယ်ဝနာနဲ့ဆရာလည်းကားပေါ်တက်ပြီးဆရာအိမ်ကိုဇလန်လေးရဲ့ဒုတိယပိုင်းလေးကိုတင်ဆက်လို့ပြီးပါပြီနားဆင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းဇာတ်သိမ်းပိုင်းလေးကိုတင်ဆက်ပေးပါဖို့စောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်